အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကဆိုရဲ့အကဆို official YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကဆိုရေးသားထားတဲ့စုံထီဥပဒါနဲ့ဇက်လိုက်မင်းသားဆိုတဲ့အတွဲသုံးစာသင်34ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနာဆင်အားပေးကြပါအောင်ခင်ဗျာဓမြတွေရွာထဲဝင်လာကြပြီဗျို့ဓမြတွေရွာထဲဝင်လာကြပြီတကြီးရဲ့မနေ့ကမှကိုမင်းတယောက်က9တန်းကြီးအတန်ကုန်ဟဲ့ပြီးတော့ခြံထဲကိုပြေးဝင်လာတယ်ဗျဟိုတိ့ကိုကြီးရတာလဲအမောတော်နဲ့ဗျပစုံမနိုင်ဘဝမနိုင်တဲ့ခြံထဲကိုပြေးဝင်လာတာဗျဟိုကျုပ်တို့တောင်မှအခုမှနိုးလို့မျက်နှာတက်မလို့ရှိသေးတယ်ဗျအဖေရှိကိုရောက်တော့ကိုမင်းကဟောဟဲလိုက်နေတယ်ငါမြင့်ရဲ့မင်းမလဲဖြစ်လိုက်ရင်အသေးအတန်ကြီးပဲကွာဒီတကတော့တကယ်အရေးကြီးတယ်ဗျဟိုသေရေးချင်းကိုအရေးကြီးတယ်ဗျအဖေကမျက်မှောင်ကျုံလိုက်ပြီးတော့ကဲပြောကွာဘာလို့သေရေးချင်းဖြစ်နေတယ်လဲဟိုကျုံမနဲ့အိယာအနေထားတော့မနေ့4နိုင်လောက်ရှိပြီပေါ့ဗျာခြံတော်သိန်းဆောင်ခောက်ပြီးတော့မျက်နှာဆင်းသစ်တယ်ဗျဟိုအမေကျွေးတဲ့ထမင်းကျန်တဲ့ပဲပဲကိုစားပြီးတော့ဟေ့အောင်ငါမြင့်မင်းတော်စဲလိုရင်းပြောကွာဟိုလိုရင်းကိုပြောရမယ်ဆိုရင်တော့ရွာကိုဓမြတွေဝင်လာကြပြီဗျဟေးဓမြဟုတ်လားဘယ်ကဓမြလဲကွာဒီလောက်တော်တော်ကြီးမပြောနဲ့လေကွာမင်းရလဲကျုပ်ပြောပါမယ်တကြီးဟာဟိုမနေ့ကငုံထောင်မယ်ဆိုပြီးတော့ရွာပြင်စောစောထွက်လာခဲ့တာဗျရွာပြင်ရိုးချောင်းကူတဲ့တေတာတရာနာလေးကိုရောက်တော့ပေါင်းမိုးကြီးမိုးထားတဲ့လော်လီကာကြီးတကြီးကရက်ထားတာတွေ့တယ်ဗျဖြင်းစာမိုးထားတဲ့လောက်ပါငမြင့်ရမင်းအလှဲကြမှာလော်လီကာကပေါင်းမိုးတက်ရတယ်လို့ကျုပ်လောသွားလို့ပါဗျာဟိုအဲ့ဒီပေါင်းမိုးအဲ့လေဟိုဖြင်းစားနေတဲ့မှာဘာရှိမလဲမသိဘူးဆိုပြီးတော့ကျုပ်ကအသာကတ်ကြည့်နေလိုက်တော့အထဲမှာလူတွေထိုင်နေကြတယ်ဗျနောက်ပြီးတော့တနတ်တွေဓာတ်တွေလှန်နေရလဲပါနေဗျအဲ့ဒါဓမြတွေပဲဖြစ်ရမယ်ဗျဟိုဓမြတွေကနှင်းကင်းကြောင်တော်ကြီးကားနဲ့လာတိုက်ပါမလားကွာရင်နှွေးထွက်ပြေးတဲ့အမေကလည်းပြပသလဲနဲ့အဲ့ဒါဖြစ်နိုင်တယ်ကိုပါမောင်ဒေါ်ပြုံးပြောတာကြောက်ကြားမှုတယ်ဟိုရေဦးဆိုလားခင်ဦးပဲဆိုလားအမှဓမြတွေကရွာထဲကိုခြေကားနဲ့ဝင်လာကြတာတဲ့ဟိုရွာရောက်တာနဲ့တခါတည်းသကြီးအိမ်ကိုမောင်းဝင်ပြီးတော့သကြီးကိုပြစ်တက်တယ်ဆိုပဲပြီးတော့တရွာလုံးကိုဓမြတိုက်ပြီးတော့ရသမှတ်ပစ္စည်းအလုံးကိုကားပေါ်တင်ပြီးတော့မောက်ချသွားတယ်တဲ့မဖြစ်ပါဘူးကိုပါမောင်ရှင်ပုံးနေမှဖြစ်မယ်တော့ဟာငါဘာလို့ပုံးရမှာလဲကွာအရှင်မသိလို့လေအဲ့ဓမြတွေကသကြီးဖြစ်တဲ့ရှင်ကိုအရင်ပြစ်တက်ကြမှာတော့ကွာငါတို့မောင်းထုတ်ပြီးတော့ရွာထဲလူတွေအကုန်လုံးစုပြီးပြန်လိုက်ကြမယ်ဟဲ့ကိုမင်းကတော့ကြောက်နဲ့မဖြစ်ဘူးတကြီးမောင်းထုတ်လေဘလူးမှလာမှာမဟုတ်ဘူးဗျဟိုကြောက်အောင်တန်ကြလို့ရွာသားတွေအကုန်လုံးကပြေးတဲ့လူကပြေးပုံးတဲ့လူကပုံးကုန်ကြပြီတကြီးကဟေးဒါဖြင့်ငါတို့ဘယ်လိုလုပ်မလဲကွာကျုပ်ပြောသားပဲရှင်အချိန်တွေကနောက်ကျနေပြီတော့ဓမြတွေကားနဲ့ဝင်လာရင်ရှော့ဆိုအိမ်ကိုရောက်လာတော့မှရှင်ပုံးနေထဲမှာကိုပန်းမောင်ရဲ့အမေကအဖေကိုအိမ်ရောက်ထက်ကအငယ်မတို့အခန်းထဲကိုထိုးထည့်တယ်ဗျအဖေကလည်းဘိုးမသိဘာမသိနဲ့အိမ်ထဲကိုဝင်သွားတယ်ကျုပ်ကတော့နယ်မှာချိတ်ထားတဲ့ဓာကြီးကိုပြည့်ဖြုတ်ထားပေါ့ဗျာအမေကကျုပ်ကိုကြည့်လိုက်ပြီးတော့ဟဲ့လက်ကောင်နေအဲ့ဓာကြီးနဲ့ဘာလို့မလို့လဲဘာလို့မလဲအမေကဒီတိုင်းတော့အသေးမခံဘူးဗျကျုပ်ဒီဓမြအနေနဲ့အသက်ချင်းလဲပြင်မယ်ဗျဟဲ့သေနာကောင်လေးရဲ့နေပထွေးတွေကတနက်တွေနဲ့နေအနားတော်မကရသေးခင်မှာတခါလေးကိစ္စချောပြီးတော့မသာပေါ်နေမယ်သွားတယ်အေးရယောက်ျားသားတွေအကုန်လုံးသွားပုံနေကြတယ်အကိုကြီးတို့ငယ်ကောင်တို့တွေကတပည့်ကြီးတို့ပြေးပုံတဲ့လူဟာပုံအိမ်သားတွေကိုဝင်ပုံတဲ့လူဟာပုံနေပေါ့ဗျာအကျုပ်ကတော့ကြောင်တော်ကြီးဖြစ်နေတယ်ဗျအမေကခေါင်းကုန်းနေရဟဲ့ငယ်မအခန်းထဲကကျွတ်သက်စီယူလာခဲ့တယ်ဗျာအမေဟိုဒီလိုကြီးတော့မလုပ်ကောင်းပါဘူးဗျာအဖန်905ကပါတဲ့အမေမကြောက်ဘူးလားဟဲ့လက်ကောင်နေဖိုင်ပြောနေတာလေမဟုတ်မှလို့ရောအမေကဓမြတွေတက်ထားတော့မခံဘူးလေဆိုပြီးတော့ကျွတ်သက်စီတောက်ပြီးတော့အဆုံးစင်မိုးကြံနေတာမဟုတ်လားဗျနေဟာလီတော်တော်တုံးတဲ့အားတွေကောင်ပဲလက်ကောင်ရဲ့အိမ်မဒီနေ့ကျန်သားကာလာသားချက်ထားတယ်ဟဲ့အဲ့ထက်ကိုကျွတ်သက်စီတွေခတ်ထဲမလို့တောင်းတာဟိုဒါဆိုစားမိတဲ့လူတွေကသိပြီပေါ့အမေကနေပထွေးဓမြတွေရဲ့အိမ်ကိုရောက်လာရင်စားဖို့တောက်ဖို့ဘာရှိလဲဆိုပြီးတော့တောင်းမယ်မဟုတ်ဘူးလားဒီတော့ငါအပျော်ဆွဲလေးနဲ့ဟိုကျမတို့အိမ်မှာကျန်သားကာလာသားချက်ပဲရှိပါတယ်ရှင်ဆိုပြီးတော့အစိတ်ကတ်ထားတဲ့ကျန်သားဟင်းတွေအကုန်လုံးကိုကျွေးထည့်လိုက်မယ်လေကအတင်းတော့ငန်းငန်းနဲ့စားရင်အစိတ်မိပြီးတော့တင်ကုန်ကြမှာပဲမဟုတ်လားဟာတကြီးကတော့အချံဘယ်ဆိုလို့လဲဗျဟိုဒီနေ့ကဒေါ်သုံးစရာမလိုပဲနဲ့ဓမြတစ်ဖွဲ့လုံးအသေးသက်နိုင်တဲ့နီးပဲဗျဟဲ့ငယ်မကျွတ်သက်စီကိုဟင်းဟိုတဲ့ကိုအကုန်သာထည့်မွေလိုက်ပြီးရင်သေချာမွေတော့အလဲထွက်မှဆိုရင်မစလာများများသာအုပ်ထဲလိုက်ဟာအငယ်မကျွတ်သက်စီတွေယူပြီးတော့မိဖို့ကြောင့်လည်းဝင်သွားတယ်ဗျအပြောလို့မှမဆုံးသေးဘူးတုံးတဖြောင်းဖြောင်းတဲ့အတန်တို့ကြားပါလေရောဗျကိုမြင့်ကလည်းနားဆွဲထောင်လိုက်ပြီးတော့အလက်ကောင်ကြီးအဲ့ဒါခုနကလော်လီကာကြီးကရွာထဲကိုဝင်လာတဲ့အတန်ဖြစ်မယ်ကွာဟိုရွာလေလဲတင်ကိုင်းနေတယ်မလို့ပုတ်ဆွဲတဲ့အတန်လေးမှာကိုမြင့်ပြောတော့ရှိသေးတယ်ကိုနေကားကြီးတတိယအင်းရှင်းမှလာပြီးတော့ထိုးရသွားပါလေရောဗျကိုနေကားမော်ကနေယောက်ျားတွေကခုံဆဲလာကြတယ်ဗျ
အမေကကျုံတဲ့ကုံမျိုးနဲ့တမွေးကိုစောင့်ဆွဲပြီးတော့အဖေထိုင်တဲ့ခုံထဲအောက်ကိုထိုးထိုင်လိုက်ကြတယ်ကျုံတဲ့ကုံမျိုးကလည်းဓမြတွေဆင်းလာတော့မထွေရဘူးပေါ့ဗျာဓမြကောင်းတော်ကမျက်မှန်နေဗျရုပ်ကတော့လူကြီးလူကောင်းရုပ်ပဲဒီတိုင်းကျရင်ဓမြလိုထင်စရာမရှိတာဗျအေးလေနေခင်းကြောင်တော်ကြီးဓမြတိုက်တဲ့အဖွဲဆိုတော့လေဓမြမဲမသိအောင်လို့ဝစ်စားထားတာနေမှာပေါ့ဒီလိုကအိမ်ကိုကျင်းနဲ့ကားရကြီးရနေတဲ့အမေကိုတွေ့သွားတယ်ဗျအမကြီးဒီအိမ်ကတကြီးအိမ်ဟုတ်ပါတယ်နော်မဟုတ်ဘူးတကြီးအိမ်ကချိန်ရင်အမေပါဇက်ကနေလှုပ်ခနဲ့ထွက်သွားတယ်ဗျအမေကချိန်ရင်ကိုဘလောက်တောင်မှမျက်မုံးကျိုးနေတယ်လည်းမသိပါဘူးဗျဓမြတွေကတကြီးအိမ်ဆိုပြီးတော့ဝင်သားအောင်ဗျတမင်ပြောထည့်လိုက်တာများလားပဲဗျဓမြကောင်းတော်ကပြန်လှည့်ထွက်သွားမလို့လုံးနေတဲ့အချိန်မှာလူတယောက်ကပြေးဝင်လာတယ်ဗျဒါတကြီးအိမ်ဟုတ်ပါတယ်ဗျအဲ့လူကအိမ်ဘက်ကိုကြည့်တယ်ဗျအမေကိုလည်းတွေ့ရောရီပြားလိုက်ရင်ဟာတကြီးကတော့နေကောင်းနေတော့အမေကလည်းမျက်လုံးကြီးပြူလို့ဗျအချန်ထဲကိုဝင်လာတဲ့လူကတော့အခြားလူမဟုတ်ဘူးဗျကျုပ်တို့ရွာသားတော်ကြီးလို့ခေါ်တဲ့လူဗျကိုတော်ကြီးကလွန်ခဲ့တဲ့5 နှစ်လောက်ကရွာနေထွက်ပြီးတော့မန်းလေးမှာအလုပ်သွားလုပ်နေတဲ့လူပေါ့ဗျာကိုတော်ကြီးဝင်လာတော့အမေကမြုံနှံတဲ့မျက်လုံးနေနဲ့ကြည့်နေရတော်ကြီးနေငါတို့လှုပ်ရလိုက်တာဟာဟမ်ကျုပ်ကဘာလုပ်နေလို့လဲတကြီးကတော့အေးလေခေကိုကဆွေမျိုးတွေကဓမြတိုင်းဆိုတဲ့ခိပြက်ကြီးကိုနေဒီလိုလှုပ်တာမဆမ်းပါဘူးလေနေပါဦးဗျာကျုပ်ကဘာတွေလုပ်နေလို့လဲဗျနေဓမြတွေနဲ့ပေါင်းပြီးတော့ငါတို့ရောဓမြတိုက်ဖို့လာတာမဟုတ်ဘူးလားဟမ်ဓမြတွေကိုနေလက်ထောက်ချတာမဟုတ်ဘူးလားဟဲ့ဟာဗျာတကြီးကတော့တခုတော့အထင်လွဲနေပြီထင်တယ်တော့ကျုပ်ကဓမြလက်ထောက်မဟုတ်သလိုဟိုလူတွေကလည်းဓမြတွေမဟုတ်ပါဘူးတကြီးကတော့ဟမ်ဒါဖြင့်နင်တို့ကဘာနေလဲဟောဝါဆရာကြီးကဒရိုက်တာဗျကျုပ်တို့ရောဓာတ်ရှင်ရိုက်ဖို့လာတာအဟုတ်တာနေမပြောနဲ့တော့ဒါနဲ့နင်တို့ဒီမှာတနက်တွေဓာတ်တွေလှန်နေပါတယ်ဆိုအော်အဲ့ဒါတွေကရုပ်ရှင်ထဲမှာထည့်သုံးတဲ့တနက်အတုတွေဓာတ်လန်အတုတွေပါတကြီးကတော့ရဲ့အမေမျက်နှာအိမ်မက်ကနေရောင်ပြီးတော့လန့်လို့တဲ့လူလိုဖြစ်နေတယ်ဗျကိုတော်ကြီးရဲ့အနောက်ကနေခုနကဓမြကောင်းဆောင်လို့ထင်ရတဲ့လူကြီးကလိုက်လာတယ်သူတို့နောက်ကနေလေလူတွေ3-4ယောက်လောက်ကပါလာသေးတယ်ဗျနေဟုတ်ရလားတော်ကြီးရဲ့နင်ငါတို့လိန်နေတာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးတကြီးကတော့ရဲ့ဟောဒီကမျက်မှန်တဲ့ဆရာကြီးကမန်းလေးကနာမည်ကြီးဒရိုက်တာကြီးပေါ်တာကြီးတဲ့ဗျဒရိုက်တာဆိုတဲ့လူကလည်းပြုံးဖြည်းဖြည်းနဲ့ဟုတ်ပါတယ်တကြီးကတော့ရဲ့ကျတို့ကဒီစည်းကုန်းရွာလေးကိုရုပ်ရှင်ရိုက်ဖို့လာခဲ့တာပါကိုတော်ကြီးကလည်းတစ်ချက်ဝေးကြည့်လိုက်နဲ့ခွန်အောင်မှဝင်ပုတ်နေတဲ့ကျုပ်တို့ကိုတွေ့သွားတယ်ဗျဟာအလဲကောင်နဲ့ကလာသားကောင်ငါမြင်ပါလားကွာဟိုနေလဲမအောင်မင်းတို့ကဒီခွန်အောင်မှဘာဝင်လုပ်နေကြတာလဲကိုတော်ကြီးပြောတော့မှကျုပ်တို့ကရှက်နဲ့ခွန်အောင်ကနေကုန်းထွက်လိုက်ကြတယ်ဗျဟိုလေဂျဘိုးဟုတ်တယ်ဗျဒီခွန်ကဂျဘိုးကိုက်လို့ကျုပ်တို့ကဂျဘိုးဝင်ဖမ်းနေတာဗျဟုတ်တယ်နော်ကိုမြင့်အေးဟုတ်တယ်ကိုတော်ကြီးမင်းတို့ဂျဘိုးဖမ်းတာလဲငှက်ကြီးတောင်ဓာကြီးနဲ့ပါလားကွာကိုတော်ကြီးကကျုပ်လက်ထဲမှာကင်ထားတဲ့ဓာကြီးကိုကြည့်ပြီးတော့ပြောတယ်ကျုပ်ကလည်းအခုမှလက်ထဲကဓာကြီးကိုကင်ရသားဖြစ်နေတာကိုသတိရသွားတယ်ဗျအော်ဒါလားဟိုဂျဘိုးတွေကခုံချမ်းချမ်းတဲ့ကိုဝင်နေထိုးထုတ်ဖို့ပါဗျာမင်းတို့ကြီးပဲလားကွာတကြီးအိမ်မှာမရှိဘူးလားဒီတော့မှအဖေကတကောက်ပြလေကြီးတွေကနေတိုးထွက်လာလေဗျတကူလုံးကလည်းချွေးတွေပြန်လို့ရဲဗျကိုတော်ကြီးကလည်းတန်တော်နဲ့တကြီးကဖျားလေကြီးတဲ့ဘောင်ဝင်လုံနေတာလေဗျဟိုလေကိုလည်းမကြီးမသာဖြစ်နေလို့ချွေးပုတ်တွေထွက်သွားအောင်လို့ချွေးအောင်နေတာပါကွာအဖေကပြုံးဖြည်းဖြည်းလုပ်ပြီးတော့ခုံထဲမှာထိုင်လိုက်တယ်ဗျအမေကဒီတော့မှကိုနှစ်ဖူးကိုလဝါနဲ့ဖြန့်ကနေရိုက်ထိုင်လိုက်တယ်ဗျသွားပြီဟဲ့ငမြင့်ခင်ဗျာနေ့ကြောင့်ငါဟင်းအိုးပြက်ပြီဟဲ့ငါဟင်းအိုးပြက်ရပြီကိုမင်းကလည်းသူ့လက်သေးကိုသူပြန်ကန်ရင်းနဲ့မကြည်သွားဖျက်လေးနဲ့ရီပြတယ်ဗျဒီကိစ္စမစူးစမ်းမစင်ကြင်မဲနဲ့အတောင်အော်ထဲတဲ့ကိုမင်းကြောင့်ဖြစ်တာမဟုတ်လားဗျအမေကတော့ဒေါသထွက်ထွက်နဲ့အိမ်တော်ဖေးကိုဝင်သွားတော့တယ်ဗျကိုတော်ကြီးတို့လူတစုကထိုင်ကုန်မှဝင်ထိုင်လိုက်ပြီးတော့တကြီးကိုမိတ်ဆက်ပေးအောင်မယ်ဗျဟောတာမန်လေးရဲ့ဒရိုက်တာကြီးပေါ်တာကြီးလို့ခေါ်တယ်ဒီဘက်ကတော့ရှူတင်မန်နေဂျာကိုအောင်ပြူတယ်ဗျဟုတ်လားဒါမျိုးကအောင့်ထိုင်မကောင်းဘူးဗျအထူးသဖြင့်ယောက်ျားလေးတွေကအဆိုးဆုံးပဲလေယောက်ျားမှစီမိန်းမမှမီးတယ်ဗျအိမ်တော်ဖေးကိုသာဝင်သွားအိမ်တော်ဖက်မှာအိမ်သာရှိတယ်အိမ်သာထိအောင်မောင်းနိုင်တော့ဘူးဆိုရင်လည်းဝယုံမေနာနဲ့ထုတ်ခဲ့တော့ဗျအဖေပြောတော့ဟိုလူတွေကခေါင်းကုတ်တယ်ဗျတကြီးဘာတွေပြောနေတာလဲဗျမင်းတို့ပဲရှူတင်လာတယ်ဆိုကွာအဲ့ဒါအပေါ်သွားကျင်လို့မဟုတ်ဘူးလားဘယ်ရလားအပေါ်သွားကျင်ရမှာလဲတကြီးရှူတင်ဆိုတာရုပ်ရှင်ရိုက်တဲ့ရိုက်ခွင်းကိုပြောတာဗျမသိပါဘူးကွာငါရှူတင်ဆိုတော့ဟိုကပဲထင်နေတာကွာတညာလုံးကားစီးလာတော့တင်းမီထင်တာပဲကွာဒါနဲ့ရွာတွေအများကြီးရှိတဲ့တဲမှာဘာဖြစ်လို့တို့ရွာကိုဓာတ်ရှင်ရိုက်ဖို့ရွေးလိုက်တာလဲကွာအဲ့ခါမှာဒရိုက်တာကြီးကဒါတော့ဒီလိုရှိပါတယ်တကြီး
ကျောက်ကမန်းလေးဗီဒီယိုရုပ်ရှင်ထုတ်လို့ရင်းနဲ့ပူးတွဲပြီးတော့ရုပ်ရှင်ကားတွေအများကြီးရိုက်ကူးခဲ့ပါတယ်ကျောက်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတော်တော်များများတိုက်သမိုင်းကားတွေနဲ့ရာဇဝင်ကားတွေများပါတယ်ပရိသတ်တွေကလည်းကျောက်ရိုက်တဲ့ကားတွေကိုတစ်ခဲနဲ့အားပေးကြပါတယ်ဗျအခုတစ်ခါရိုက်မဲ့ရုပ်ရှင်ကားတော့အညာဒေသကျွေးရလေးတွေကိုအခြေပြုပြီးတော့ဇက်ရင်တည်ထားတဲ့တိုင်နှန်းရှင်ကားလေးတစ်ခုပါဒါကြောင့်ကျောက်ကအညာဒေသမှာရှိတဲ့ရွာလေးတွေကိုရိုက်ခွင့်ရိုက်ဖို့အတွက်ရွေးနေတော့မှဟောဒီကမောင်တော်ကြီးနဲ့တွေ့ခဲ့တာပါပဲဗျမောင်တော်ကြီးကမန်းလေးကိုရောက်ခါတာတော့စိုက်ကားနေတယ်ဗျအစင်မပြေတော့ရေခဲရေပြောင်းရောက်နေအားရကနေကျုပ်တို့ရဲ့ဗီဒီယိုရုပ်ရှင်နဲ့တွေ့ပြီးတော့ရုပ်ရှင်ကားတွေထဲမှာသရောင်းသားကန်းတို့အနူကန်းဒဂျင်ရှိုပြီးတော့အသက်ခံရတဲ့ရာဇဝတ်သားကန်းတိုက်ပွဲကန်းတွေမှာဆက်ဆံရေးလဲသေးပြတဲ့မသားကန်းတွေကနေတယောက်ဆောင်ပူးပါတယ်ဒီလိုပြောတာလို့လားဒရိုက်တာကြီးငါအကုန်လုံးသိအောင်ရှင်းပြရတာပါကွအဲ့လိုမသားကန်းတွေရိုက်နေရနေပြီးတော့ရုပ်ရှင်အဖွဲ့မှာကူလီထန်းတယ်အမှန်တော့မီတို့လုပ်တယ်အားရကနေတစင်တဖြည်းဖြည်းနဲ့အခုတော့ရိုက်ခွဲမှာသူမပိုင်မဖြစ်တဲ့ယာရုတဲ့နေရာကိုရရှိခဲ့ပါတယ်ဇလန်တကူရိုက်ရင်းနဲ့နောက်ရိုက်မဲ့ဇလန်တွေမောင်တော်ကြီးနဲ့ဆွေးနွေးပြအားနေသူမွေးရဲ့ဇာတိဖြစ်တဲ့ဇီးကုန်းရလေးမှာရုပ်ရှင်လာရိုက်ပါဆိုတာနဲ့မောင်တော်ကြီးရဲ့တကားကိုယုံပြီးတော့လာရိုက်ရတာပါတကြီးခင်ဗျာအဖေကလည်းခေါင်းငိတ်နားထောင်နေရရိုက်ခွင့်အတွက်တော့ဘာမှမပူနဲ့ဗျကျိုးတို့ရလေးကအညာဒေသအငွေ့သက်စစ်စစ်တွေရှိသလိုတောတောင်ရင်မြေသဘာဝတွေလည်းရှိတယ်ဗျဘာဖြစ်ဖြစ်ကျိုးတို့ရမှာတက်ရှင်လာရိုက်တယ်ဆိုတော့ကျိုးတို့ရအတွက်ဂုဏ်ယူစရာပါပဲဗျဒရိုက်တာကြီးတော့လိုအပ်ထားတာပြောပါကျိုးတို့အကုန်လုံးကကူညီပေးပါမယ်ဗျတိုင်သမိုင်းကားဆိုတော့ကျုပ်တော်မှာစိတ်ဝင်စားသွားတယ်ဗျခင်ဗျားတို့သိပါတယ်ကျုပ်ကဒါမျိုးတွေဆိုရင်တိတ်ပြီးတော့စိတ်ဝင်စားတယ်ဆိုတော့ကျုပ်တို့ငငယ်ရလဲရွာမှာဖျားပွဲချင်းဓာတ်ရှင်ပွဲဆိုပြီးတော့သွင်းနေဗျပိတ်ကားကြီးထောင်ပြီးတော့ရုပ်ရှင်ပြသက်ကြီးနဲ့ညာလုံးပေါက်ပြတာအဲ့လိုပြရင်အခြေကားအလွမ်းကားတဲ့တောကျက်ရာဇဝင်ကားတိုင်တန်းရှင်ကားတနက်ပြေကားစစ်ကားတွေကိုပြတာများတယ်ဗျကျုပ်တို့တော့ပဲကြတော့အခြေလွမ်းနေအနုရတွေကိုမခံသားတတ်ဘူးဗျရာဇဝင်ကားဆိုရင်နဝိနန်းသားတွေဝေးပြီးတော့စစ်တိုက်ခန်းဓာချင်းရှင်ခုတ်ခန်းမြင်းစည်းခန်းတွေပါတယ်ဗျတိုက်ကားဆိုရင်လည်းကင်မရာထရိတ်တွေနဲ့လူကိုနှစ်ကိုခွဲပြတာဆက်လက်နဲ့တွေနဲ့အုံးငနဲ့ဒိုင်းငနဲ့ပြစ်ပြတာတွေကိုဖြောက်ပြတာတွေကပါတယ်မဟုတ်လားစစ်ကားတို့တနက်ပြစ်ကားတို့ကြတော့လေပြေးကြခက်ကြထိုးကြကြိတ်ကြနဲ့အားရစရာကြီးပြုတ်အကျုံကတော့အခြားကားပြတဲ့အချိန်သာအင်္ဂိုင်ငိုက်မယ်တိုင်နှန်းကားတို့ရာဇဝင်ကားတို့ဆိုရင်တော့မျက်စိပြူပြီးတော့ရအောင်ကြည့်တာဗျတိုက်ဆိုင်ကြီးကတိုင်နှန်းရှင်တွေကိုချုပ်ထားတဲ့အခန်းတိုင်နှန်းရှင်မင်းမချောလေးတွေငိုတဲ့အခန်းဆိုရင်လည်းတိတ်တန်သားစရာကောင်းတာဗျတိုင်ထဲကနေတိုက်ဆောင်ဘလူကြီးတိုက်ဆောင်တာတေကြီးတို့ထွက်လာတဲ့အခန်းဆိုရင်လည်းကြောက်ကြရသေးတယ်ဗျတခါလေကျင်းနဲ့စဉ်းစားမိတယ်ဗျဒီလူတွေကဒီလိုမျိုးဖြစ်အောင်ဘယ်လိုမဲရိုက်ကြတယ်လဲပေါ့ဗျအခုတော့ရွာမှာတိုင်နှန်းရှင်ကလာရိုက်မယ်တဲ့ဗျအကျုပ်တွေတော့ဒါအခွင့်အရေးတစ်ခုပါပဲဗျရိုက်တာကြီးကဘယ်ကားမှဘယ်လိုကင်မရာထရိတ်သုံးတာဘယ်လိုနည်းနဲ့လူကိုနှစ်ကိုခွဲလေးကိုခွဲတာတွေကိုပြောပြနေတယ်ဗျအကျုပ်ကတော့သူတို့ပြောတာတွေကိုနားထောင်ရင်းနဲ့ငေးကြည့်နေမိတယ်ဗျဒါနဲ့ခင်ဗျားတို့ကရုပ်ရှင်ရိုက်မယ်သာပြောတာမင်းသားမင်းသမီးလည်းမပါပါလားဗျမင်းသားမင်းသမီးတွေကခဏနေရောက်လာပါလိမ့်မယ်လာတော့ကတော့အတူတူလာကြတာပါပဲဗျသူတို့ကဆက်ချိုရင်းနေတာနဲ့မြိုင်သာမြို့မှာပြည်ရင်းနဲ့ကြံနေခဲ့လို့ပါတော်ကြောင်ပြောပြီးတော့မှကိုတော်ကြီးကဒရိုက်တာကိုလက်ကုပ်တယ်ဗျဆရာကြီးဟိုကိစ္စလေးကိုပြောပါအောင်ဗျဟုတ်သားပဲကျုပ်တကြီးကိုပြောတာတခုရှိလို့ဗျအကူကြီးတောင်းနေဆိုရင်လည်းမမဟုတ်ပေါ့ဗျပြောပါဒရိုက်တာကြီးပြောပါကျုပ်ရဲ့ထုံးတဲ့ဟာမင်းသားမင်းသမီးလောက်ပဲနာမည်ကြီးတဲ့လူတွေကိုသုံးနေပြီးတော့ကျန်တဲ့ဇက်ဖို့ဇက်ရံနေရာတွေမှာကျတော့ဒေသခံတွေကတရုတ်ဆောင်ဝန္ဒနာပါတဲ့လူငယ်ရွယ်ပုံးသီးလေးတွေကိုရွေးချယ်ပြီးတော့သူတို့အသုံးချတတ်ပါတယ်တကြီးအခုလဲကျုပ်တို့မှာဆက်ဖွဲ့ရင်မင်းသားမင်းသမီးရဲ့ပါပေမဲ့ကျန်တဲ့အရင်ဇက်ကောင်တွေကိုတော့ဒီရွာသူရွာသားတွေကနေပါရမီရှိတဲ့ဝန္ဒနာရှင်တွေကိုရွေးချယ်ပြီးတော့ရိုက်ကူးဖို့စီစဉ်ထားပါတယ်အဲ့ဒါကြောင့်ရွာသူရွာသားတွေကရုပ်ရှင်တရုတ်ဆောင်ဖြစ်နေတဲ့လူများချင်းပါဝင်နိုင်အောင်လို့တကြီးကနေတဆင်ကြောင်ချခိုင်းမလို့ပါဗျဒီတကားကြတော့ကျုပ်ရင်နေဒိန်းကနေခုန်သွားတယ်ဗျဒရိုက်တာကြီးတို့အနားကိုသွားပြီးတော့ကိုယ့်ရင်ဘက်ကိုပုတ်ပြလိုက်တယ်ဗျအဖေကကျုပ်ကိုအသာနေစမ်းပါဆိုတဲ့အကြည့်နဲ့ကြည့်တယ်ဖြစ်ပါမလားဒရိုက်တာကြီးကကျုပ်တို့ဒေါသတောင်သားတွေဆိုတာဓာတ်ရှင်တော်မှာတစ်နေ့မှတစ်ခါပွဲသေးသေးမှကြည်ဘူးတဲ့လူတွေပါဓာတ်ရှင်ရိုက်တယ်ဆိုတာတသက်နဲ့တကူတစ်ခါမှမကြားဘူးဗျဒီလိုလူတွေနဲ့ဓာတ်ရှင်ရိုက်လို့ဖြစ်ပါမလားဗျဖြစ်ပါတယ်တကြီးရဲ့တကြီးဆိုရင်လည်းသဘာဝကြပါတယ်ဒါပေမဲ့ကျုပ်ရဲ့ဗီဇကအနုပညာဝန္ဒနာပါတဲ့လူတွေကိုမြေတော်မြောက်ပေးခြင်းတဲ့သဘောရှိပါတယ်ဗျကျုပ်တို့ရိုက်ခဲ့တဲ့ကားတိုင်းကဗမာပြည်အနှံ့ကြီးပါတွေကလူငယ်ဝန္ဒနာရှင်လေးတွေကိုခေါ်ပြီးတော့သုံးခဲ့ပါတယ်ဘကိုးဒေးစုံမှာတိုက်ကားရိုက်တော့ကလည်းဖျက်ကြီးရွာမိန်းကလေးတယောက်ကိုအရင်ဇက်ဖို့မင်းသမီးဖြစ်တင်ကြပေးခဲ့တာအခုဆိုရင်ရုပ်ရှင်လောကထဲမှာနာမည်ရတာပြုနေပါပြီတိုက်ကြီးဂျိုးပြီးတော့တိုက်ကားရိုက်တော့ကလည်းမော်ဘီယာနွားကြောင်သားလေးတယောက်ကိုအရင်မင်းသားဖြစ်တင်ပေးလိုက်တာအခုဆိုနာမည်ရနေတဲ့မင်းသားဖြစ်နေပါပြီတကြီးဒရိုက်တာကြီးရဲ့စိတ်ထဲကိုတော့ကျုပ်လေးသားပါတယ်ဗျကျုပ်ကလည်းဝန္ဒနာပါလို့ပါတကြီးရဲ့တရုတ်ဆောင်ဆိုတာမြို့ပေါ်မှာပဲရှိတာမဟုတ်ပါဘူးကျေးလက်ဒေသတွေမှာလည်းအထုံပါရမီရှိတဲ့ဝန္ဒနာရှင်ရွယ်ပုံးသီးလေးတွေကအများကြီးရှိနေတယ်ဆိုတော့ရုပ်ရှင်လောကသားတွေသိအောင်တက်နေပြခြင်းနဲ့စိတ်လဲပါပါတယ်ဘာဖြစ်ဖြစ်ရုပ်ရှင်သရုပ်ဆောင်ဖြစ်သွားရင်အရင်လိုနွားကြောင်းစရာကောက်ဆိုင်စရာမလိုတော့ဘဲနဲ့တက်တောင်တက်တာနဲ့ငွေကိုသိန်းချီတောင်းချီဟောင်းကနေရှာနိုင်တယ်မဟုတ်လား
ရိုက်တာကြီးစကားကိုကြားပြီးတော့ကျုပ်ကအားတက်သွားတယ်ဗျာဟိုအဖေဒီတခါတော့ကျုပ်ကိုမထားနဲ့တော့ပြုဟိုဒရိုက်တာကြီးကျုပ်ကိုကြည့်ပါဗျာကျုပ်ရုပ်ရည်ကဘယ်လိုနေသလဲဟင်ဟိုရွာလူတွေကတော့ကျုပ်ရုပ်ရည်ကနှစ်ခါပြန်ကြည့်ရတဲ့ယုံမျိုးတယ်ဗျကျုပ်ပြောလိုက်တော့ဒရိုက်တာကြီးနဲ့ရှူတင်ဆိုတာအဲ့လူကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်ခုံးပင်ပြကြတယ်ဗျဒရိုက်တာကြီးကကျုပ်ကိုသေချာစိုက်ကြည့်ပြီးတော့အေးကွာဟိုမင်းရဲ့ရုပ်ရည်ကတကယ်ကိုနှစ်ခါပြန်ကြည့်ရတဲ့ယုံမျိုးပဲဟိုမျက်နှာအမူအရာတေးသေးကြီးဆိုတော့ပထမတစ်ခါကြည့်လိုက်တာနဲ့လူသေးကြီးလားလို့တော့မှထင်ရတယ်ကွာနောက်တစ်ခါပြန်ကြည့်တော့မှဟာဒီလူမသေးသေးပါလားလို့ထင်ရတဲ့ရုပ်ကွာဗျာဆရာကြီးကလေဗျာပြောရလိုက်တာဗျာငါတို့ကအလကားစားတာပါကွာဇက်ကားမှာမျိုးကြိုက်ကားနဲ့တောကြိုက်ကားဆိုတော့ရှိတယ်ကွာဗမာပြည်မှာမျိုးနေလူတန်းသားတဲ့တောနေလူတန်းသားများတယ်မဟုတ်လားဒါကြောင့်မျိုးကြိုက်ကားရိုက်တဲ့မင်းသားတွေတဲ့တောကြိုက်ကားရိုက်တဲ့မင်းသားတွေကတိုင်းပြည်ပြည်ပို့ပြီးတော့အောင်မြင်ကြတယ်ကွာတောကြိုက်ကမင်းသားတော့ရုပ်သိချောစရာမလိုပါဘူးကွာဗလာတောင်းထောင်ထောင်မောင်းမောင်းရှိရင်ရပါတယ်ကွာဟိုမင်းရဲ့ရုပ်ကတော့တိတ်ပြောစရာမလိုပါဘူးဒါပေမဲ့ဗလာတော့နည်းနည်းသေးနေသလားလို့ဟာဗျာဘာသေးရမှာလဲဗျာဒရိုက်တာကြီးကကျုပ်ကအင်ကြီးပေါက်ပါကြီးဝတ်ထားလို့ဗျာဒီမှာကျုပ်ရဲ့ဗလာကိုကြီးလိုက်ဆမ်းပါဗျာကျုပ်ကလည်းအင်ကြီးကောက်ချုပ်ပြီးတော့လက်မောင်းတစ်ဘက်ကကြော်သားတွေကိုဖြည့်ညှိပြလိုက်တယ်ဗျအောင်ပြူဆိုတဲ့လူကကျုပ်ကိုကြည့်နေခေါင်းတချင်းချင်းနဲ့မင်းကိုကာရနဲ့ကမင်းသားတော်ဖြစ်နိုင်ပါတယ်ကွာဟိုတောင်းအထင်မှာလမ်းပြောက်ပြီးတော့9ရက်လောက်ထမင်းငတ်ခဲ့ရတဲ့ဇလန်းကိုရရင်တော့မင်းကိုမင်းသားတင်ရိုက်လို့ရတယ်ကျုပ်စိတ်တွေကတဘုံဘုံလဲကြသွားတယ်ဗျာငါအလကားပြောတာပါကွာမင်းတို့ဒီစကားထဲမှာထည့်ပြီးတော့ရိုက်တယ်မရိုက်တယ်ဆိုတာအခုတထိုင်နဲ့ဆုံးဖြတ်လို့ရတဲ့အခြေအနေမဟုတ်သေးဘူးကွာငါတို့ကဒီကြားထဲမှာလူရွေးပွဲလုံးပါဇလန်ထဲမှာပါမဲ့ဇက်ကောင်ရေတွက်ရဲ့အဲ့ဒီတွက်လိုအပ်တဲ့လူရေတွက်ရဲ့ကိုတွက်ပြီးတော့ရွေးရမှာလူရွေးပဲကြတော့မင်းဝင်ပြိုင်ပေါ့ကွာဟိုဒုသက်ကားမှာဒုတိယဇက်လိုက်မင်းသားနေရလူတယ်ကွာအကန်ကောင်းရင်အဲ့နေရာမင်းတို့ဖြစ်သွားနိုင်တယ်ဟုတ်ပလားဘုံဘုံလဲကြသွားတဲ့ကျုပ်ရဲ့စိတ်တက်တွေကသွေးညှိနဲ့ရလိုက်တဲ့ကျုပ်တွေလိုမျိုးငေါ့ခနဲ့ပြန်ထောင်တက်လာပါတော့တယ်ဗျာကျုပ်တို့တွေလုံးကတော့အဲ့ဒီရုပ်ရှင်ရိုက်ဖို့အကြောင်းနဲ့ကြီးပြောကုန်ရတော့တာပေါ့ဗျာအဲ့ဒီခေတ်တုန်းကလည်းရုပ်ရှင်လို့မခေါ်တတ်ကြသေးဘူးဗျဟိုတရားလုံးခေါ်ကြတာဓာတ်ရှင်ပဲခေါ်တာကားပေါ်ကနေဆက်ဖွဲလူတွေကဆင်းလာကြတယ်ဗျသူကတော့တိတ်တော့မများဘူးဗျ5-6လောက်ပဲပါတယ်သူတို့ကရုပ်ရှင်ပစ္စည်းတွေကိုတည်ချလာကြတယ်တစ်တာကြီးတွေထဲမှာရုပ်ရှင်ရိုက်တဲ့ကင်မရာပစ္စည်းတွေကအဆုံးပါတယ်ဗျနောက်ပြီးတော့တိုင်တန်းကားမှဝေးဖို့အတွက်နန်းဝင်နန်းသားတွေလည်းပါတယ်ဆိုပဲဗျကိုမင်းတွေ့ခဲ့တဲ့ဓာတ်တွေလှန်တွေကလည်းပါတယ်ဓာတ်လန်တွေကအစ်စ်တွေနဲ့အတော့တူတယ်ဒါပေမဲ့အပွားသားတွေဗျတနတ်တွေလည်းပါတယ်ဗျဟိုတနတ်တွေကတော့တကယ်ကိုအစ်စ်တွေလည်းထင်ရတယ်ဗျတစ်သားကိုခွေပြီးတော့တန်ချောင်းတွေပိုင်းနဲ့လှုပ်ထားဗျအဲ့ဒီရုပ်ရှင်ရိုက်မဲ့ပစ္စည်းတွေကိုချလိုက်တာကျတို့အိမ်ရောက်တဲ့တစ်ခုလုံးပြည့်ချန်သွားတာပဲဗျနေ့လယ်လောက်ကြတော့ဂျေကားတသီးကရွာထဲကိုဝင်လာတယ်ဗျဂျေကားမော်နေယောက်ျားချောင်းနဲ့မိန်းမချောလေးတယောက်ကဆင်းလာတယ်ရိုက်တာကြီးကမိတ်ဆက်ပြီးတော့မှသူတို့ကဒီသက်ကားမှာခေါင်းဆောင်နေရနေကျုပ်ဆောင်မဲ့မင်းသားနဲ့မင်းသမီးဆိုပဲဗျဟိုမင်းသားနဲ့မရတော့ကြော်ဆိုးတဲ့မင်းသမီးနဲ့မရတော့မြန်းနန္ဒာဆိုပဲမင်းသမီးရဲ့ဘေးနားမှာတော့ပြိုးပြက်ပြက်တွေဝှက်ထားတဲ့အချောင်းမတယောက်ကပါတယ်ဗျမင်းသမီးကတော့သူ့ကိုမာမီနဲ့ခေါ်လို့ကျုပ်တို့ကလည်းမာမီပဲလက်ခေါ်တာပါပဲဗျကားမောင်းတဲ့လူကတော့မင်းသားရဲ့တပည့်တယောက်ပေါ့ဗျမင်းသားကလည်းတကယ်ကိုမင်းသားပီသားပါပြီတဲ့ဗျအသားဖြူပြီးတော့ရုပ်ကခန့်နှုတ်ဗျဗလာကလည်းတောင်းတယ်မောင်ပမာစုတခါရထားမှုတယ်လို့ပြောတာပဲအလားဆုံးကတော့မင်းသမီးပေါ့ဗျာအသားဖြူဖြူနဲ့ကိုလုံးကိုပေါက်ကဂီတာရှိတ်လို့ပြောရမလားဟိုသဲနိုင်ကိုလုံးလို့ပြောရမလားပဲဗျအောက်ပိုင်းလားကလည်းသခိုင်းအိုးလေးလိုပါပဲဗျဟာသေးရင်ကြီးလေးနဲ့ကြည့်လို့အတော်လှတာဗျရွာသားတွေကတော့မင်းသမီးကိုပဲမျက်လုံးကျုပ်ကြအောင်ကြည့်နေကြတယ်ရွာသူတွေကြတော့လည်းမင်းသားကိုကြည့်ပြီးတော့အဖြစ်သဲနေလိုက်ကြတာဗျမင်းသားတော့ခက်ချီချီပဲဗျမင်းသားနေဖို့ထိုင်ဖို့ရွာတွေကအင်းနေမှာစင်တင်ပေးတယ်ဗျမင်းသမီးကိုကြတော့အိမ်မှာမင်းကလေးဖော်နေရှိတော့အိမ်မှာပဲတဲခိုင်းတယ်အကျုပ်ကတော့ပျော်သွားတာပေါ့ဗျာမရမဲတော့သိပေမဲ့မင်းသမီးနဲ့ခင်ခွင့်ရတာအတိုင်းနဲ့လွန်မဟုတ်လားဗျအကိုကြီးလည်းပျော်အငယ်ကောင်လည်းပျော်ပေါ့ဗျအဖေကကျုပ်တို့ကိုကြည့်ပြီးတော့အေးကောင်နေကိုရောက်လာလေတဲ့ဧည့်သည်ကိုကြောင့်စိတ်နှောက်ရှောက်မဖြစ်စေနဲ့ကွာကြားလားဟုတ်ကြားပါတယ်ဖေအဲ့တော့မင်းတို့ညီကိုတွေဖုန်းကြောင်းသွားအေးဗျာဟိုလေးဖေဟိုအိမ်မအိတ်လို့မရဘူးလားဒရိုက်တာကြီးရဲ့ရှူတင်းရဲ့ရှိသေးတယ်ကွမင်းသမီးနဲ့မာမီယာလည်းပါတယ်ဆိုရင်တို့အိမ်မှာလူနေဖို့ကမလောက်တော့ဘူးလေမင်းတို့ညီကိုတွေကဖုန်းကြောင်းသွားရင်ကွာစက်ဖွဲ့သားတွေကိုပါအဲ့ဒီမှာနေရာချပေးရမှာကွာကျုပ်တို့ကတော့ခဲလေသမျှသဲရကြရတာပါပဲဗျာအကိုကြီးကလည်းအိမ်မကက်ရချဘူးဗျမကြီးကဖုန်းကြောင်းမှာ3-4ရက်လောက်သွားအေးဆိုတာနဲ့ခေါင်းပိုက်ပြီးတော့အိမ်ပေါ်ကနေဆင်းလာရချတယ်ဗျအဲ့ဒါလည်းတိတ်ပြီးတော့အရေးမကြီးပါဘူးဗျအဲ့ဒီတဲ့အရေးကြီးတာမင်းသားဖြစ်ဖို့ဇကားထဲမှာပါဖို့ပဲဗျဒရိုက်တာကြီးတို့ကမင်းသားရွေးမယ်လို့လည်းပြောလိုက်ရောကျုပ်တို့ရွာလှဲနေလှေအောင်မင်းသားမှမကြံဓာတ်ရှင်မင်းသားပိုးတွေကထလာကုန်ကြတယ်ဗျအကိုကြီးတော်မှာအလှတွေပါတွေပြင်ဓာတ်တွေပါတွေထိုးနေဗျဗလာတွေထွက်အောင်လို့ကြွက်သားတွေကိုတအားညှစ်ပြီးတော့ကစားနေတယ်အကိုကြီးလှုပ်လိုက်လားဗျအေးလေကွာမင်းသားဖြစ်မဲ့လူဆိုတော့ဒီလိုပဲလုပ်ရတာပေါ့ကွာ
ဗျာအကိုကြီးကမင်းသားဝင်ပြန်မလို့လားဗျအကိုကြီးကမေးတော့ဘူးထင်ပါလေဗျာအကိုကြီးကအိမ်တော်သေးကြီးကိုဗျဟာမင်းသားဖြစ်တာနဲ့အိမ်တော်သေးဖြစ်တာဘာဆိုင်လို့လဲကွာမင်းဟာလေနာမည်ကြီးတဲ့မင်းသားတွေအကုန်လုံးကလည်းမယားကိုစီနဲ့အိမ်တော်ကိုစီနဲ့မဟုတ်လားတချို့ဆိုအိမ်တော်ကြပြီးမှပို့ပြီးတော့နာမည်ကြီးလာတာကွာကျုပ်တော့ခေါင်းကိုလိုက်မိတယ်ဗျဒီတန်းဆိုရင်တော့တရားလုံးများမင်းသားဝင်ပြန်ကြမလားပဲဒုတိယမင်းသားနေရာတန်းနေရတယ်ဗျပြိုင်မဲ့လူကအယောက်တရာလောက်ဖြစ်နေပြီအပြိုင်သူများလေကျုပ်တို့အခွင့်အရေးကနဲသွားလေးပဲလေကိုအောင်ဘိုးကအင်ကြီးချုပ်ပြီးတော့ပစိုးကရောင်းကြိုက်ပြီးတော့ရွာထဲမှာလှည့်ပတ်သွားနေတယ်ဗျကျုပ်ကသူ့ကိုဖမ်းပြီးတော့မေးရတယ်ဗျငါလည်းမင်းသားရွေးခံမလို့ကွာရိုက်တာကြီးကဗလာတောင်းတဲ့လူကိုပိုကြိုက်တယ်လို့ပြောတယ်ဒီမှာကြည့်လေလက်ကောင်ငါဗလာလောင်းနေဆိုရင်ဖြစ်တယ်မဟုတ်လားကွာကိုအောင်ဘိုးကတသက်လုံးရေထမ်းထင်းခုတ်အလုတ်ကျန်းကြီးလုပ်ခဲ့ရတော့ဗလာကြီးတွေကအဲနေတာပဲဗျကျုပ်ဗလာတဲ့3-4သားလောက်ရှိမယ်ထင်တယ်တကယ်ကိုရာဇဝင်ကားတွေကထွားချမ်းချမ်းမင်းသားကြီးတွေရဲ့ပုံမျိုးဗျကျုပ်ကသူ့ကိုအကဲခတ်လိုက်ပြီးတော့ရိုက်တာကြီးကဗလာတောင်းတာတော့ကြိုက်တယ်ဗျဒါပေမဲ့အရက်ပူတာတော့မကြိုက်ဘူးတဲ့ဟေးဟုတ်လားမင်းမဖြစ်သေးပါဘူးကွာအရက်မြောင်လုံးရမယ်ဟာအရက်မြောင်ဘာအားကစားလုံးရမလဲအရက်မြင့်ရင် Rainbow Queen ခိုရတယ်တဲ့ဗျဟာအေးဟုတ်သားပဲဟာရွာဦးเจ้าမှာကိုရင်တွေခိုနေတဲ့ Rainbow Queen ရှိတယ်မဟုတ်လားဟုတ်တယ်ငါလည်းအဲ့ဒါကြီးကိုသွားခုံမယ်ကွာတက်လမ်းမှာပဲမြင့်နှစ်လမ်းမှာပဲရှေ့ထွက်လာမြင့်ဖို့အရေးကြီးတယ်ကွာကိုအောင်ဘိုးကလည်းเจ้าနောက်ဘက်ကိုဝင်သွားပါလေရောဗျเจ้าနောက်ဘက်မကြီးကိုင်းမှာသင်္ကန်းအဟောင်းတွေနဲ့ခြိထားတဲ့ Rainbow Queen ရှိတယ်ဗျကိုရင်လေးတွေကမောင်ကျောင်းသားလေးတွေကခိုနေကြပါဗျအခုလဲကိုအောင်ဘိုးက Rainbow Queen ကိုဆွဲပြီးတော့အပေါ်ကိုခိုတက်လိုက်တယ်ဗျဘလို့လဲကောင်ကြီးငါရဲ့နည်းနည်းများရှည်သွားသလားကွာရှည်တော့မေးဗျဆက်တာခိုးများတာခိုးဗျကျုံမြောက်ပေးလိုက်တာကိုအောင်ဘိုးကအတကုံခိုးတယ်ဗျခိုးနေင်းနဲ့ဝင်းမောင်ကွင်းချီထားတဲ့သင်္ကန်းဟောင်းတွေကတပြည့်ပြည့်နဲ့ပြည့်ကြလာသဗျနောက်တော့ဟုံးငနဲ့ပြုတ်ကြတော့တာပဲဗျဝင်းမောင်ကွင်းကိုအားပါခိုးနေတဲ့ကိုအောင်ဘိုးကလည်းမြောက်တင်ကိုင်းလို့တလို့ဖြစ်ပြီးတော့မြေပေါ်ကိုခွေးကြကြတော့တာပါပဲမကြပဲရှိမလားဗျဝင်းမောင်ကွင်းကကိုရင်တွေចောင်းသားတွေခိုးတာလေသူကသူ့ခန္ဓာကိုယ်အရဘုံကြီးနဲ့အတကုံဆွဲခုံမှတော့ကြပြီဗောဗျအဖြစ်ထားတော့မှနဲသေးတယ်ဗျအာမလီလက်တော့ချိုးပြီနဲ့တူတဲ့အလက်ခေါင်ရအဲ့ဒါဆိုရင်တော့သွားပြီဗျိုးဒရိုက်တာကြီးကကြောက်ပတ်တီးစီးထားတဲ့လူကိုမင်းသားနေရပေးမှမထင်ဘူးဗျကျုပ်ကတော့ရည်ကျဲကျဲနဲ့ပဲလုံနေလဲရတယ်တကယ်တော့ကျုပ်ကဒီလိုဖြစ်မယ်ဆိုတော့တီးပြီးသားဗျအဲ့ဒါကြောင့်လေကိုအောင်ဘိုးကိုအချုံနဲ့မှားထည့်လိုက်တာကိုယ့်ဘက်ကပြိုင်ဘက်တယောက်ပြုတ်သွားလို့ရှင်ကိုကအခွင့်အရေးပိုရလာမယ်မဟုတ်လားဗျအခုကြီးကျုပ်ဗလာတွေထွက်တယ်လောက်ဘာလို့ရမလဲဗျလွယ်လေးပါလက်ကောင်ရအလေးမပေါ့ကွာအလေးမတာတော့ဟုတ်ပါပြီဗျာဘာမလဲအလေးတော့အေးမင်းပြောတာလည်းဟုတ်တယ်ကွာငါကြံရပြီရေတန်းဘုံနှစ်ဖက်ထဲကိုရေပြည့်အောင်ထည့်ကွာအပြင်အလဲကနေတဘုံနဲ့ကင်ပြီးတော့အဲ့တဘုံလက်နဲ့မပေါ့ကွာအဲ့ဒါလည်းအလေးပဲမဟုတ်ဘူးလားအကိုကြီးပြောတော့အကြံရပြီးတော့ရေဘုံကိုရေဖြည့်ပြီးတော့တဘိုးကိုပခုံးနဲ့မထမ်းမနဲ့လက်နှစ်ဖက်နဲ့မြောက်တင်ကြည့်တယ်ဗျတဘိုးကပခုံးနဲ့ထမ်းတော့သာထမ်းနိုင်ပြီမဲ့လက်နှစ်ဖက်နဲ့မြောက်တော့သိပြီးတော့မမြောက်နိုင်ဘူးဗျဒါပေမဲ့မင်းသားမဖြစ်မှဆိုလို့အားတင်းပြီးတော့မြောက်ရတယ်ဗျကျုပ်လက်မောင်ကကြော်သားတွေကလုံးငနဲ့ကြည်တက်လာတာကိုကြည်ရင်းနဲ့ကိုယ့်အကိုအားတက်နေတာဗျဗလာတော့ညင်အားကစားကြီးနဲ့တော့မရဘူးကွာအစားအစာဖတ်မှရမယ်ကိုထွားအောင်လို့ထမင်းများစားကွာငါပြောသည်များစားဟဲ့ကပ်ပြည့်ကြီးကလည်းဝင်ပြောသေးတယ်ဗျသူပြောတာလည်းဟုတ်တာပဲဗျအားနဲ့ညနေတောင်ကြတော့အိမ်ရဆန်နေသွားယူပြီးတော့ဘုန်းကြီးကျောင်းမှာပဲထမင်းချက်စားကြတယ်ဗျအကိုကြီးကဗလာတော့ညင်လို့ဆိုပြီးတော့ထမင်း3လုံးချက်လောက်ကိုတယောက်တည်းစားထည့်လိုက်တာဗျကျုပ်ကတော့သိမစားပါဘူးဗျထမင်းနဲ့ငါပြောသည်ကခွန်အားပိုဖြစ်တယ်ဆိုတာနဲ့ကပ်ပြည့်ကြီးစီကနေဖီးချန်ငါပြောသည်မဲ့တဖီးဝယ်ပြီးတော့တယောက်ထက်တဖီးလုံးကောင်ထိုင်စားထည့်လိုက်တယ်ဗျအစားလွန်သွားလို့လားတော့မသိဘူးစားပြီးတော့မထနိုင်တော့ဘူးဗျအနာအတောင်ကင်ပြီးတော့မနှဲကိုထယူရတယ်ဗျအဲ့ချိန်မှာဥပဒေကြီးကကျောင်းဝင်းထဲကိုဝင်လာတယ်ဗျကျောင်းမှာထိုင်နေတဲ့ကျုပ်တို့ညီကိုတွေ့သွားတယ်ဥပဒေကြီးဘယ်လဲဗျဘယ်မှမဟုတ်ပါဘူးကွာမင်းတို့တွေမင်းသားဖြစ်အောင်ကျင့်နေတယ်ကြလို့လာကြည့်တာကွာနေသေးမောင်ကွာမင်းတို့မျက်နှာတွေကလည်းမကြီးမသာနဲ့ပါလားဟုတ်တယ်ဥပဒေကြီးဗလာတက်အောင်ဆိုပြီးတော့ထမင်း3လုံးချက်လောက်ကိုတယောက်တည်းစားထည့်လိုက်တာဘိုက်လေးပြီးတော့ပြည့်အင်နေလို့ဗျဟုတ်တယ်ဥပဒေကျုပ်လည်းငါပြောသည်ကလူကိုထွားသေးတယ်ဆိုလို့ထမင်းမသားမင်းနဲ့ငါပြောသည်ဖီးချန်တပီးကိုတယောက်ထက်ကောင်စားထည့်လိုက်တယ်ဗျစားပြီးတော့ဘိုက်ထဲမှာဘလို့ဖြစ်လာရင်မသိဘူးရင်ထဲမှာလည်းပြုတ်လာသလိုပဲဗျမင်းတို့ကတော့မင်းသားလောင်းမဖြစ်ဘဲနဲ့မသားလောင်းနေဖြစ်ကုန်ကြအောင်ပဲကွာကြည့်လေလုံးကြအောင်တော့ယောဂအစာမကြေချင်းဟာတဲ့ကွာလုံးပေါင်ဥပဒါရက်စားလေးပါလေမရှိဘူးလားဗျရက်စားမလို့ပါဘူးကွာဥပဒါလည်းသူ့လွယ်ကလေးတဲ့ကိုလက်နိုင်ကြည့်တယ်ဗျလွယ်တဲ့ကနေထင်ကြခဲနှက်ခဲပါလာတယ်ဗျအဲ့ထင်ကြခဲကိုအကိုကြီးစီကိုလှမ်းပေးလိုက်ပြီးတော့ထမင်းစားလို့ရင်ထင်ကြနဲ့ဖြေရတယ်ကွာဟောဒီထဖို့ထင်ကြကလေးနှလုံးကိုစားလိုက်တိုင်းရက်စားမလို့ပဲနဲ့ကောင်းသွားလိမ့်မယ်ကွာအကိုကြီးကထင်ကြခဲကိုစားတယ်ဗျဥပဒါကျုပ်ဘက်ကိုလှည့်ပြီးတော့
မင်းကငါပြောသည့်အစားလွန်တာကွာငါပြောသည့်စားရများရင်ဘိုက်ပြည့်ရင်တော့ပြီးတော့အဖျားဝင်တတ်တယ်ဆုံးချက်ဆောင်နဲ့သွားပြီးတော့စားကွန်းသီးလုံးလောက်မရှိရှိကိုရေးနဲ့တောက်ချလိုက်တယ်အဲ့ဒါငါပြောသည့်အစားလွန်တဲ့အခါမှာဖြေတဲ့နီးပဲကွာဥပဒေပြောတဲ့အတိုင်းကျုပ်ကလည်းစားနိုင်ပြီးတော့ရေသိမ်းနဲ့တောက်ချလိုက်တယ်ဗျတောက်ပြီးတော့15မိနစ်လောက်နေတော့လေးတပူပူနဲ့လဲလာတာဗျအခုတော့ကရင်ထဲမှာတောင်းတောင်းကြီးဖြစ်နေတာလဲနည်းနည်းရော့သွားသလိုခံစားလိုက်ရတယ်အကိုကြီးကလည်းခုနကတော့မကြီးမသားမဖြစ်တော့ဘူးဗျဟာဥပဒေနီးကကောင်းလိုက်လားဗျစေးနီးဆိုတာတို့လက်တကမ်းမှာရှိပါတယ်ကွာဒီလင်္ကာလေးကိုသာမှတ်ထားလိုက်ထမင်းစား၍ဝါအားကြီးလက်ထညက်ထက်ပါ1600ကြီးတဲ့တခါဝါတော်လုံပြီးငပြောသီးကြောင့်ဘေးကြီးနှိမ့်ဆက်စားအုပ်ရက်ကကြေပြက်ပြောက်ရာမှတ်ပါကြက်ကြဲတဲ့ကွာရှဲလူကြီးတွေဆက်ခဲ့တဲ့လင်္ကာလေးပေါ့ကွာနောက်ထပ်လင်္ကာတစ်ခုရှိသေးတယ်ကွာထောဘက်စီဦးအစိမ့်စုကြောင့်ဒုက္ခမမီမအိမ်မသာကြိုက်ခဲလာတော့တံမြာရီတောက်စီတောက်လျက်အစိတ်ပြောက်ကြီးတဲ့အစီစိမ်များတဲ့အစာတွေထောဘက်ထမင်းတို့အုံးထမင်းတို့ဒံပေါက်တို့လိုအစာတွေကိုစားပြီးတော့မယူသားဖြစ်ရင်တံမြာရီချင်းချင်းလေးဖြော်ပြီးတော့တောက်ချရတော့ကွာအသွေးတို့ရှိတဲ့လူဆိုရင်တော့အကြီးစိတ်နေစားပြီးတော့တံမြာရီလည်းဖြော်တော့တံမြာသီးညှစ်ထားတဲ့အချမ်းလေးကိုလည်းဝါအတံမြာသေးလေးတွေကိုလည်းမျိုးချပြီးသွေးမတိုးတော့ဘူးပေါ့ကွာဥပဒါကယ်လို့သာပေါ့ဗျာနောက်တစ်ခုရှိသေးတယ်ကွာစီကြောင်မုံတွေအစားများတာမတန်းတဲ့စီတွေမကောင်းတဲ့ပြန်သုံးစီတွေနဲ့ကြော်ထားတဲ့မုံတွေကိုစားမင်းလေချောင်းမှာချစ်ကက်ကရှာတတ်တာဖြစ်နေတတ်တယ်ကွာအဲ့လိုဖြစ်တဲ့ခါမှာတံမြာရီကိုစားများများထည့်ဖြော်ပြီးတော့အာလုံးချင်းရတယ်လေချောင်းမှာဂလူဂလူလုပ်ပြီးတော့ထွေးထော်ရတယ်ကွာအဲ့လိုထွေးထော်လိုက်ရင်ရှာတာတွေလေချောင်းရတာတွေပျောက်စေတယ်အစာလဲဆေးလဲအစာရတယ်ဒါပေမဲ့တန်ဆေးလုံမေးဆိုတော့လည်းရှိသေးတော့အစာကိုချင်းချင်းစားကြဟိမောင်းတော်ဆရာတော်ကြီးကတခါဟောဘူးတယ်ကွာဒုက္ခမဖြစ်ခြင်းတဲ့လူကအယိုးမရှိတဲ့အရာတစ်ခုကိုထိန်းချောင်းရမယ်တဲ့အယိုးမရှိတဲ့အရာတစ်ခုဆိုတာဘာလဲဗျတခုကတော့ရှာကွာနောက်တစ်ခုကတော့အောက်ကဟာပေါ့ကွာဥပဒါသူကသူရင်းနဲ့ထွက်သွားတော့တယ်ဗျတကယ်တော့ဥပဒါပေါ့ပါလေးပြောသွားပေမဲ့ဒီစကားအထုံးလေးနဲ့တယ်ဗျရှာဆိုတာအရသာပဲဗျလူတွေကအဲ့ဒီအရသာရဲ့အနောက်ကိုခံစားလိုက်မိလို့မတဲ့တာတွေစားမိရှောင်နေတာတွေကိုမရှောင်ဘဲနဲ့ဒုက္ခဖြစ်ကြတယ်မဟုတ်လားဗျဒီလိုနဲ့လူရွေးပွဲကြီးကစနေပါပြီဗျရွာဦးကျောင်းနေစပြီးတော့တန်းစီလိုက်တဲ့လူတိုင်းရဟိုးရွာလေလောက်ကိုရောက်မယ်ထင်တယ်ဗျဒီကြားထဲမှာဂျားပြဝင်လို့ငါးနေရာကိုဝင်ယူလို့ဆိုပြီးတော့ပြဿနာတွေတော့မှဖြစ်ကြပါသေးတယ်ဒုတိယမင်းသားနေရာကိုဝင်ပြန်ကြမယ့်အထက်မှာဥမကြီးတို့ဥတျုတ်ကြီးတို့တော့မှပါသေးတယ်ဗျဒရိုက်တာကြီးတွေကစိတ်တော်ညစ်ကုန်ပြီပေါ့သူတို့လိုရတဲ့အခန်းကျရင်ခေါ်ရိုက်ပါမယ်ဆိုပြီးတော့နှစ်သိမ့်ပြီးတော့ပြန်လှော့ရတယ်ဗျဒုတိယခေါင်းဆောင်မင်းသားနေရာအသက်20နဲ့25နှစ်ကြားအရွယ်လောက်မှာအဆင်ပြေမယ်ဆိုလို့အကိုကြီးတို့လိုအိမ်တော်တွေနဲ့အသက်30ကျော်တဲ့လူတွေအကုန်လုံးကလည်းပြုတ်သွားတယ်ပေါ့ဗျာငယ်ကောင်တို့လို18 19မိကောင်ပေါက်လေးတွေကလည်းတခါတည်းအော်တိုညင်းပယ်ပြီးသားဖြစ်သွားတယ်ဗျနောက်ဆုံးဒုတိယမင်းသားနေရာကိုရွေးဖို့ကလူယောက်20လောက်ပဲကျန်တော့တာအဲ့ဒီထဲမှာကြုံလဲပါတယ်ပေါ့ဗျာရွေးတာနေတစ်ပိုင်းကျိုးသွားလို့နောက်နေ့မှဆက်ရွေးမယ်ဆိုပြီးတော့ရက်ဆိုင်ထားလိုက်ရတယ်ဗျကျုပ်ကအိမ်မှာညာရေးခွင့်တော့မရှိပေမဲ့မနေ့ပိုင်းတော့သွားလို့ရတယ်ဗျအိမ်မှာတဲခိုစားတော့နေတဲ့ဥအောင်ပြူကိုကတ်မေးရတယ်မာနေဂျန်ကြီးကျုပ်ကိုမင်းသားရွေးမယ်မဟုတ်လားဗျမင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်မာနေဂျန်လို့ခေါ်လိုက်တာလေဗျာမင်းကဘေးကမာနေဂျန်ကမှလေကွာမန်နေဂျာကွာမန်နေဂျာဗမာလိုဆိုရင်တော့ကြီးကျက်သူလို့အဓိပ္ပာယ်ရတယ်ကွာမသိလို့ပါမန်နေဂျန်ကြီးရယ်မင်းတို့သားဖားနဲ့တော့ခတ်ပါနေကွာမိဖေတကြီးကလည်းငါ့ကိုရှူတင်းလို့ပဲခေါ်နေတယ်ကွာမခေါ်ပါနဲ့လို့ပြောလေပြောမရဘူးဟာဦးအောင်ပြောကငါ့ကိုတပြင်းပြင်းကုတ်တယ်ဗျအဲ့ဒါအသာထားပါမန်နေအဲ့လေမန်ကြီးရယ်ဒုတိယမင်းသားအဖြစ်ကဘသူ့ကိုရွေးမယ်လို့စိတ်ကူးထားတယ်လေဗျအေးကွာကလာသားကောင်းမောင်မင်းကိုရွေးမလားလို့မောင်မင်းကပြောတယ်ကွာသူသာမင်းသားဖြစ်ရမယ်ဆိုရင်နေတိုင်းကြက်သားဟင်းချက်ကျွေးမယ်ဆိုပဲကွာအဲ့ကမှဘေးနားမှာထိုင်နေတဲ့ဒရိုက်တာကြီးကမောင်မင်းကိုတော့ရွေးလို့မဖြစ်ဘူးကွာရွေးမရွေးမောင်ဦးကိုရွေးရမှာမောင်ဦးကငါ့ကိုကတ်ပြောတယ်ကွာသူ့ကိုသာမင်းသားဖြစ်ရွေးမယ်ဆိုရင်တဲ့ငွေ1000ကြောပါမယ်တဲ့ကွာ1000ဆိုတာလည်းမင်းမနှဲဘူးကွာတို့ရုပ်ရှင်တွေအရင်ကြီးဖြစ်တာပေါ့ကွာဒါပေါ့ဒရိုက်တာကြီးအခုမှပဲသိတော့တယ်ဒီလိုတွေကမင်းသားရွေးတယ်ဆိုပြီးတော့တကယ်တမ်းကျတော့သူတို့ကိုလက်ထိုးတဲ့လူကိုရွေးတာကိုဗျဒါဆိုရင်တော့ကျုပ်မှမျောလင်းချက်ကမရှိတော့ဘူးထင်ပါတယ်ဗျကျုပ်ခေါင်းကိုက်ဆက်ချပြီးတော့ပြန်တော့မယ်လို့တဲ့အချိန်မှာမာမီဆိုတဲ့အချောင်းမှာကျုပ်ကိုချွတ်ခနဲလုပ်ပြီးတော့လှန့်ခေါ်တယ်ဗျသူခေါ်တဲ့အနောက်ကိုကျုပ်ကခိုးကြောင်ခိုးဝဲနဲ့သွားရသေးတယ်ဟေးတငယ်လေးမဟုတ်ပါဘူးဗျကျုပ်ကကြီးပါပြီဗျသူကြီးမှလည်းတို့သိပါတယ်တငယ်လေးလို့ခေါ်တာချစ်လို့ဟာဗျာမင်းသားဖြစ်ရွေးမခံလို့စိတ်ညက်တဲ့အထက်မှာခမရတမောက်တငယ်လေးကမင်းသားဖြစ်ချင်တာလားတသက်မှာတစ်ခါရဖို့တော့မှမဖြစ်နိုင်တဲ့အခွင့်အရေးပဲဗျာဖြစ်ချင်တာဗောဗျဒါဆိုရင်တို့ကူညီမယ်ကျုပ်ခေါင်းတစ်ချက်ထောင်ကြည့်လိုက်တယ်ဗျာနေပေါင်းဗျာခမရကျုပ်ကိုဘယ်လိုကူညီမှလဲဗျ
အမလေးဒရိုက်တာပေါ်ပေါ်ကြီးဆိုတာမာမီနဲ့လက်တွဲလာတာကြားလာပါပြီတဲ့ရှင်မာမီကဒါလို့ဆိုရင်လောက်ဒါကိုင်ဆိုရင်ကန်ရတဲ့လူပါအခုလည်းဟောဒီမှာတငယ်လေးကိုမာမီကထောက်ခံတယ်တငယ်လေးကိုမင်းသားရွေးပါလို့ပြောလိုက်ရင်ပေါ်ပေါ်ကြီးကခေါင်းငိတ်ပြီးတော့လက်ခံအောင်မတိလားဟာခင်ဗျားတကယ်ပြောတာနော်တကယ်ပြောတာဗောတငယ်လေးရဲ့တကယ်ဆိုရင်ကျုပ်ကိုပြောပေးဗျာနော်ဒီလောကကြီးဆိုတာအယောရှိရင်အစားရှိတယ်အပေးရှိရင်အယူလဲရှိတယ်တငယ်လေးရဲ့အရေးထဲမှာအချောင်းမဈေးကင်နေပြန်ပါပြီဗျာကဲပြောဗျာကျုပ်ဘာပေးရမလဲ1500အဲ့ဒါတော့များတယ်ဗျကျုပ်မှ1500မပြောနဲ့900တော့မရှိဘူးကျုပ်လှည့်ထွက်မယ်လို့တော့မာမီကကျုပ်လက်ကိုအတင်းဆွဲနေဗျတငယ်လေးကလည်းစွန့်နေတော့မထောင်ဘာလည်းမသိဘူးလို့ခင်ဗျားပဲ1500ဆိုဗျတို့ပြောတဲ့1500ဆိုတာပတ်စံကိုပြောတာမဟုတ်ဘူးဟောဒီတငယ်လေးရဲ့ရင်ထဲအသေးတွေက1500တီးတီးရှိတဲ့အချက်တွေကိုပြောတာသိပြီလားမာမီပြောတော့မှကျုပ်တစ်ချက်တော့သွားမိတယ်ဗျဘာလဲတငယ်လေးကမလုပ်ချင်တော့ဘူးလားမလုပ်ချင်လဲနေပေါ့လေတသက်မှတစ်ခါရတဲ့အခွင့်အရေးကိုတငယ်လေးကလည်းလွတ်ခံလိုက်ချင်တယ်ဆိုရင်လည်းလှုပ်ပေါ့မာမီကတော့ကျုပ်စကားနဲ့ကျုပ်ကိုအကြက်ကင်နေပါပြီဗျကျုပ်ဘာလို့မှမသိဘူးဖြစ်နေတယ်ဗျအမင်းသားမဖြစ်ချင်ဘူးလားဆိုတော့ဖြစ်ချင်တယ်ဗျဒါပေမဲ့ဓာကြီးနဲ့ကြတော့လေစိတ်ထဲမှာကြောက်နေမိတယ်ဗျမာမီဆိုတာလူကခက်ဝဝဖိုင်ဖိုင်ဗျအသက်ကတော့40လောက်ရှိမှာပေါ့အမျက်နှာမှာလည်းကြောက်ပေါက်မာတွေရှိတယ်ဗျဒီကြားထဲမှာတော့ခေါင်းနေသေးတယ်ဗျစပိန်တူကြီးဆိုပြီးတော့နှခိုင်းနေတွေကိုရဲထင်းနေအောင်စိုးထားတယ်ပါးနီတွေမိကက်တွေလိမ့်ထားတာလဲပြာနှမ်းလို့ပြောမျက်တောင်တူကြီးတက်ထားတာလဲမျက်တောင်ပေါ်မှာသဘာသိမပြောနဲ့သဘာပင်ကြီးတစ်ပင်လုံးဖြတ်တင်ထားရင်တော့မှရမယ့်ပုံမျိုးဗျဘလာကြီးကလည်းကျုပ်တဲ့တောင်မှတောင်းနေသေးတယ်ဗျမိန်းကလေးတွေဝတ်တဲ့ဇာအင်ကြီးလိုအင်ဂျင်ကြက်ကြက်ကိုဝတ်ထားလိုက်တာများကောင်းချင်းတုပ်ကိုကျိုးနဲ့စီးထားတယ်လို့ပဲဗျဟေးတငယ်လေးစိတ်ကူးမလွဲနဲ့နော်တငယ်လေးသာမင်းသားဖြစ်ရင်လေခွင်လန်းနေအများကြီးရှိတယ်အမင်းသမီးကိုလည်းအသားယူလို့ရတယ်လို့လေတကယ်လို့ဒီဇက်ကတော့ဝေါ်ခွဲအောင်မြင်သွားရင်တော့တငယ်လေးကဒီလိုတော့အမှလေလုံးနွားကြောင်းကြမလို့တော့ဘဲနဲ့မျိုးကြီးပြာကြီးမှာကိုင်းတူဝေစီးပြီးတော့နေနိုင်တော့မှာတငယ်လေးရဲ့သူ့မျက်နှာကြီးကိုကြည့်ပြီးတော့ဗျာနောက်ဆုံးရင်နာနာနဲ့ပဲဆုံးဖြတ်ချက်တခုကိုချလိုက်ရတော့တယ်ဗျာမလိုဘူးဗျာမလိုဘူးကျုပ်ဒီမှာပဲတစ်သလုံးလေလုံးနွားကြောင်းလုံးဆိုရင်လည်းလုံးလိုက်မယ်ဗျာခင်ဗျားလို့နောက်ချေးပုံထုံးပြူတာနဲ့မျက်နှာနဲ့တော့9မိနစ်တောင်ဆက်ပြီးတော့မနေနိုင်ဘူးဗျတော်ပြီဗျာမလုပ်တော့ဘူးဘယ်လိုများပြောလိုက်တာလဲတငယ်လေးရဲ့မမီကိုများပြောရဲလိုက်တာကွယ်ကျုပ်လှည့်ထွက်လာခဲ့လိုက်တော့တယ်ဗျမာမီကတော့ရင်ဘက်ကိုလက်နဲ့ဖီးရင်းနဲ့ကြံနေခဲ့တော့တယ်ကျုပ်ကတော့စိတ်ထဲမှာငိုချင်တာပဲသိတယ်ဗျအိမ်တော်ဘေးမီးဖို့ဆောင်မီးနားမှာကတ်လိုက်ပြီးတော့စိတ်ထဲမှာကြိတ်မိတ်မျိုးသိပ်ထားတာတွေကိုအန်ချလိုက်ရတော့တယ်ဗျအမေကမီးဖို့ဆောင်တွေကနေထွက်လာတယ်ဗျဘသူငိုနေတာလဲမှတ်တယ်အလက်ကောင်ပါလားဟဲ့ပြောသမ်းဘာဖြစ်လို့ငိုးနာအမေသာမင်းသားမဖြစ်တော့ဘူးဗျအမေသာမင်းသားမဖြစ်တော့ဘူးတဲ့ဗျကျုပ်ကဇက်ထဲရလို့ငိုချင်းလေးနဲ့ပြောလိုက်ငိုလိုက်လှုပ်ထဲလိုက်တယ်ဗျအမေကတစ်ချက်ငြိမ်သွားပြီးတော့ကျုပ်ငိုတော့သေချာကြည့်တယ်ဗျဘာဖြစ်လို့လဲလက်ကောင်ရဲ့အပြည့်ရမှာလဲအမေကကိုမင်းကသူမင်းသားဖြစ်လို့ချင်းဒရိုက်တာကြီးတို့စက်သားရင်းနေတိုင်းကျွေးမယ်တဲ့ဗျကိုဦးကလည်းသူသားမင်းသားဖြစ်မယ်ဆိုရင်ငွေ1000ကြော့မယ်တဲ့ကြည်သန်းဒင်းတော့ဒီချိုးမျိုးချိုးတယ်ဗျဟုတ်လားလက်ကောင်လာလိုက်ခဲ့အမေကကျုပ်လက်ကိုဆွဲပြီးတော့အိမ်ရှိကိုထွက်သွားတယ်ဒရိုက်တာကြီးနဲ့မန်နေဂျာကြီးကတော့စကားပြောရင်းနဲ့ဆွေးနွေးနေကြတယ်ဗျအဖေကတော့ဘယ်ထွက်သွားတယ်လဲမသိပါဘူးအမေကထောင်းနေမောင်းနေအတန်နဲ့ဒီမဲဒရိုက်တာကြီးတော့ကျမသားလက်ကောင်မင်းသားနေရမရွေးဘူးဆိုရွေးတော့ရွေးနေပါတယ်ဗျဟိုဒါပေမဲ့အခြားလူတွေကလည်းရှိနေသေးတော့ရပါတယ်အခြားလူတွေကိုဦးစားပေးလိုက်ပါဒရိုက်တာကြီးတို့ကလည်းကျမတို့အိမ်ကနေစင်းကြအဲ့ဒီငမြင့်တို့ငါဦးတို့အိမ်မှာသွားနေကြဟုတ်မလားအလက်ကောင်သူတို့ထော်ဖို့တွေခြံချက်ပုံပေးလိုက်ဒီတော့မှဟိုလူတွေကလည်းမျက်နှာပြတ်သွားကြတယ်ဗျဒီလိုတော့မလုပ်ပါနဲ့တကြီးကြော်ရေဟိုအထုံပိုးတွေကပြန်ရွှေ့ရပြူရနဲ့မလွယ်လို့ပါဒါဆိုကျမရှင်းမှန်မေးမယ်ကျမတောင်မင်းသားအဖြစ်တင်ရိုက်တာလွယ်မလားအထုံပိုးတွေအကုန်လုံးပြောင်းရွှေ့တာလွယ်မလားအမေကတော့ပြတ်တယ်ဗျာကျုပ်ဆိုအမေကိုကြည့်ပြီးတော့အန်အောနေမိတာဗျရိုက်တာကြီးနဲ့မန်နေဂျာကြီးကလည်းခေါင်းချင်းဆိုင်ပြီးတော့မှခေါင်းညိတ်တယ်ဗျာဟိုရပါတယ်တကြီးကြော်ရေဟိုကျုပ်တို့တကြီးသားကိုပဲခေါင်းဆောင်နေရနေရွေးလိုက်ပါမယ်ဗျာကျုပ်ပြင်ပျော်လို့ထောက်ခုံပြီးမတတ်ပဲဗျာအမေရဲ့တင်းမနေတဲ့မျက်နှာထားအခုမှနည်းနည်းပြုံးနေအောင်ဖြစ်သွားတယ်ဗျဟေးရှင်တို့အမြင်မှန်ရသွားတာကောင်းပါတယ်ရှင်ဒီမဲ့အလက်ကောင်သာမင်းသားတင်ရလို့ရတော့လေအိမ်မှာကြက်သားဟင်းကိုနေညမပြတ်စေအောင်အမေအိမ်ရချက်တွေကုန်ပါပေါ့ဗျာကုံနေမင်းသားဖြစ်ဖို့အရေးကြီးတယ်အလက်ကောင်ရဲ့အမေရဲ့စေတနာတွေအမေရဲ့အချက်တွေကိုကျုပ်ရင်ထဲကနေလှက်ခနဲ့ခံသားမိတယ်ဗျ
ကဲရှင်တို့ငွေ1000ကြောမဲ့အပြင်ပြန်မဲ့အချိန်ကြရင်လေလက်တသီးတိုက်ဆန်နေစီတွေလက်ဆောင်တွေအကုန်ထည့်ပေးမှာဟုတ်ပလားအာရပါတယ်ဗျာကျုပ်တို့ကဒါတွေမလိုပါဘူးဗျမလိုလဲအလိုက်တိတက်ရမှာပေါ့ရှင်ကိုယ်ရင်လာတဲ့ဧည့်သည်တွေမဟုတ်လားအမေကအောင်နိုင်သူပြုံးလေးပြုံးပြီးတော့အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်ဗျအကျုပ်ပြင်ဟိုလူတွေကွယ်တော့မှပျော်ပြီးတော့ထကားမိတယ်ဗျအမေကိုလည်းဖန်ရင်းနဲ့အမေပါကို2ချက်လောက်အာဝါးတွေပေးထည့်လိုက်တယ်ဗျအာဒါမှမဟုတ်မေကွာကျေးဇူးတင်လိုက်တာအမေကအမေတို့တော့သိချစ်သွားပြီဗျာအေးချင်းဒီတကားနဲ့ပေါင်းအောင်ကြိုးစားဟုတ်ပလားမိဘတွေကနေအောင်မြင်ဖို့ကြက်ချန်တစ်ချန်လုံးကောင်ရင်းနှီးပေးလိုက်ပြီဟဲ့နင်းသားနိုင်ငံကျော်မင်းသားကြီးဖြစ်အောင်လို့မင်းသားဖြစ်ရသမျှtiêuဆောင်ကားတွေကိုငါ့ကိုအကုန်အပ်ရမယ်ဟုတ်ပလားဟာအမေကတော့ထောင်မြင်လို့ရာဆုံးတာပဲဗျကျုပ်ကိုချက်တာမှမဟုတ်တာထောင်မြင်ရာဆုံးတာမဟုတ်ဘူးဟေးသားသမီးပေါ်မှာရင်းနှီးမြုပ်နေတယ်လို့ခေါ်တယ်ဟာအမေရဲ့စီးပွားရေးဈေးကွက်မြင်ပေါ်ကတော့အမခန်းပါပဲဗျဟိုကလားနဲ့တည်းကိုစက်ကြထားသလားထင်ရတယ်ဗျဒါတော့မှရွာမှာနေလို့မျိုးကြီးပြကြီးမှသာနေလို့ကတော့တထေးမကြီးဖြစ်နေတော့ပြီဗျအမေကျေသူနဲ့ကျုပ်ကလည်းအော်တိုငုတ်တို့ဒုတိယခေါင်းဆောင်မင်းသားဖြစ်သွားပါတော့နေဗျအကျန်တဲ့လူတွေကိုလည်းလိုအပ်တဲ့အခန်းကျရင်လိုအပ်သလိုခေါ်ရိုက်မယ်ဆိုပြီးတော့ချွေးသေးလိုက်ရတယ်ဗျလူရွေးပဲပြီးတော့ဇက်ကားအကြောင်းတွေတိုင်ပင်ကြတာပေါ့ဗျအဲ့ဒါတော့အိမ်မှာပဲတိုင်ပင်တာဗျဇက်ကားရိုက်မယ်တော့ဟုတ်ပါပြီဇက်လန်းကဘလူရေးတဲ့ဝိထုလဲဗျရိုက်တာကြီးကလည်းရင်ဘက်ကိုပုတ်ပြပြီးတော့ငါရေးတာလေကွာဟိုဒါဖြင့်ဇက်ညှိုးအောင်အဲ့ဒါလည်းငါပဲကွာဟိုတကားလုံးဒရိုက်တာကြီးလဲရတယ်ဘာပဲလားဗျာဒါတော့မှဇက်လန်းဇက်ညှိုးနေရှိသေးတာကွာတကယ်ကကာကူကာစီတီးဖြတ်ထုတ်လို့အကုန်လုံးငါလုံးပါကွာအဆန်းပါလားဗျာမင်းတို့အနေနဲ့တော့ဆန်းပါပေါ့ငါအတွက်တော့မဆန်းတော့ဘူးကွာရိုက်တာဆိုတာလိုလျင်ကြံသားနီးလန်းရာဆိုလိုပဲလုပ်တတ်ရတယ်တခြားစာရေးဆရာတွေစီကနေဝိထုဝယ်ရင်ဝိထုဝယ်ကပေးနေအောင်မယ်လေကွာဒါကြောင့်ဟိုဝိထုကအခန်းထဲနဲ့ယူဒီဝိထုကအခန်းထဲနဲ့ယူပြီးတော့ကိုယ့်ဘာသာဇလန်းရေးကိုယ့်ဘာသာတန်ညှိုးထုတ်ပြီးတော့ကိုရန်ရိုက်မှာကွာဟိုဒါဖြင့်ဒရိုက်တာကြီးနာမည်ကိုဂျိုကာကြီးလို့ပြောင်းလိုက်တဲ့နဲ့ဗျာဟာဘာဖြစ်လို့လဲကွာပိုကာတောင်းတဲ့အခါကျရင်ဂျိုကာလာရင်ဘာလာလာတောင်းတယ်မဟုတ်လားဗျအခုဒရိုက်တာကြီးကလည်းနေရတကာပါလို့ဂျိုကာကြီးလို့ပြောရတာဗျကျုပ်ပြောတော့ကျန်တဲ့လူတွေကထအီပါလီရောဗျာမရင်နိုင်တာကတော့ဒရိုက်တာကြီးပဲဗျမင်းကွာဒရိုက်တာဆိုတာရိုက်ကွင်းမရင်ကွာရိုက်ကွင်းနဲ့ကင်းလို့ရတာတခုမှမရှိဘူးဆိုတာနားလေတာဟုတ်ပလားဟုတ်ပါပြီဒရိုက်တာကြီးရဲ့ဟိုဒါနဲ့အခုရိုက်မဲ့ဇက်ကားနာမည်ကဘာတဲ့လဲဗျငါလည်းအချောသက်တော့မပေးရသေးဘူးကွာလောလောဆယ်တော့သုံးဘွားတိုင်တဲ့ရှင်လို့ပေးထားတယ်အဘွားသုံးခုမှာဒီလူတွေကပြန်တွေ့ပြီးတော့သုံးဝင်းဆန်အချစ်ဇက်လန်းပုံစံပေါ့ကွာအတိုင်တဲ့အကြောင်းတွေကိုလည်းထည့်ရမယ်လို့စိတ်ကူးထားတယ်ကွာကောင်းပါလေဗျာဟိုဒရိုက်တာကြီးကခုနကပြောသလိုအချောင်းဝိတုသုံးဘုတ်ကနေခိုးချထားတာဖြစ်မယ်ဗျအေးကောင်ဒါခိုးချတယ်လို့မခေါ်ဘူးကွာအမှုပညာကိုရင်ဘက်နဲ့ခံစားပြီးတော့ပြန်လဲတင်ပြပုံဖော်တယ်လို့ခေါ်တယ်ကွာကျုပ်ကသူ့ကိုကြီးနှက်တယ်လို့ဖြစ်နေတယ်ဗျအဓိကမှမင်းသားကျော်စိုးကကျုပ်ဘက်ကိုလှည့်လာပြီးတော့ဟိုဒါနဲ့ငါညီကအခုမှအမှုပညာလောကတွေကိုစောင့်ဝင်ပါဆိုတော့အမှုပညာနာမည်များစဉ်းစားထားပြီးပြီလားညတော့ကတော့စဉ်းစားထားတယ်ဗျအမှုပညာနာမည်ကိုဝရစိန်မောင်လို့တွေးထားတယ်ဗျဒါမှမဟုတ်ရင်တော့အစိန်ခင်မောင်ပေါ့နောက်ဆုံးမရဘူးဆိုရင်တော့အလင်္ကာကျော်သာခင်မောင်ပေါ့ဗျာမင်းဟာအမှုပညာနာမည်တော့ဟုတ်ပါရဲ့ဇမင်းသားနာမည်တွေဖြစ်နေတယ်ကွာဟိုနေသေးမောင်ကွာမင်းနာမည်မှာအလင်္ကာကျော်သာတက်အောင်မင်းရောဘယ်သူကအလင်္ကာကျော်သာဘွဲပေးထားလို့လဲကွာမသိဘူးလေဗျာသူများတွေထဲ့တာတွေ့လို့ဟာအဲ့ဒါနိုင်ငံတော်အစိုးရအမှုပညာပိုင်းမှာထက်မြက်လုံးလို့အလင်္ကာကျော်သာဘွဲကိုပေးထားတာကွာအဲ့ဒီဘွဲရတဲ့လူတွေကမှအလင်္ကာကျော်သာဆိုပြီးတော့နာမည်ရှိမှတက်တာမင်းလို့ဘာမှမဟုတ်တဲ့ကောင်ကတော့အလင်္ကာကျော်သာတက်မရဘူးလေအလကားကျော်သာလို့ပဲတက်လို့ရမယ်အလကားခင်မောင်ကြီးခမရတော့ကလေဗျာကျုပ်ကိုဆိုရင်ဝိုင်းပြော်မယ်ဆိုတာကြီးပဲဒါဝိုင်းနှိပ်ကိုတယ်လို့မခေါ်ဘူးကွာစီနီယာတွေကဂျူနီယာတွေပေါ်ဂွင်းနာဒေါသနဲ့ဆုံးမတယ်ပညာပေးတယ်လို့ခေါ်တယ်သူတို့ပညာပေးတာလည်းနှိပ်ကိုထားပဲဗျာနောက်ဆုံးမင်းသမီးများနေတာကျုပ်ကိုကြည့်ပြီးတော့အကဲပါရှင်းနာမည်ကခင်မောင်ဆိုတော့ခင်မောင်တိုင်းထားရင်လည်းမကောင်းမြန်ဘူးလေလူပညာလောကထဲမှာခင်မောင်ဆိုတဲ့နာမည်တွေကရိုက်တယ်လို့မကုန်ဘူးမို့လားရှင်းနာမည်ကအလက်ကောင်ဆိုတော့ဒီနာမည်နှစ်ခုကိုပေါင်းပြီးတော့ခင်မောင်လက်လို့ပေးမယ်ဆိုရင်ရောအရင်တော့ကလည်းခင်မောင်ရင်တို့ခင်မောင်ဆွေတို့ကပေါ်ခဲ့ဘူးတယ်လေဟိုခင်မောင်လက်ကောင်းနေဗျာသိကောင်းနေဟိုဒါဆိုရင်ကျုပ်နာမည်ကိုခင်မောင်လက်လို့ပေးလိုက်ပြီဗျို့ကျုပ်ပြောတော့ဝိုင်းရင်ကြတယ်ဗျာမနေ့ကရက်ကွင်းစမယ်တဲ့သူတို့တွေကရက်ကွင်းရိုက်ဖို့အတွက်တိုင်ပင်နေကြတယ်ဗျာကျုပ်ကတော့ဘာမှနားမလဲတော့သူတို့ပြောတာတွေကိုနားထောင်ရင်းနဲ့ငိုက်လို့ပေါ့ဗျာတိုက်ရှင်ရိုက်နေပြီအလက်ကောင်ကမင်းသားဟာနောက်တနေ့မနက်မိုးလင်းတာနဲ့တွာလုံးကအော်တောင်းနေဖြစ်နေကြပြီဗျာကျုပ်တို့ရွာလူတွေကရုပ်ရှင်ရိုက်တာဝါသနာပါလာတော့မမင်းနဲ့မိုးမလင်းခင်ကလေးကထချက်ပြုတ်ပြီးတော့ထမင်းကြထမင်းတောင်းကိုတီကိုထည့်ပြီးတော့ရက်ကွင်းထဲကိုရောက်နေကြပြီဗျို့အချို့ကလည်းတကြောပြကြီးခင်းပြီးတော့ရင်တွေကြရပန်းနေပိုင်းနဲ့အသေးချာထိုင်ပြီးတော့နေရယူနေကြပြီပေါ့ဗျာ
ဟာလူတွေမနှဲပါလားကွာဒါတော့မှဟိုဘက်ရွာလူတွေကမလာသေးဘူးဒရိုက်တာကြီးကျတို့ရွာမှာဓာတ်ရှင်ရိုက်နေတဲ့သတင်းကမနှက်ဖန်လောက်မှအဲ့ရွာဘက်ကိုရောက်မှာဗျကဲမမီရေဟောဒီကအလက်ကောင်အဲ့လေဟိုခင်မောင်လက်ကိုဝေစားလေးပေးလိုက်တော့ဒီနေ့ဇက်ဝင်ကန်ကပကံခက်တော်ဟာဇက်ဝင်ကန်တော့မမီကကျုပ်ကိုတိတ်တော်မကြည့်ဘူးဗျအဝိတ္တရကြီးကနေကျန်စင်သားအင်ဂျင်နေရောင်ကြီးကိုထုတ်လိုက်တယ်အဲ့ဒါကြီးကိုကျုပ်ကိုဝစ်ပေးထားတယ်ဗျအဝေစားတွေကဘော်ဂျယ်တွေကတ်ထားလို့ဝေးရတာရာကြီးနေဗျအနီအောင်ဝေစားတွေရဲ့ခေါင်းဆောင်ကတော့ရွှေရောင်ဗျအနီအောင်ဝေးအောင်ရှိကြီးကိုလည်းဝေးလို့ဗျပြီးတော့ကျုပ်ကမိတ်ကပ်ပြင်ပေးမယ်ဆိုပြီးတော့မိတ်ကပ်တွေကိုပြင်ပေးတယ်မိတ်ကပ်တွေကလည်းပူလိုက်တာပြောမနေပါနဲ့တော့ဗျအားလုံးပြင်ဆင်ပြီးတော့အမှန်တည်းမှာကိုပြန်ကြည့်မိတယ်ဗျမမီကကျုပ်ကိုသေချာကြည့်လိုက်ပြီးတော့တူတယ်ဟိုတငယ်လေးကတော်တော်တူတယ်ဟိုဘာနဲ့တူတာလဲဗျဟိုရာသွင်းတွေကကျန်စစ်သားနဲ့တူတာလားဗျမဟုတ်ဘူးပကံကြီးကအချီးပန်းပြီးတော့သေတယ်အချောင်းမကြီးနဲ့တူတာကျုပ်မမီကိုလှမ်းပြီးတော့ရိုက်ထည့်လိုက်တယ်ဗျအပြင်ကနေမင်းသားဆိုပြီးတော့အော်နေတာနဲ့ကျုပ်ကလည်းထွက်လာခဲလိုက်ရတယ်ဗျကျုပ်ကမြင်တော့တရွာလုံးကလက်ခုပ်တီးပြီးတော့အားပေးကြတယ်ဗျဟာလက်ကောင်ကျန်စစ်သားလက်ကောင်ကွာကျုပ်ဖြင့်သွေးနဲ့ထင်ရောက်သွားတယ်ဗျလူတွေအားလုံးကကျုပ်ကိုကြည့်ပြီးတော့အားကြနေကြပြီနဲ့တူတယ်ဗျနန်းဝေတန်းသားတွေကလည်းနေအောင်အောက်မှာဆိုတော့တစ်ဖက်ဖက်နေပဲဗျတိတ်မကြပါဘူးမြန်းနေတာပကံသူလေးဝစ်ဆုံဝစ်ပြီးတော့ထွက်လာတယ်ဗျပကံမင်းသမီးဝစ်ဆုံလေးပေါ့ဗျတားချက်ကတော့မိုးပေါ်ကနတ်သမီးလေးနဲ့သက်ကြွေလာသလားလို့တော့မှထင်ရတယ်ဗျလူတွေအားလုံးရဲ့အကြီးကကျုပ်စီမှာမရှိတော့ဘဲနဲ့မင်းသမီးစီကိုရောက်သွားတယ်ဗျရိုက်တာကြီးကကျုပ်ကိုလှမ်းအောင်တယ်ဗျကဲဒီဟိုလားကျုပ်တို့ကလည်းဒရိုက်တာကြီးနားကိုတိုးသွားတယ်ဗျဒရိုက်တာကြီးကလေဗျနိုးထဲတဲ့ခရော်ကြီးနဲ့ဘာလုပ်တာလဲဗျဟာဒါခရော့မဟုတ်ဘူးကွာအော်လန်လို့ခေါ်တယ်ဟာဒရိုက်တာတွေကအော်လန်နဲ့အော်ပြောတာထုံးစံပဲလေဒါကြီးကအော်လန်နဲ့လားဗျမသိပါဘူးဗျကျုပ်ကဥပဒနွားတို့ထဲတဲ့ခရော်ကြီးမှတ်နေတာဗျမင်းကတော့ပြောလိုက်သမျှတလွဲရပါပဲလားကွာကဲအလုပ်ကြောင်ပြောမယ်အခုရိုက်မဲ့ဆင်းကဘင်္ဂမင်းသမီးလေးကိုတန်ဖူးလေးကရည်စံစကားပြောပြီးတော့ AC ကလေးလုပ်တဲ့အခန်းကွာဟုတ်ပလားကဲငါဒိုင်ယာလော့တွေတင်ပေးမယ်နော်ဟုတ်ပလားကဲသွားကြဟိုးသိပင်နာမှာမင်းတို့ညော်သွားရကြဒီနေရာ view ကောင်းတယ်ကွာအနောက်မှာလည်းကွင်းကြီးနဲ့ဟိုးဝင်းမှာလည်းတောင်တန်းလေးတွေနဲ့လွမ်းမောစရာလေးရယ်ကျုပ်တို့ညောက်ကသိပင်နာကိုသွားကြတယ်ဗျကျုပ်ကတော့သိပင်ဘေးနာမြောင်းထဲကိုခုံဆင်းလိုက်တယ်ဗျဟာမင်းသားဘလို့ဖြစ်ပြီးတော့မြောင်းထဲကိုခုံဆင်းရတာလဲကွာဒရိုက်တာကြီးပဲဆင်းဆိုဗျဟာခတ်တော့တာပဲကွာဆင်းဆိုတာရိုက်ကွင်းကိုပြောတာကွာမင်းကိုမြောင်းထဲကိုဆင်းခိုင်းတာမဟုတ်ဘူးတော်သေးတာဗောမြောင်းထဲရေမရှိလို့ရေများတာချင်းဘွယ်လူမင်းသားဖြစ်အောင်မှာလူတွေကဝါးငနဲ့ဝိုင်းရင်ကြတယ်ဗျကဲဒိုင်ယာလောတွေတိုင်ပေးမယ်နော်ဒိုင်ယာလောဆိုတာစကားပြောကွာငါမလဲမင်းသားလေးအောင်ဗမာလူကြီးပြောနေရတယ်ကဲနားထောင်တော့ပထမစာကြောင်းကမြရဲ့မျက်လုံးလေးတွေကပလဲနဲ့မဟူရပေါင်းဆက်ထားသလိုပဲမြရဲ့သွားလေးတွေကတော့ပလဲလုံးလေးတွေစီထားသလိုပဲမြကိုဒီကမောင်ကြီးကသိချင်နေမိပါပြီကွာဟိုကပြန်ပြောရမှာဘာတွေလာပြောနေတာလဲမောင်ကြီးရဲ့ဒီဘက်ကပြန်ပြောမယ်တကယ်ပါမြရဲ့ယုံပါကွယ်ဟုတ်ပလားကဲဖလင်ဆိုတာအလကားမြောက်ဟေ့မှားရိုက်မင်းဖလင်တွေကဖြတ်ထုတ်ပြန်မှာကွာဖလင်ကိုရင်လွယ်လွယ်နဲ့ဝယ်လို့ရတာမဟုတ်ဘူးဒီတော့အစမ်းလေးချင်းကြည့်မယ်ကဲစမယ်နော်လူတယောက်ကအမေရောက်အစင်းနေပါတဲ့ကပ်ပြားကြီးကိုဂျက်ခနယ်လာလို့တယ်ဗျဟေ့အောင်ကြောင်မနေနဲ့လေကွာပြောလီဘာပြောရမှာလဲဗျဘာပြောရမှာလဲကွာခုနကတင်မေးထားနေပြောလီကွာအော်ဟုတ်ပြီဟိုမြရဲ့မျက်လုံးလေးတွေကပလဲတစ်လုံးရွဲတစ်လုံးမြရဲ့သွားလေးတွေကြတော့မဟူရတွေစီချဲထားသလိုဟာရက်ဆက်ရက်လိုက်စမ်းယောမင်းဘာတွေပြောတာလဲကွာမဟူရနေချဲထားမှာတော့သွားမဲနေပြီဗောကွာဟိုရုပ်တရက်ဆိုတော့မေ့သွားလို့ပါဒရိုက်တာကြီးရဲ့ယောမင်းကငါတင်မပေးတော့ဘူးမင်းစာဖတ်တတ်တယ်မဟုတ်လားဒီစာအုပ်ဖတ်ပြီးတော့အလွတ်ကျက်ထားလိုက်ဟိဒီလောက်တော့ရပါတယ်ဗျာကျုပ်လဲစာရွက်ကိုယူပြီးတော့3-4ခေါက်လောက်အလွတ်ကျက်ထည့်လိုက်တယ်ဗျရပြီမှတ်မိပြီဗျပြန်စမယ်အရှင်မြရဲ့မျက်လုံးလေးတွေကပလဲနဲ့မဟူရပေါင်းဆက်ထားသလိုပဲမြရဲ့သွားလေးတွေကတော့ပလဲလုံးလေးတွေစီထားသလိုပဲမြောက်ဒီကမောင်ကြီးကတိတ်ချစ်နေမိပါပြီကွာဘာတွေလာပြောနေတာလဲမောင်ကြီးရဲ့တကယ်ပါမြရဲ့ယုံပါကွယ်ဘာလို့ကွက်စိတ်ခေါ်သလိုတယောက်တည်းအကုန်ပြောပြလဲရတာလေကွာမင်းရလေဟိုဒရိုက်တာကြီးပဲအလွတ်ကျဆိုဗျာငါစိတ်ညစ်တယ်အဲ့ဒါတွေကတယောက်တစ်ခုပြောရမှာကွာဟုတ်ပလားပြန်စမယ်ဟိဒီတခါတော့အဆင်ပြေတယ်ဗျကျုပ်ကစကားပြောနေနဲ့ရလာလို့ကုန်နေရတယ်ဗျနေရလဲဘူးချွေးတွေကလည်းထွက်တာဟိုကတ်ရအောင်မင်းသားဘာဖြစ်လို့ကုန်တာလဲကွာလူထူလို့လူထလာတာလားအင်းကြီးကရားတယ်ဗျခဏတော့အောင့်ထားကွာပြန်ရမယ်ဟိဒီတခါတော့ကျုပ်လက်နှစ်ဖက်ကိုဘေးကိုကတ်လို့သတိဆွဲရင်းနဲ့စကားတွေကိုပြောထည့်လိုက်တယ်ဗျ
ငါတော့သေချင်တာပါပဲကွာမင်းပုံကြီးကလည်းမောင်ကန်ကြောက်အထူကြီးအသက်ဝင်လာပြီးတော့စကားထားပြောနေတယ်လို့ဖြစ်နေတယ်ကွာဒရိုက်တာကြီးပဲအောင့်ထားဆိုဗျာအေးငါစိတ်ညစ်တယ်ငါအမဒီရွာမှာလာရိုက်မိတဲ့ငါအမပါကွာကဲပြန်လုံးမယ်ဒီကတောင်းတော်ကြီးမနေနဲ့တော့နည်းနည်းအလိုက်တင်လေးနေသေးမှာကွာမင်းရလဲဒီကတော့ကျုပ်ကိုတက်တောင်တက်တာထားပြီးတော့ပြန်ပြောတယ်ဗျာဒရိုက်တာကြီးကထခုံပါလေရောဗျာဟေးအောင်မင်းဆောက်လုံးကဘယ်ကြည့်နာလဲကွာဒရိုက်တာကြီးပဲပြောရလေဗျာကင်မရာကိုကြည့်ဆိုမင်းမေကြီးတော့မင်းမေနာမှာကွာအဲ့ဒါမကြည့်ဘဲနဲ့ကင်မရာကိုကြည့်ပြီးတော့ရည်သားစကားပြောလို့ဖြစ်မလားကျုပ်လည်းစိတ်တင်ညစ်နေပါပြီဗျာဒီချိန်မှာများနေတာကျုပ်လက်ကိုဆွဲလိုက်တယ်ဗျဒီမဲ့ရုပ်ရှင်တိုးဆောင်တယ်ဆိုတာတရံလို့တရုတ်တူအောင်ဆောင်ရတယ်ရှင်ရှင်အခုတိုးဆောင်ရမယ့်အခန်းကကျမရည်သားစကားပြောပြီးတော့ easy ကလေးလုံးရမယ့်အခန်းရှင်မင်းကလေးတက်ကိုရည်သားစကားမပြောဘူးလား easy ကလေးမလုပ်ဘူးလားဒါတော့လုပ်ဘူးတာဗောဗျလုပ်ဘူးရင်အဲ့ဒီတိုင်းစိတ်ထဲမှာခံစားပြီးတော့လုပ်ကြည့်ပေါ့ရှင်အစားကတော့ဒီလိုပဲပေါ့တိုးဆောင်တဲ့အခါမှာစိတ်ခံစားချက်ကအရေးကြီးဆုံးပဲရှင့်သူပြောမှကျုပ်နည်းနည်းသဘောပေါက်သွားတယ်ဗျဟုတ်ပြီဗျကျုပ်အတက်နိုင်ဆုံးစူးစမ်းကြည့်ပါမယ်ဗျကဲပြန်လုံးမယ်ဒီခါသေချာလုံးတော့ဂျာကြီးကျုပ်တို့တော့ဒီတစင်းနဲ့နေနေ့လည်သာထမင်းသားချင်းရောက်တော့မယ်ထင်တယ်ဗျဒီခါတော့ကျုပ်စိတ်ထဲကနေမျက်နှာတော်ကိုမင်းကလေးတယောက်လိုမြင်လိုက်ပြီးတော့ easy ကလေးစကားတွေပြောရင်းနဲ့အဟမ်မန်မူရတွေပြင်းနဲ့တိုးဆောင်လိုက်တော့တယ်ဗျရိုက်တာကြီးကလက်ခုပ်တီးပြီးတော့ထခုံနေဗျကောင်းတယ်ဒါဆိုရင်အဲ့ဒီတိုင်းလေးပဲရိုက်မယ်နော်မှန်တော့မီးတို့တွေလာကြဟေ့ကင်မရာဖွင့်ပြီးတော့ရိုက်မယ်ဒီတစ်ခါမှားလို့မရဘူးနော်ကျုပ်တို့ကအဲ့ဒီကွင်းဆက်ကတစ်ပင်အောင်သားမှာရိုက်ကြတယ်ဗျအနာအလူတွေပါနေလို့တော့မှခဝိုးကိုဖယ်ခိုင်းရသေးတယ်ဗျအားလုံးလည်းပြီးတော့တကယ်အစိမ်ကြီးရိုက်ကြတယ်ဗျအကျုပ်က easy ကလေးမှုဝင်နေပြီဆိုတော့တိုးဆောင်ချက်တွေကတကယ်ဟုတ်ပြီးပြင်းနေဗျအဲ့လိုနဲ့ easy ကလေးလုံနေနေတရှဲရှဲနဲ့နှာမုတ်တန်ကြီးကိုကြားလိုက်ရတယ်ဗျအလှည့်ကြည့်လိုက်တော့ကွင်းထဲကနသိုးကြီးတောင်ဒုံးဆိုင်ပြီးတော့ကျုပ်စီကိုပြေးလာတယ်ဗျကျုပ်ကိုကျုပ်ပြန်ကြည့်လိုက်တော့လူတကုံလုံးကအနီဝဲဆက်ဗျဝိယုံအနီကြီးကလည်းလေတိုက်လို့လွင့်နေသေးတယ်ဗျကွင်းထဲမှာအစာစားနေတဲ့နသိုးကြီးကကျုပ်ကိုဘယ်ချိန်ကလေးကခွေ့ကျင်နေလဲမသိဘူးဗျကျုပ်ကလည်းတရုတ်တော်ဆောင်းနေရသေးတယ်အနားရောက်လာတော့မနေနိုင်တော့တာနဲ့တချိုးတည်းထပြေးရတယ်ဗျရိုက်တာကြီးကအတန်ပြဲကြီးနဲ့ထအောင်တယ်ဗျဟေးမရဲလိုက်နဲ့တော့ဆက်ရိုက်ကွာဒီခါကသဘာဝသိကြတယ်ဟေ့ဇန်ညွန်းထဲမှာပါပေမဲ့နောက်မှတိုင်ထဲကနေတိုင်သွားကြီးလို့ပြီးတော့လိုက်တယ်ဆိုပြီးတော့ထပ်ပြေးမယ်ဟေ့သူတို့ကရီနေပေမဲ့ကျုပ်ကတော့အနီဝမ်းဆိုင်ကြီးဝေးပြီးတော့နွားကြီးလက်ကနေလွတ်အောင်ကိုလိုရုံပြေးရပါလေရောဗျအတရပြီးသွားပေမဲ့လူတကုံလုံးကိုညောင်းကင်နေတာပဲဗျဥပဒါကျုပ်ကျောင်းကုန်းကိုဆေးလူပေးတယ်ဗျဥပဒါရမင်းသားဆိုတာကြီးကမစားတာပါဘူးဗျကျုပ်ဖြစ်စိတ်ပြက်နေပြီဗျမင်းကလည်းကွာငုံမိသေးတိုင်းတက်နိုင်ဖျရောက်အချောင်မပေးပါနဲ့ကွာငါအဖြစ်မင်းတိုးဆောင်တာကိုသိအားရတယ်ကွာနသိုးကြီးလိုက်လို့ပြေးတဲ့အခန်းဆိုရင်လေတကယ်ကိုအသက်လူပြေးနေရတာနဲ့တူတယ်ကွာဥပဒါလည်းဗျာမနှောက်ပါနဲ့ဗျာလုံဆမ်းပါကွာမင်းပါတဲ့ကယုံတင်တို့တော်လုံးမြိုင်သားကိုသွားကြည့်ကြမလို့တိုင်ပင်ထားပြီးပြီကွာတို့ရွာမင်းသားတယောက်ထွက်တာနဲတဲ့ခုံလားဟာဥပဒါအားပေးတာနဲ့ကျုပ်အားတော်မှာတက်သွားပါတယ်ဗျာနောက်တစ်နေ့ကျတော့ဂျပန်ခေတ်ဇဝင်ခန်းကိုရိုက်မယ်တဲ့ဗျဂျပန်ဝေစားတွေထုတ်ပေးတယ်ဒရိုက်တာကြီးမနေ့ကကျတော့ပကံခေတ်ဒီနေ့ကျတော့ဘယ်လိုလုပ်ပြီးတော့ဂျပန်ခေတ်ဖြစ်သွားလဲဗျာမင်းဘာမှနားမလဲပါဘူးကွာရုပ်ရှင်ပညာမှာကာကူကာဆက်တီးဖြတ်ဆိုတာရှိတယ်ကွာရုပ်ရှင်ရိုက်တဲ့အခါမှာမင်းတို့ရုပ်ရှင်ကြည့်သလိုတစ်ခန်းပြီးတစ်ခန်းတစ်ပိုင်းပြီးတစ်ပိုင်းအစင်လိုက်လာတာမဟုတ်ဘူးကွာအစင်ပြေတဲ့အခန်းတွေကိုအရင်ရိုက်ပြီးတော့အခန်းခွဲထားရတာနောက်ဆုံးအားလုံးရိုက်ပြီးပြီဆိုတော့မှဟိုခန်းနဲ့ဒီခန်းကိုပြန်ဆက်ကြရတာကွာအခုကရွာထဲမှာရိုက်ရမယ့်အခန်းတွေကိုအရင်ရိုက်မယ်ကွာပြီးတော့မှတောထဲဝင်ရိုက်ရမယ့်အခန်းတွေကိုရိုက်မယ်ဟုတ်ပလားသူပြောမှကျုံနားလေတော့တယ်ဗျာဒီနေ့ဇဝင်ကဂျပန်တွေရွာထဲကိုဝင်လာတဲ့အခန်းကွာမင်းကနောက်ဘဝကျတော့ဂျပန်စစ်ဗိုလ်ဖြစ်သွားလိမ့်မယ်မင်းသမီးကရွာသူလေးပေါ့မင်းသားရွေးပွဲတော်ကဝင်ပြိုင်တဲ့မင်းကိုကြီးတို့မောင်မြင့်တို့မောင်ဦးတို့ပါခေါ်လိုက်ကွာဒီကောင်တွေကိုဂျပန်ဝစ်ဆောင်တွေပြေးဝေးအောင်ရိုက်တာဟိုလေးတခုခုတော့လွဲနေပြီထင်တယ်နော်ဘာလွဲတာလဲကွာကြုံကြမှုတာဂျပန်တွေဆိုတာဖြူဖိုးဖိုးကြီးတွေပါဗျာအခုကျုပ်တို့လိုအသားမဲမဲသေးသေးကြီးတွေကဂျပန်ဖြစ်သုံးဆောင်ရမယ်ဆိုတော့ဒါဖြစ်နိုင်ပါမလားဗျဖြစ်နိုင်ပါတယ်ကွာဖြူတယ်ဆိုတာပြည်ဂျပန်ကိုပြောတာကွာအခုကဒီဇလန်တွေကဂျပန်တွေကအထက်ညာဒေသကိုတောင်ဝင်ကြနေတဲ့ဂျပန်တွေနေလောင်ပြီးတော့အသားမဲကုန်တယ်လို့ရွှီးလိုက်မှာပေါ့ကွာဂျပန်လည်းနေလောင်ပြီးတော့အသားမဲတာပဲနော်အဖိုဒီပြောမနေနဲ့ဝစ်စုံတွေလဲကြတော့အဝိစားတစ်တာတွေကနေဂျပန်စစ်သားဝစ်စုံတွေကိုထုတ်ရတယ်ဗျကျုပ်တို့မဲမဲသေးသေးလူတတိုင်းကဂျပန်စစ်ဝစ်စုံတွေကိုဝေ့ရတယ်ဗျဂျပန်စစ်ဝစ်စုံတွေကကြီးတဲ့ဟာကြီးသေးတဲ့ဟာသေးနေဗျအကိုကြီးဝေ့တဲ့ဝစ်စုံလေးဆိုရင်သေးလုံးလို့ကျဲသီးတော်မှာတေချာစီမရဘူးဗျကိုမြင့်ဝေ့တဲ့ဝစ်စုံကလည်းလက်တူတူလေးရဗျအင်ကြီးလက်ချီကလက်သကားရွယ်လောက်ဖြစ်နေရှာတယ်ဗျဘယ်တက်နိုင်မှာလဲဗျာဒရိုက်တာဇွတ်ဂျပန်ဆိုတော့ကျုပ်တို့ကလည်းဇွတ်ဂျပန်ရတော့တာပေါ့အကိုကြီးကဝစ်စုံတွေကိုဝစ်ကြည့်ပြီးတော့ရီကျဲကျဲနဲ့အလက်ကောင်ကြီးငါတို့တွေကအညာဂျပန်တွေဖြစ်ကုန်ပြီကွာအင်းဗျာ
ဂျပန်ဆိုတော့လဲဂျပန်ပေါ့အနေုံကွာဂျပန်စစ်ဘောကမုတ်စင်မွေနှခမ်းမွေးမှာတော့လူယုံမှာပုံစံပေါက်မနေဘူးဖြစ်နေတယ်သွားအိုးမဲနဲ့နှခမ်းမွေးဆွဲပေးလိုက်စမ်းအိုးမဲနဲ့ဆွဲเสียလားဗျာမိတ်ကနဲ့လုံးလို့မရဘူးလားအာဇက်ကအဖြူမဲကကွာအထက်ရောင်ရင်အိုးမဲနဲ့ဆွဲထားမယ်လူသိမှာမဟုတ်ပါဘူးကွာဒီလိုနဲ့အိုးမဲနဲ့ပဲနှခမ်းမွေးဖြစ်သွားတော့တယ်ဗျာဇလန်ချင်းကိုတေချာရှင်းပြမယ်မင်းတို့ဂျပန်တွေကရွာထဲကိုပြေးဝင်လာရမယ်ရွာသားတွေကထွက်ပြေးပေါ့ကွာမင်းသမီးကအိမ်ထဲမှာကြာနေခဲ့မယ်ကွာအဲ့မှာမင်းသားလုပ်တဲ့ဂျပန်ဘုံကနေမင်းသမီးကိုအတင်းတွန်းလှည့်ပြီးတော့မဟာတရားလုပ်တဲ့အခန်းပေါ့ကွာဗျာအဲ့ဒါကြီးကတကယ်လုံးရမှာလားအေးလေဟုတ်အဲ့ဒါကိုလေဒရန်လို့တရုတ်တူအောင်လုံးရမှာလားဗျာအေးဘောကွာတကယ်ဖြစ်နေတဲ့အတိုင်းတူရင်ကောင်းတာပေါ့ဘာလဲမင်းကဒီခန်းကိုတရုတ်မဆောင်နိုင်ဘူးလားဟာတရုတ်ဆောင်နိုင်ပါတယ်ဗျာဟုတ်ဒီခန်းကိုတရုတ်ဆောင်ခြင်းလို့စောင့်နေတာဗျမပူနဲ့ရိုက်တာကြီးကျုပ်ကဒီအခန်းကိုလေအပီပင်ဆုံးနဲ့အတူဆုံးဖြစ်အောင်တရုတ်ဆောင်ပြမယ်ဗျာကြည့်နေတယ်ညနေနာတော့ရှက်နေတာလားမသိဘူးခေါင်းလင်းကုန်းလို့ဗျအကျုပ်တက်ကတော့ခွင်ပဲဗျအခွင့်ရတော့မင်းသမီးကိုအသားယူရမယ့်ကိစ္စလို့တွေးထားမိတယ်ဗျရိုက်တာကြီးကဆောင်ရွက်တွဲနဲ့အနားကိုကတ်လာတယ်ဗျကဲဒါတော့သိမင်းမယ်နော်သိများများတော့ပြောမလို့ပါဘူးကွာမင်းတို့ဂျပန်တွေကတန်းစီပြီးတော့ပြေးလာမယ်မင်းကခါမှချိတ်ထားတဲ့ကင်နိုဒါကြီးကိုထုတ်ပြီးတော့လေထဲကိုမြှောက်ရမယ်ပြီးတော့ဝါတာရှိဝနေဟွန်ဂျီတက်စုလို့ပြောရမယ်ကွာရွာသားတွေကဒါကြီးကိုကြတော့လန့်အောင်ကြမယ်ကွာအဲ့တော့မှဒိုးရှိကိုကက်ကီလို့အတန်ကြာကြီးနဲ့អော်ရမယ်ကွာအနေပေါင်းဗျအဲ့ဒိုးရှိကိုကက်ကီဆိုတာဘာလဲဗျအရဲဘော်တွေတိုက်ကြပေါ့ကွာအဲ့လို online ရင်ကြံတဲ့ဂျပန်တွေကလည်းသူော်တဲ့အတိုင်းလိုက်អော်ပြီးတော့ရွာထဲကိုပြည့်ဝင်လာမယ်ဟုတ်ပြီနော်တိတ်တော့မခတ်ပါဘူးဗျာရပါတယ်ဝါတာရှိဝနေဟွန်ကြီးဒိုးရှိကိုကက်ကီရပါတယ်ဗျာကဲစားရမယ်ဟေ့အားလုံးသိမြင်ထားပါကျုပ်တို့အညာဂျပန်တတိုက်ကရွာဝင်လမ်းမှာတန်းစီပြီးတော့နေရာယူထားလိုက်ကြတယ်ဗျနောက်တော့ကင်မရာကြီးဖွင့်ပြီးတော့ရိုက်ပါလေရောဗျရွာသားတွေကဂျပန်တွေဝင်လာပြီးဟေးလို့អော်ရင်းနဲ့ပြေးကြတယ်ပေါ့ဗျကျုပ်တို့ကရွာသားတွေနောက်ကနေပြေးလိုက်လာတယ်ကျုပ်ကဒုတိယမင်းသားဆိုတော့အရှိသုံးအောင်ပေါ့ဗျခါမှချိတ်ထားတဲ့ကင်နိုဒါအတူကြီးကိုရှန့်ကနေမြောင်ဆွဲထုတ်ပြီးတော့လေပေါ်ကိုထောင်လိုက်တယ်ဗျပါဇက်ကအော်မယ်လို့တဲ့အချိန်မှာစာသားကနည်းနည်းမေ့သွားတယ်ဗျဝါတာရှိဝရိုက်တာကြီးကစောက်အော်လေးဆိုပြီးတော့လဲနဲ့လုတ်ပြတယ်ဗျအခက်ထာကျုပ်ကလည်းဘာဆက်ပြောမှမသိတော့ဘူးဗမာလိုဆိုတော်သေးတယ်ဗျအခုကဂျပန်လိုပြောရတော့မှာဗျမှားရင်လေရိုက်တာကြီးကဖလင်ဖျက်လို့ဘာလို့ဆိုပြီးတော့စူအောင်မယ်အဲ့နဲ့မထူးတော့ဘူးပြုတ်တက်တော့မှတ်တော့អော်ရတော့မှာပဲကျုပ်ကလည်းအားကုန်စူးလိုက်နဲ့ဝမ်းကောင်းတိုင်နဲ့ဝါတာရှိဝကီမူချီအဲ့လိုអော်ပြီးတော့ပြုတ်ဝင်သွားလိုက်တယ်ဗျကျုပ်ကကီမူချီလို့អော်တော့အကိုကြီးတို့ကလည်းကီမူချီလို့တန်ရောင်ဟဲ့អော်ရင်းနဲ့ရွာထဲကိုပြုတ်ဝင်လာကြတာဗျအဆက်ရိုက်ထားရေးမရဲလိုက်နဲ့နော်ဒရိုက်တာကြီးဒီကောင်နေမှားအောင်နေတာမဟုတ်လားဗျအမှားအောင်လေអော်ပေါ့ကွာဖလင်ကဈေးကြီးတယ်ကွာရွှေချင်းကြီးတဲ့လူတွေကလည်းဂျပန်သားတက်ထားမှာမဟုတ်တာဒီကောင်နေဘာတွေអော်မှန်းသိမှာမဟုတ်ပါဘူးကွာကီမူချီဆိုတာတော့ကျုပ်ကလည်းမသိဘူးဗျပါစတဲ့ရှိတာကိုရှောက်អော်လိုက်တာဗျခင်ဗျားတို့သိရင်ဂျပန်သားတက်တဲ့လူကိုမေ့ကြည့်ကြအဲ့လိုអော်ပြီးတော့ပြေးလာတော့မှမင်းသမီးကခြံထဲကနေပြေးထွက်လာတယ်ကျုပ်လည်းဘယ်ရမလဲဗျစိတ်ထဲမှာငါသားဂျပန်ဘိုးကြီးဆိုရင်ဒီမိန်းကလေးကိုဘယ်လိုသဘောထားမလဲဆိုတဲ့မူအပြည့်သွင်းပြီးတော့မင်းသမီးကိုရားငနဲ့ခေါ်အုပ်ထဲလိုက်တော့တယ်ဗျမင်းသမီးကလည်းတော့ तू ကအောက်ကကျုပ်ကအပေါ်ခွာရသားကြီးပေါ့ဗျမင်းသမီးကကျုပ်ရင်ဘက်ကိုသူ့လက်သီးစုပ်ကလေးနဲ့ဖွားဖွားလေးထုတယ်ဗျကျုပ်ကတော့လူယုံမှာရည်တန်ကြီးနဲ့ရီးလို့ပေါ့ကတ်ရပြီရဲတော့ဒရိုက်တာကြီးဘာဖြစ်လို့ရဲလိုက်တာလဲဗျဒီခန်းမှာဒရန်လို့တေကိုအရန်တူနေပြီလေဗျအေးပါပင်းအဲ့ဒီခန်းကိုဆက်ရင်မှာပါအခုတော့လူသားလဲမလို့ဟေ့ဘယ်သူနဲ့လူသားလဲမှာလဲဗျမင်းသမီးကဒီလိုဘလက်ကာရလုပ်တဲ့အခန်းကိုမရိုက်ဝင်ဘူးတဲ့ကွာအားကြောင့်မင်းသမီးနေရာမှာမိတ်ကပ်ပြင်တဲ့မာမီကလူသားလဲပြီးတော့ဝင်ရိုက်မှာဗျာအဲ့လိုကြီးတော့မလုပ်ပါနဲ့ဗျာကျုပ်ပြောလို့တော့မဆုံးသေးဘူးမာမီကမင်းသမီးဝတ်တဲ့အင်ကြီးလုံးကြီးပုံစံမျိုးတပုံစံနဲ့တူတာဝတ်ပြီးတော့ပြေးထွက်လာတယ်ဗျကျုပ်ကတခါလေးပြေးဖက်လိုက်တယ်ဗျတငယ်လေးရုပ်ရှင်ဆိုတာသဏ္ဍာန်လို့တရုတ်တူအောင်လုပ်ရတယ်နော်မာမီကိုဘလက်ကာရလှုပ်လိုက်စမ်းပါကွယ်လှုပ်လိုက်စမ်းပါဒီမျက်နှာကြီးကြည့်ပြီးတော့ကျုပ်စားထားသမျှပြန်အံထွက်ချင်လာတယ်ဗျနောက်တော့ပြန်ရဲကြပါလေရောကျုပ်လည်းမင်းကိုမာမီကတခါတည်းတန်းဖက်လိုက်တယ်ဗျလှုပ်ပါတငယ်လေးရဲ့သဏ္ဍာန်လို့တရုတ်တူအောင်လှုပ်လေမလို့ဗျာဒါကြီးတော့မပြမရဲပါဘူးဗျာအဲ့ကမှဘေးနာကြည့်နေတဲ့ဂျာကြီးကဂျပန်ဘူကြီးကဘာဖြစ်နေလဲမသိပါဘူးကွာစော်ထက်လိုက်စမ်းပါကွာအခုကဂျပန်ကမင်းသမီးကိုဘလက်ကာရလုံနေတယ်မတူမင်းသမီးကဂျပန်ဘူကြီးကိုဘလက်ကာရလုံနေတယ်လို့ပဲဟေ့အဲ့ဒီခံပြီးတော့နောက်တစ်ခန်းမှာကြတော့မင်းသားကျော်ဆိုကတော်လိုင်းရဲဘော်တယောက်ပေါ့မင်းသမီးကိုဘလက်ကာရလုံနေတော့မှပြေးဝင်လာပြီးတော့ကျုပ်ကိုထိုးတယ်ဗျကျုပ်တို့အတူတူဘားတမန်ကြားတမန်ထိုးကြကြမယ်အရှင်ခန့်ပေါ့ဗျမင်းသားကျော်ဆိုကကျုပ်ဘေးကိုဝင်လာတယ်ဗျကျုပ်ပေါကိုခြေလောင်းနဲ့ကန်ထဲလိုက်တာဖြောင်းငတဲ့အတန်ပြီးတော့ကျုပ်ကလွင့်ထွက်သွားတယ်
အသားနာတော့လူကလည်းဒေါသထွက်လာတယ်ဗျတရံလို့တရုတ်တူအောင်ဆိုပြီးတော့ကျုပ်ကလည်းထွက်လာတဲ့ဒေါသတွေကိုပောက်ကွဲပေးလိုက်တယ်ဗျမင်းသားကျော်စိုးကိုလက်သီးနဲ့ထိုးထည့်လိုက်တာမင်းသားကျော်စိုးကလွင့်သွားပါလေရောဗျနောက်တော့ကျုပ်စီကိုပြေးလာပြီးတော့မင်းကဘာကောင်လဲဘာလဲညာလဲနဲ့လုံနေတာကျုပ်ကလည်းကီမှုချိပဲတောက်လျှောက်ပြန်အောင်နေမိတယ်ဗျဟာရဲတော်လေးမင်းတို့ကတကယ်မစော်ကြနဲ့ကွာဒရိုက်တာကြီးဒီလိုကကျုပ်ကိုတကယ်ထိုးတယ်ဗျဟာဗျဒရိုက်တာကြီးပြောထားရင်မဟုတ်လားဗျတရံလို့တရုတ်တူဆိုတာလေအလက်ကောင်ကလည်းကွာမင်းသားဆိုတာရုပ်ရည်နဲ့လှုပ်စားတာကွာမင်းသူ့ကိုတကယ်ထိုးလို့ဖြစ်ပါမလားသူ့ကိုထိုးတဲ့အခါကျတော့မထီအောင်ဟန်လုပ်ပြီးတော့ထိုးဟုတ်ပလားဒါနဲ့ fighting ကောင်ကိုပြန်ရဲကြတယ်ဗျမင်းသားကကျုပ်ဘောက်ကိုကန်ထည့်ပြန်တယ်ဗျကျုပ်လည်းလွင့်ထွက်သွားတယ်ဗျဒီကောင်ကိုပြန်ထိုးတဲ့အခါကျတော့ညာထိုးရမယ်ဆိုလို့မထီအောင်ပဲဟန်လုပ်ပါတယ်ဒီကောင်ကျုပ်ကိုပြန်ထိုးတော့အားကြီးနဲ့ထိုးထည့်တာပမို့ကိုထိပြီးတော့ခွက်ခနေဗျအလက်ကောင်ကြီးတရံလို့တရုတ်တူနော်ရိုက်တာကြီးကអော်တယ်ဗျကျုပ်ကတော့သူ့ကိုဟန်ပဲလုပ်ပါတယ်ဗျသူကတော့ကျုပ်ကိုတရံလို့တရုတ်တူဆိုပြီးတော့တကယ်ထိုးတာဗျကျုပ်မှလဲလဲကွက်ကွက်ပဲနောက်ဆုံးကျုပ်မှောက်ပြီးတော့ပြန်မထနိုင်တော့မှဒီကောင်လက်သီးလက်မောင်းတန်းပြီးတော့អော်တယ်ဗျအဲ့ဒီချိန်မှာရိုက်ကွင်းကပြီးတော့တယ်ဗျအကွေကြီးဆိုရင်ကျုပ်ကိုပြေးလာထူတယ်ဗျဒေါသတွေကလည်းထွက်နေတယ်ဗျဒီကောင်မင်းကိုတကယ်လုံးတာပဲကွာငါဒီကောင်ကိုသွားထိုးမယ်ကွာမလုံးပါနဲ့အကိုကြီးဟာတရုတ်ဆောင်တယ်ဆိုတာတူအောင်တရုတ်ဆောင်ရတယ်ဗျမင်းကွာဟိုကမင်းတကယ်လုံးတာကွာမင်းကမထီအောင်လုံးရတာဒါတော့ तू ကရုံးနဲ့လှုပ်စားတဲ့မင်းသားကိုဗျကျုပ်ကမင်းသားမှမဖြစ်သေးတာပဲလူဘာဝါလိုက်တာကွာဒေါသထိမ့်မအကိုကြီးဟာခံရတာကျုပ်ပါဗျကျုပ်ခံနိုင်ပါတယ်ရက်ကွင်းပြီးတဲ့ညကျတော့ဥပဒါအိမ်မှာထုံးစံတိုင်းဆေးထဲရတာပေါ့ဗျဥပဒါကြက်ထုတ်တွေထိုးပေးဆေးတွေလူးပေးနေပေါ့ဥပဒါမျက်နှာကြီးကလည်းမဲ့လို့ဗျမနေ့ကတိုင်တဲ့အခန်းကိုရိုက်မယ်တဲ့ဥပဒါတောင်ဘက်မှာသွားရိုက်မယ်လို့ပြောတယ်ဥပဒါလာကြည့်မှာလားမကြည့်တော့ပါဘူးလက်ကောင်ရငါမင်းထိုးခံနေရတာကိုမကြည့်ရဘူးကွာဒီနေ့တော့မှမနေ့စိတ်ချော့ပြီးတော့ပြန်လာတာဘယ်နဲ့ကွာသူ့ကြတော့ထိမှကြောက်လို့တဲ့တင်မြောက်ကြတော့အတကုံလုံးတာငါပြူသားလိုက်ဒီကောင်အိမ်ကိုအလုံးပြန်မသိနိုင်ပဲနဲ့ဖြစ်သွားလိမ့်မယ်ကွာမလုံးပါနဲ့ဥပဒါရဲ့ဒါပြုတ်ဆောင်နေတာပါဗျဥပဒါတော့တပင်းချက်ခိုးပြီးတော့ချချပါတယ်ဗျအတော်လုံးကတော့ကျုပ်ကိုထိလို့လာကြတာကြီးပါပဲမင်းသားကိုလည်းမင်းမင်းကတ်နေကြပြီဗျမင်းသားရိုးရိုးကြည့်ပြီးတော့ငန်းငန်းတက်နေတဲ့မိမတက်တိုက်ကလွဲလို့ပေါ့လေအမေတော်မှကျုပ်မျက်နှာဖူးရောက်နေတော့ကြည့်ပြီးတော့ဒေါသကြီးထွက်နေတာဗျအလက်ကောင်နေရုပ်ချင်ဆက်မြိုင်နေတော့နေဆက်ရိုင်မယ်ဆိုရင်အဲ့ဒီကောင်ရင်ခေါင်းငါရိုက်ခွဲမိမယ်အမေရလဲဗျကျုပ်တော်မှဘာမှဖြစ်တာမဟုတ်ဘူးဗျအမေပဲပြောတယ်မို့လားဒီဇယ်လဲနဲ့နာမည်ကြီးအောင်လုပ်ဖို့ဆိုဗျမေးသားလုပ်ပြီးတော့ငွေတွေရှာမယ်ဆိုတော့ဘာတော့အလက်ကောင်ရဲ့နေထိုးကြိတ်ခံရတာကြည့်ပြီးတော့ငါလည်းအဲ့ဒီငွေတွေမလိုချင်တော့ပါဘူးသူများထိုးကြိတ်ခံပြီးတော့မေးသားလုံးမနေပါနဲ့ရောင်မှာပဲအေးလူလူလဲဆိုင်စားသမ်းပါကျုပ်ကတော့အတန်တန်တားရတယ်ဗျမတားလို့ကလည်းမရဘူးလေဗျတော်ကြပြဿနာကြီးဖြစ်ပြီးတော့ရွာပြန်သွားရင်ဒီဇယ်လန်ကပြီးမှမဟုတ်တော့ဘူးဗျအဲ့ခါကျတော့အသားနာခံရတဲ့ကျုပ်ကရှုံးပြီပေါ့ဗျအကျုပ်ကိုအမေတို့တယ်မပေါ်ရင်တော့မှအမေတို့လောက်သနာနေတဲ့လူတယောက်ရှိတယ်ဗျအဲ့ဒါတော့မိတ်ကပ်ပြင်းနဲ့မာမီပဲကျုပ်မျက်နှာကိုမြင်တော့မျက်ရည်တွေပါဝဲတက်လာတယ်ဗျတငယ်လေးရဲ့ဒီလောက်ပဲခံရသလားဟဲ့ဆက်မခံနိုင်တော့ရင်လက်ထောင်ပြလိုက်ပါလားဘာမှဖြစ်ပါဘူးမာမီရဲ့ရပါတယ်ဘာမှဖြစ်ဘူးသာပြောနေတာနင့်မျက်နှာအညုံမဲတွေကမိတ်ကပ်နဲ့ဖုံးရင်တော့မှဖုံးမရတော့ဘူးတငယ်လေးရဲ့ဒီကျော်စိုးကလည်းတရားလွန်ပါနဲ့အေးမင်းသားလည်းမဟုတ်ပဲနဲ့နင်းကန်ဖိထုံနေရသလားဘာလဲဗျကိုကျော်စိုးကမင်းသားမဟုတ်ဘူးလားဟုတ်တော့ဟုတ်တယ်လေမဟုတ်တော့မဟုတ်ဘူးအဲ့လေငါလည်းဘယ်လိုပြောရမလဲဘယ်လိုပြောမလဲမသိတော့ပါဘူးတငယ်လေးရဲ့နောက်တစ်ခါထိုးခန်းကြိတ်ခန်းပါလို့ရှိရင်တငယ်လေးနေရာနဲ့ငါလူသားလဲပြီးတော့ဝင်ထိုးပေးမယ်တရောင်းသားကျော်စိုးသေဖို့သာပြန်ထားမလုပ်ပါနဲ့မာမီရဲ့မာမီကိုလုံးနဲ့ကျုပ်ရဲ့ကိုလုံးကတူမှမတူတာဘယ်လိုလုပ်ပြီးတော့လူသားလဲလို့ရမှာလဲဗျကျုပ်ကတော့ကျုပ်ဘက်ကနေဝင်ပြီးတော့နာပေးကြတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျမင်းသမီးကကျုံနဲ့စကားသိမ့်မပြောပေမဲ့သူ့မျက်နှာလည်းသိမ့်မကောင်းဘူးဗျကျုပ်ကမတောင်းပန်တဲ့လူကတော့ကြော်ဆိုးပေါ့ဗျသူကတော့အေးဆေးပဲဗျနောက်နေ့ကျတော့ကျုပ်မျက်နှာတွေကဖူးယောင်လာတယ်ဗျကြော်ဆိုးကဒါကိုလည်းတွေ့ရောအလိုသဘောအရာထိခိုက်တာတော့ရှိတာပဲကွာဒါကိုသိပ်ပြီးတော့စိတ်ထဲမှာထားမနေသမ်းပါနဲ့ကွာကျုပ်ကအဲ့ဒီတခုံးပဲပြောရှာတယ်ဗျနောက်တနေ့ကျတော့ရုပ်ရှင်ချက်ချင်းမရိုက်သေးဘူးဗျကျုပ်တန်ရတွေကကောင်းမှမကောင်းသေးတာပဲဗျသူတို့တွေကတော့ location ကြည့်ဖို့ဆိုလားတောင်ရုပ်ဘက်ကိုသွားကြတယ်နှစ်ရက်လောက်နားလိုက်ရတယ်ဆိုတော့ writer ကြီးတို့ကတော့ဒေါပွားနေပြီဗျရိုက်ရများရင်သူတို့အတွက်တွက်ချင်မကြိုက်ဘူးတယ်ဗျတကယ်တော့သူတို့တစ်ခွေလားလုံးကျုပ်တို့ကြွားလုံးကတင်ကြွေးထားတာဗျမင်းသားကြောင့်ဆိုရင်မျက်နှာပွင့်သလားမမင်းနဲ့သူထမင်းဝိုင်းကဖုံးယူဝိုင်းတဲ့တောင်မှဟင်းခွဲဆောင်နေဗျဒီကောင်ကလူပါဗျမိန်းကလေးတွေဆိုရင်ပတ်ချွဲနဲ့ချွဲသိမ့်ပြောတာမိန်းကလေးတွေတဲ့မိန်းမကြီးတွေကပိုခဲတယ်ဗျကြတာလဲတာမန်ပြိုတွေတဲ့အဲ့ဒီမိန်းမကြီးတွေကပိုကြတာဟုတ်ဗျအဲ့ညတော့လူတွေကတိုင်ပင်ကြပြန်တယ်ဗျနောက်နေ့မှာတိုက်ကြောင်းအခန်းတွေကိုရိုက်မယ်တဲ့ကျုပ်ကလည်းတော်တော်ကောင်းနေပြီဆိုတော့ဝင်ရမှာပေါ့ဗျာတိုက်ကြောင်းကြတော့လေကျုပ်ကတိုက်เสียရတဲ့မြန်းနေတာတိုင်တန်းရှင်ပေါ့
မင်းသားကျော်ဆိုကတော့တိုင်နှဲရှင်နဲ့ချစ်ကြိုက်နေတဲ့ကောင်းလေးတိုက်ဆရာဖြစ်တဲ့ကျုပ်ကမျက်နှာတော်ကိုဖမ်းပြီးတော့တိုက်တူးတဲ့အခန်းကိုရိုက်မှာအဲ့မှာမင်းသားကျော်ဆိုကသူ့ချစ်သူတိုင်နှဲရှင်တွေမထိခိုက်အောင်လို့ကျုပ်တို့တိုက်သမားတွေကိုဝင်တိုက်တဲ့အခန်းပေါ့ဗျာအဲ့ညကြတော့မာမီကကျုပ်တို့တဲခုန်နေတဲ့ရွာဦးကျောင်းရောက်လာတယ်ဗျအဖေတွေဘာတွေရှစ်ခိုးပြီးတော့ကျုံနာကိုကတ်လာတယ်ဟိုဒါတဲ့တငယ်လေးမှရှိတဲ့အတွင်းပစ္စည်းတွေကိုအပြင်ထုတ်ထားလိုက်ပါဗျာဟိုအတွင်းပစ္စည်းတွေကိုအပြင်ထုတ်ရမယ်ဆိုတော့လူမြင်လို့မကောင်းပါဘူးဗျာအဲ့ဒါကိုပြောနေတာမဟုတ်ဘူးတငယ်လေးရဲ့တငယ်လေးတို့အိမ်မှာလူကြီးမိဘတွေစုဆောင်းထားတဲ့ကျွေငွေတွေလက်ဝက်လက်သားတွေရှိတယ်မဟုတ်လားကျုပ်ခေါင်းညိတ်ပြလိုက်တယ်ဗျရှိတယ်ဆိုရင်အခုပဲအဲ့ဒီကျွေငွေလက်ဝက်လက်သားတွေကိုရွာပြင်ဘက်ကလူမသိနိုင်တဲ့နေရာတနေရာမှာသွားပြီးတော့ဝှက်ထားလိုက်တော့ဘာဖြစ်လို့လဲဗျပြောရတော့ခက်တယ်တငယ်လေးရဲ့မာမီကတငယ်လေးကောင်းဖို့တွေပြောတာပါအမှန်တမ်းပြောရင်မာမီကဒီရွာလေးကိုပြောတယ်ဒီရွာလူတွေကအခြားရွာတွေကလူတွေနဲ့မတူဘဲနဲ့ရင်ကျေးဖော်၍နှွေးထွေးကြတယ်တငယ်လေးရဲ့အခုတငယ်လေးကိုဒီเจ้าကိုခေါ်ပြောရတာလေတငယ်လေးကိုမာမီကတိတ်ခင်လွန်းလို့ပါရွာကိုခင်တာကျုပ်ကိုခင်တာကတော့ဟုတ်ပါတယ်ဗျလက်ဝက်လက်စားတွေနဲ့ဘာဆိုင်လို့လဲဗျမာမီကလည်းတိတ်အများကြီးပြောလို့မရဘူးတငယ်လေးရဲ့ကြည့်ရမယ့်မျက်နှာတွေကရှိသေးတယ်မာမီပြောတော့နားထောင်ပါကွယ်မာမီပြောတဲ့တဲလို့ရင်တကယ်လေးတို့ခံစားမယ်ကွယ်မဟုတ်ရင်တော့ပြောင်းပါပဲအဲ့လိုပြောပြီးတော့မာမီကထွက်ခွာသွားပါလေရောဗျကိုရင်တွေဖုန်းเจ้าသားတွေကအချောက်ကြီးဆိုပြီးတော့ဝိုင်းစားကြနောက်ကြတာလဲပါတယ်ဗျအကျုပ်ကတော့မာမီပြောခဲ့တာတွေကိုတခုမှအကျိုးကြောင့်ဆက်ဆက်လို့မရဘူးဗျသူကဘာကြောင့်ဒီလိုပြောခဲ့တာလဲဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတော့စဉ်းစားလို့မရဘူးလက်ဝက်လက်စားတွေကကျုပ်ပိုင်တာမှမဟုတ်တာပဲဗျအဖေတို့မေတို့သိမ့်ထားတာမဟုတ်လားအကြောင်းမရှိဘဲနဲ့ဒီလက်ဝက်လက်စားတွေကိုရွာပြုံထုတ်ခိုင်းနေဆိုရင်တော့ကျုပ်ကိုယူနေတယ်လို့ပဲပြောကြမှာပေါ့အားနေပဲကျုပ်ကလည်းရင်ကုန်နှုတ်ပိတ်ပြီးတော့နေလိုက်တော့တယ်ဗျနောက်တနေ့မနေ့စောစောမှာပဲတိုင်တန်းရှင်အခန်းကိုရိုက်ဖို့ဆိုပြီးတော့ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွေကရွာကနေထွက်ကြတယ်ဗျရွာတွေကနေရုပ်ရှင်ရိုက်ထားကိုလိုက်ကြည့်တဲ့လူတွေကလည်းထွက်လာလိုက်ကြတာတရွာလုံးကိုကုန်ပြီးထင်တယ်ဗျဒီလူတွေကြည့်ကျင်တာလည်းမပြောနဲ့လေဗျဒီနေ့ကတိုင်ချောင်းကိုရိုက်မဲနေမဟုတ်လားဗျဟိုလူတွေကြည့်ကျင်တာလည်းမပြောနဲ့ဒီနေ့ကနန်းဝင်နန်းသားတွေနဲ့ရိုက်မှာဗျရွာတွေကထွားချမ်းချမ်းလူတွေကိုလည်းတိုက်ဆောင်ဘလူးနေရနဲ့ရိုက်ခိုင်းမယ်တဲ့ဗျအဲ့ဒါပြင်ကင်မရာထရိတ်တွေစတန်တွေကလည်းပါမယ်ဆိုမှတော့ရွာလူတွေကကြည့်ပြီးပေါ့ဗျသူတို့တွေအထူးတန်းဖြစ်နေတာကိုခလေးရင်ခွင်ပိုက်သားတဲ့အမေအစလေးဖျဲလို့ကိုတချမ်းသိနေတဲ့လူကအဆုံထွက်ကြည့်ကြတယ်ဗျရဲကိုရဲကတောင်ရိုးမှာရိုက်မှာဗျရုပ်ရှင်လာရိုက်မှာပဲတောင်ရိုးပေါ်မှာလူတွေကစီတော့တယ်ဗျတောင်ရိုးအခြေကတော့အထဲမှာဆိုရင်လူတွေကိုအုံးထနေတာပဲအဖေတို့မေတို့ကလည်းမလိုက်စဘူးလိုက်ကြည့်ကြတယ်ဗျဟိုရောက်တော့မင်းသားမင်းသမီးတွေကိုနန်းဝင်နန်းသားတွေကိုဆင်ပေးတယ်ကျုပ်ကတိုက်ဆရာနေကနေtiêuဆောင်မှာဆိုတော့တိတ်တော့ပြင်စရာမလိုဘူးပေါ့ဗျအတိုက်ပုံဝိကျင်းလုံးတစ်ချောင်းကိုကိုင်းပစိုးစုပ်တွေထည့်ထားတဲ့လွယ်ဖောင်းဖောင်းကြီးကိုဝစ်လို့ပေါ့တိုက်ချောင်းကိုရိုက်ခံပြီးတော့ကျွန်းတစ်တာကြီးတစ်လုံးကိုဖွင့်လိုက်တယ်ဗျတစ်တာထဲမှာရွှေငွေရင်သားတွေအမျိုးစုံပါပဲဗျရွာသားတွေအကုန်လုံးကလည်းလက်ဖြတ်သွားကြတယ်ဗျဟာရွှေတွေငွေတွေမနှဲပါလားဗျအဲ့ကမှရိုက်တာကြီးကလည်းရီမောမောနဲ့တိုက်ချောင်းရိုက်မယ်ဆိုတော့ရွှေငွေတွေထည့်လာရတာပေါ့ဗျာဒါတွေကအစ်စ်တွေတော့မဟုတ်ပါဘူးအစ်စ်နဲ့တူအောင်လှုပ်ထားတဲ့အတုတွေဗျအဖေတို့ကကင်ကြည့်တယ်ဗျဆွဲကြိုးတွေလက်ကောက်တွေဆိုတာအစ်စ်နဲ့မချားပါပဲဗျရွှေတဲ့ပစ္စည်းတွေကြီးအတော်များတယ်ဗျတစ်တာတစ်လုံးအပြေးဆိုတော့စဉ်းစားလာကြည့်ပြီးတော့ဗျဇလန်ရက်ခန့်ဒီတော့အငယ်မအကြုံသားကိုကတ်လာတယ်ဗျအကူလက်ကတော့တကယ်ကိုတိတ်ဆရာကြီးနဲ့တူတယ်တိုက်တူးလို့ရရင်ညီမတို့ကိုလည်းခွဲပေးဦးနော်အပြေးမှာပါဟာနင်တို့ဟိုချေတစ်တာကြီးတယောက်တစ်လုံးနေပေးမယ်ဟုတ်ပလားတို့တော့လည်းစားနောက်လိုက်ရင်လည်းရီမောနေကြတယ်ဗျအငယ်မဒါနဲ့ညတော့ရိုက်ကူးအဖွဲ့ရလူတွေကအိမ်မှာစကားများကြသေးတယ်ဟုတ်လားဘာဖြစ်လို့စကားများကြတာလဲမန်နေဂျာဆိုတဲ့မျက်လုံးပြူးပြူးနဲ့လူကြီးနဲ့မာမီနဲ့ရန်ဖြစ်ကြတာကိုလည်းအင်ချင်ရေးမှာအတန်နေကြလို့သွားနာထောင်တာမန်နေဂျာကြီးကမာမီကြီးကိုခမရသစ္စာဖောက်တယ်တဲ့ဘာဖြစ်လို့ဒီလိုလျှောက်ပြောရတာလဲတဲ့ခမရကိုကြောက်ကတတ်လိုက်လို့ရတယ်နော်ဆိုပဲပြောတာတွေကကြောက်စရာကောင်းလိုက်တာကိုလည်းဟုတ်လားဘာတွေဖြစ်ကြပါလဲမာမီကြီးကဘာပြောလဲငိုပဲငိုနေကြတယ်အကိုလည်းမာမီကြီးကတကယ်တော့စိတ်ကောင်းရှိပြီးတော့ဖော်ရရှာပါတယ်အကိုလည်းညီမတို့နဲ့လည်းတရုံနဲ့နေတာအေးဟာသူတို့ချင်းချင်းမကြည်လဲတာတခုတော့ရှိမှာပေါ့ဟာတိတ်မကြခင်မှာရိုက်ကွင်းစားတယ်ဗျာကျုပ်ကမာမီကိုကြည့်လိုက်တော့မျက်နှာတော်တော်မကောင်းဘူးမြို့အရင်တော့ပြောင်းရွှင်ရွှင်နဲ့ရှိနေတဲ့လူကအခုတော့မှိုင်မှိုင်တွင်တွင်နဲ့ဗျဒီနေ့ရိုက်ကူးကြီးကတရလုံးကြောင်ရိုက်มาတယ်ဗျနေ့လည်းထမင်းစားနာတဲ့အချိန်ရောက်တော့မာမီကြီးကထမင်းမစားနိုင်မဲနဲ့အေးစင်းသိန်းနေအမ်းပါလေရောနောက်တော့မူးတယ်နဲ့ဗျအားနဲ့မာမီကိုလှဲတစည်းပေါ်တင်ပြီးတော့ရွာကိုပြန်ပို့လိုက်ရတယ်ကျုပ်ကတော့ရုပ်ရှင်သားရဲရတယ်စိတ်ထဲမှာတော့တိတ်မပါဘူးဗျအရင်ကတော့တော့မမှားတော့မင်းသမီးကိုဖမ်းဆီးပြီးတော့ကျင်းလုံးနဲ့ရိုက်လို့နှိမ့်ဆက်ရတဲ့အခန်းတွေကလည်းပါတယ်ဗျမင်းသမီးကလည်းငိုရှာတာပေါ့ဘေးကနေကြည့်နေတဲ့လူတွေကလည်းရုပ်ရှင်ရိုက်နေတယ်ဆိုတာကိုမေ့သွားပြီးတော့လိုက်ငိုတဲ့လူကငိုကြတယ်နောက်တော့ထုံးတဲ့အတိုင်းမင်းသားဝင်ချလာပြီးတော့အုံမငပြောပွဲတွေကိုမှောက်တယ်ဗျကျုံနဲ့မင်းသားထိုးကြကြေးကြလုံးကြထွေးကြနေပေါ့ဗျာမင်းသားဟိုနေ့တော့တော့လက်တီးကတိတ်မပြင်းပေမဲ့တကယ်ထိုးတာတော့ထိုးတာပဲဗျကျုပ်ကအထိနာရတာပေါ့
ဇလန်းအရာလေကျုပ်ကလည်းခံရမဲ့လူတွေဗျာကျုပ်တော်တော်နာသွားတော့မှကျုပ်စီကနေစိမ့်မုံနေတောင်းပြီးတော့အတိုင်နှဲရှင်ကိုကြိုးဖြေပေးတယ်အတိုင်နှဲရှင်ကမင်းသားကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူတို့နဲ့အတူတူလိုက်ခဲ့ပါဆိုပြီးတော့ခေါ်တယ်ဗျအဲ့ဒီမှာပဲတခန်းရတယ်ဗျအချိန်ကတော့နေကြချင်းညနေ3 နာရီလောက်ပေါ့ဒီနောက်ပိုင်းခန်းကတော့ကျုပ်မပါတော့ဘူးဗျမင်းသားကလည်းတိုင်နှဲရှင်ဝေစားကိုဝက်မင်းသမီးကလည်းတိုင်နှဲရှင်ဝေစားကိုဝက်ပြီးတော့နှစ်ပါးသားလူမျိုးကားခဲ့ကြတဲ့အခန်းပေါ့ဗျဒရိုက်တာကြီးကသူတို့ယူလာတဲ့ကက်ဆက်ကြီးကိုစောင်းပေါင်းနဲ့ဖွင့်နေဗျနှစ်ပါးသားချင်းတစ်ခုကိုဖွင့်ပြီးတော့ရိုက်ပါလေရောဇက်ပွဲငိမ်ပွဲကိုကြိုက်တဲ့ကျုပ်တို့ရလူတွေတော့ကတော့သူတို့နှစ်ပါးသားကန်းကိုရိုက်တာဇက်ပွဲလကားကြည့်ရတယ်လို့ပါပဲဗျတချင်းတန်ကြားလိုက်ရကြတဲ့ရွာမှာကြံနေတဲ့လူတွေကပါအကုန်သွားကြည့်ကြတယ်ဗျကျုပ်မပါတော့တဲ့အခန်းကိုကျုပ်ကလည်းဆက်မကြည့်ကျင်တော့ဘူးဗျကျုပ်စိတ်ပူတာတော့အစိမ်းရည်တွေအန်နဲ့မာမီကိုပဲဗျမာမီကရွာမှာတယောက်တည်းအဆင်ပြေပါမလားဆိုတော့သိကျင်လို့ရွာကိုထွက်လာခဲ့လိုက်တယ်ဂျာကြီးတို့ဘာတို့ကလည်းမတွေ့တော့ဘူးဗျဘယ်သွားကြလဲမသိပါဘူးဗျကျုပ်တယောက်တည်းရွာဘက်ကိုထွက်လာရင်းနဲ့ရွာကိုရောက်လာခဲ့တယ်ဆိုတော့ကျုပ်ရောက်တော့ညနေနေနေစောင်းနေပြီဗျအိမ်မှာလည်းလူတယောက်မှမရှိလို့တိတ်ဆိတ်နေတာပဲဗျမာမီကငယ်မတို့နေတဲ့အိမ်ယောက်ကအခန်းမှာနေတာဗျကျုပ်ကအခန်းတကားဝါမှာရဲလိုက်တော့မာမီကကျုပ်ဘက်ကိုလှည့်ပြီးတော့ကွင်းကွင်းလေးအိမ်နေကျုပ်ရိတ်ကိုမြင်တော့လန့်သွားပုံရတယ်ဗျကိုအောင်မြူရှင်ကျမကိုတတ်ဖို့လာခဲ့တာလားကျုပ်စိတ်ထဲမှာထိတ်ခနဲ့ဖြစ်သွားတယ်ဗျကျုပ်ဘာမှမပြောဘဲနဲ့ဆက်ပြီးတော့ပေးပြီးတော့ညံ့နေလိုက်တယ်အဲ့ခါမှာမာမီကတတ်မယ်ဆိုရင်လည်းကျမကိုမြင်မှန်သာတတ်ပါရှင်ဒါပေမဲ့ကျမကိုဂရီးတစ်ခုတော့ပေးပါရှင်းပညာနဲ့ရွာပစ္စည်းတွေအားလုံးယူမယ်ဆိုရင်တော့မှတငယ်လေးတို့အိမ်ဟာပစ္စည်းတွေကိုတော့ခြံထားပေးခဲ့ပါရှင်ဒါကျမရဲ့နောက်ဆုံးတောင်းဆိုချက်ပါဘာဗျခမောက်ဘာပြောလိုက်တာလဲမာမီကျုပ်ပြေးပြီးတော့မာမီကိုဆွဲလဲလိုက်တယ်ဗျမာမီကကျုပ်ကိုမြင်တော့အံ့ဩနေရှာတယ်ဗျသူ့အောက်ပိုင်းမှာလည်းချီးသိန်းနေပန်းထားလားမသိဘူးဗျဆွဲဆိုပြီးတော့နန်းစော်နေတာပဲဟမ်တငယ်လေးပါလားမာမီကဘာပြောလိုက်တာလဲဥအောင်ပြောရွာပစ္စည်းတွေကိုယူမယ်ဆိုတာဘာအိဗယ်လဲဗျမာမီကလည်းမျက်ရည်တွေတပေါပေါနဲ့ကြာလာတယ်ဗျခဏကြာမှခေါင်းငိတ်တယ်ဗျအေးမာမီကလည်းတေလူဖြစ်နေပါပြီတငယ်လေးရဲ့မနေ့ကတငယ်လေးကိုစကားပြောတယ်ဆိုပြီးတော့ကိုအောင်ပြောကမာမီကိုတတ်တော့မှာကွအခုချိန်မှတော့မထူးတော့ပါဘူးတငယ်လေးရဲ့မာမီအားလုံးကိုပြောပြပါမယ်ပြောပြပါမာမီကျုပ်တော့ဘာမှနားမလဲတော့ပါဘူးဗျတကယ်တော့မာမီတို့ကရုပ်ရှင်ရိုက်တဲ့လူစစ်တွေမဟုတ်ကြပါဘူးမာမီတို့ကနေလှည့်ပြီးတော့လိန်စားနေတဲ့ဂိုင်းတစ်ခုပါဂိုင်းကောင်းတော့ကတော့ရှူတင်မန်နေဂျာကိုအောင်ပြုပဲကိုအောင်ပြုကမော်ဆရာကြီးတငယ်လေးရဲ့သူကမော်ပညာလေးတက်တယ်အရင်ကတော့တကူတည်းလှုပ်ရှားနေတဲ့လူပေါ့ကွယ်ကျုပ်ထင်တော့ထင်သားပဲဗျဒီလူကြီးကိုကြည့်ရတာတမျိုးပါပဲလို့မာမီတို့ကအရင်တော့ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ခုကလူတွေပါပဲကွယ်ပါတီကောင်စီခေတ်မှာတိုင်သမိုင်းဇလန်တွေစံကိုဝေဇာကားတွေကိုရိုက်ကူးခွင့်ပေးလိုက်တဲ့အခါမှာမာမီတို့ရဲ့ရုပ်ရှင်အဖွဲ့ကြီးကအလိုလက်မဲ့ဖြစ်သွားတယ်အဲ့မှာကိုအောင်မြူနဲ့ဒရိုက်တာကြီးနဲ့သွားပြီးတော့ချိန်မိတာပါပဲကိုအောင်မြူကနေစွန်နယ်ပြကြေးရွာတွေကိုသွားပြီးတော့တိုင်သမိုင်းကားတွေကိုရိုက်မယ်ဆိုတဲ့ပုံစံမျိုးtiêuဆောင်ခိုင်းတယ်အနေကလူတွေကရုပ်ရှင်အဖွဲ့တွေကိုရုပ်ရှင်ရိုက်တာတို့မြင်မမြင်ဘူးကြတာတကယ်လေးရဲ့ဒီကြားထဲမှာတို့ရောလူတွေကမင်းသားမင်းသမီးဖြစ်ပါတယ်tiêuဆောင်ခွင့်ရကြတယ်ဆိုပြီးတော့ပို့ပြီးတော့အားပေးကြတာပေါ့ကြေးရွာကိုတပတ်လောက်ယုံသွင်းပြီးတဲ့အခါမှာရွာနဲ့ခက်လန်းလန်းကိုထွက်ပြီးတော့ဇလန်းရိုက်ကြတယ်ရထဲရွာတွေကလူတွေကရက်ကွင်းထဲကိုရောက်နေတဲ့အချိန်မှာကိုအောင်ပြီးတော့ရွာကိုပြန်လာပြီးတော့သူ့ရဲ့မော်ပညာနဲ့ရွာအိမ်လေးမှာရှိတဲ့ရွှေငွေပစ္စည်းတွေအကုန်လုံးအလစ်တော့ခိုးယူတယ်ခိုးယူပြီးတာနဲ့အရေးကြီးကိစ္စရှိတယ်ဆိုပြီးတော့ရွာကနေညာတွင်းချင်းကားနဲ့ပြန်ထွက်ခဲ့ကြတယ်ရွာသားတွေတီးတဲ့အချိန်မှာအကုန်နောက်ကျကုန်ပြီးမာမီတို့ကနာမည်တွေပြောင်းပြီးတော့နောက်ထပ်သားကောင်းဖြစ်မဲ့နေစုံနယ်ပြကြေးရွာလေးတွေကိုထပ်ပြီးတော့ရှာဖွေလိန်နေရတာပေါ့ကွယ်ဗျာမာမီတကယ်ပြောနေတာလားမာမီတို့တစ်ဖွဲ့လုံးကကိုအောင်ပြည့်ရဲ့ဆွေစားရောပဲခံနေရတဲ့လူတွေပါကွယ်ကိုအောင်ပြည့်ကသူ့ရဲ့မော်ပညာနဲ့မာမီတို့ဘိုက်တွေကိုအပင်းသွင်းထားတယ်တကယ်လို့ဒီเจ้าတွေကိုတယောက်ကိုပြောခဲ့မိတယ်ဆိုရင်အဲ့လူကအပင်းထိပြီးတော့သေရလိမ့်မယ်အော်ဒါကြောင့်ဟိုဗျဒါကြောင့်မာမီကအပင်းမိတာဟိုဒါပေမဲ့မာမီဘာအစိမ့်မကူပါနဲ့ကျုပ်မာမီကိုကုပေးမယ်မာမီကိုကုသပေးနိုင်တဲ့လူတယောက်ရှိတယ်မာမီကစွမ်းကိုရီမော်ဆရာတွေကိုနှိမ်နှင်းနိုင်တဲ့ပညာသည်တယောက်ရှိတယ်ဟိုကျုပ်သူ့ကိုသွားခေါ်ပြီးတော့မာမီကိုကုပေးမယ်အာနေပါတငယ်လေးရဲ့အဲ့လိုလူရှိတယ်ဆိုရင်မာမီကိုမကုပါနဲ့အခုချိန်လောက်ဆိုရင်ကိုအောင်ပြီးတော့လှုပ်ရှားတော့မယ်ထင်တယ်ဟိုတကယ်လေးရဲ့ပညာသည်ကြီးကိုရွာထိပ်ကိုခေါ်သွားပြီးတော့ကိုအောင်မျိုးကိုတားဆီးပါကွယ်မဟုတ်ရင်ဒီရွာသားတွေအနှစ်နှစ်လာစုဆောင်းထားသမျှအတွင်းပစ္စည်းတွေအကုန်လုံးကသူ့လက်ကိုပါသွားလိမ့်မယ်တကယ်လေးရဲ့ဟိုမာမီကအဆင်ပြေရဲ့လားမာမီကခေါင်းညိတ်တယ်ဗျပြီးတော့ကျုပ်ကိုပြုံးပြတယ်ဗျရပါတယ်တကယ်လေးရဲ့မာမီကအလက်ကြီးရှိပါသေးတယ်နောက်တစ်နာရီ2နာရီလောက်နဲ့မသေးတော့သေးပါဘူးဟုတ်ပြီလေမာမီကျုပ်အဲ့ဒါဆိုရင်ဥအောင်မျိုးကိုအရင်သွားပြီးတော့တားမယ်သူနဲ့ဆင်းရှင်းပြီးမာမီကိုလာခဲ့မယ်ဗျမြင်သွားတော့တကယ်လေးဒီချိန်လောက်ဆိုရင်ကိုအောင်ပြူကသူ့လုပ်ငန်းတွေစတင်နေလောက်ပြီခွကျုပ်လည်းအိမ်ပေါ်ကနေအပြန်ဆင်းလာခဲ့လိုက်တယ်ဥပဒါရဲ့အိမ်ကိုရောက်တော့ဥပဒါမရှိဘူးဗျဒီချိန်လောက်ဆိုရင်ဥပဒါကွင်းထဲကိုရောက်နေတာနေမှာကျုပ်ဥပဒါကိုခေါ်ဖို့ရွာပြန်ထွက်ခဲ့တော့ရွာထိပ်ကိုပင်အောင်မှာဥအောင်ပြူကဂရောဘွေးကြီးကိုခင်းပြီးတော့ဖျောင်းတဲ့အမွှေးတိုင်တွေကိုထွန်းလို့ဗျသူ့အာယုံနဲ့သူကုန်းကောက်ကလုံးနေတာမို့လို့ကျုပ်လာတာကိုမမြင်လိုက်ဘူးထင်တယ်ဗျ
ကျုပ်ကလည်းဆက်မပြေတော့ဘဲနဲ့အနာအချမ်းစီကိုတစ်ခုနဲ့꿰ပြီးတော့သူပါဆက်လို့မလဲဆိုတော့ကြည့်နေလိုက်မိတယ်။ဦးအောင်ပြူနဲ့ကျုံတဲ့ဆိုရင်ဝါနှစ်ပြန်သုံးပြန်လောက်ပဲဝေးမယ်ထင်တယ်ဗျ။ကြော်ပွဲကြီးအရှိမတော့တစ်တာကြီးတစ်လုံးရှိတယ်ဗျ။သူတို့ရုပ်ရှင်ရိုက်ကူးအဖွဲ့သားတွေတုံးကြတဲ့ကျွန်းတစ်တာကြီးပေါ့ဗျ။တစ်တာကြီးကအလိုကြီးဗျ။ဦးအောင်ပြူကရုပ်ဖက်နေနဲ့တန်လန်လောင်းရှိမဲ့ကျန်လုံးတစ်ခုကိုကြော်ပွဲတွေကငါပြောသီးတွေကြားထဲမှာထိုးဆိုင်လိုက်တယ်ဗျ။ပြီးတော့လက်အုပ်ချီပြီးတော့ဆက်ရုပ်ဖက်တယ်ဗျ။ရုပ်ဖက်ပြီးတာနဲ့ကျန်လုံးကြီးကိုဆွဲယူလိုက်တယ်ဗျ။ကိုင်းဦးတို့နာမည်ရဲ့တကူအာနုပေါ်ကြောင့်ဟောဒီနေရာနဲ့မသက်ဆိုင်တဲ့ကွင်းမရပိုင်းနေပိုင်းလမ်းပိုင်းတွေအကုန်လုံးရှောင်းကြချကြစမ်းဟိပြောရင်းနဲ့မြေကြီးကိုကျိန်လုံးနဲ့ရွှမ်းကနေရိုက်ထဲတယ်ဗျဒီတစ်ခါတော့ဟောဒီရွာကိုအုတ်ချုပ်ပိုင်သားတဲ့ရွာတော်ရှင်ကိုခေါ်ထဲလိုက်မယ်ရွာတော်ရှင်မနေအမြန်ငါအရှိရောက်ဆန်းဟာဒီတစ်ခါလဲမြေကြီးပေါ်ကိုကျိန်လုံးနဲ့ရိုက်ထဲလိုက်တယ်ဗျသူရဲလိုက်တဲ့နေရာမှာအဖိုးကြီးတယောက်ကဘွားကနေပေါ်ထွက်လာတယ်ဗျအဲ့ဒါရွာတော်ရှင်ဖို့ပေါ့ဦးအောင်ပြောတစ်ချက်ပြောလိုက်ပြီးတော့ကိုင်းရွာတော်ရှင်ဖို့ကျုပ်ရှေရှေဝေးတွေမပြောချင်ဘူးဗျရွာတော်ရှင်ဆိုတာဒီရွာမှာဘယ်နားမှာအကြနေတယ်ဆိုတာအစားသိတယ်မဟုတ်လားဒီရွာအိမ်တွေမှာရှိတဲ့အိမ်ဝိုင်းသောခြံဝိုင်းသောတွေကိုခမရဲ့ပညာနဲ့ချုပ်ဆန်းဗျအောင်မငါမေးလို့ဆရာစုခိုင်းတယ်ငါလုံးရမှာလားကွာအဖိုးကတော့နာကျင်ပြီးထင်တယ်နွားများလို့ကြိမ်တို့ပင်မှာမှတ်မယ်ထင်တယ်ဦးအောင်ပြောရွာတော်ရှင်ဖိုးကိုကြိမ်နဲ့ရိုက်ထဲတယ်ဗျရိုက်တာမှဘဲဘဲညာပြန်ကိုရိုက်တာရွာတော်ရှင်ဖိုးကဘာမှပြန်မလုပ်နိုင်မင်းနဲ့လှိမ့်ခံနေရရှာတယ်ဗျခဏကြာတော့မှတော်ပါတော့လုံးပါမယ်ငါ့ကိုမရိုက်ပါနဲ့တော့ကွာဒါဆိုရင်လည်းကြော်ပြောသလိုအိမ်သီးခြံစီအိမ်သောခြံသောဝိုင်းသောတွေကိုခေါ်ထုတ်ပေးဗျရွာတော်ရှင်ဖိုးကရွာဘက်ကိုတစ်ချက်လှမ်းကြည့်တယ်ဗျဗဇက်ကနေပွားစီနဲ့ပြောနေတယ်ဘာပြောနေလဲတော့မသိဘူးဗျတိတ်မကြခင်မှာပဲရွာတွေကနေလူတွေကတော်ကြီးကထွက်လာတယ်ဗျလူတွေဆိုပေမဲ့လည်းမှိုင်းထိုင်းနေဗျယောက်ျားတွေရောမိန်းမတွေရောပါတယ်ပုံစံကလူတွေလို့ဆိုပေမဲ့တောက်တောင်ကြီးတွေရက်နေကြတာဗျသူတို့ဒူအောက်ပိုင်းလောင်းကနေစပြီးတော့မှုံဝါရေးလေးဖြစ်နေတယ်သူတို့ကလမ်းမလျှောက်ဘဲနဲ့ဒွတ်တန်ရွေးသလိုမျိုးရွေးလာကြတာဗျဦးအောင်မျိုးကဖျားညောင်ရိုးလိုအိုးလေးတစ်လုံးကိုထုတ်လိုက်တယ်အိုးကိုမန်းမှုံပြီးတော့မြေပြင်ပေါ်ကိုချလိုက်တယ်ဗျရွာတွေကထွက်လာတဲ့ရာနေချီတဲ့လူအကြီးကိုကြည့်ပြီးတော့အိုးတွေကိုဝင်ဖို့အမိန်ပေးတယ်မန်နန်နေရွတ်ပြီးတော့အိုးနှက်ခမ်းကိုချိန်နဲ့၃ချက်ရိုက်ထည့်လိုက်တာအဲ့လူကြီးကိုအိုးအောင်ဆုပ်သလိုမျိုးဖြစ်သွားပြီးတော့တယောက်ပြီးတယောက်အိုးတွေကိုစုပ်ခံကြရတယ်ဗျတချို့ကလည်းရွာတွေကိုပြန်ဝင်ပြေးမလို့ဗျဦးအောင်မျိုးကအဲ့ဒီပြေးတဲ့လူကိုချိန်လုံးနဲ့လှမ်းညွန်ထိုးလိုက်ရင်းနဲ့အဲ့လူကမပြေးနိုင်တော့ဘဲနဲ့နောက်ပြန်ဒွတ်နဲ့ပါပြီးတော့အိုးတွေကိုဝင်သွားရှာတယ်ဗျ9မိနစ်တော့မကြာလိုက်ပါဘူးအဲ့လူကြီးတစ်ခုလုံးကအိုးတွေကိုရောက်သွားတော့တယ်ဦးအောင်မျိုးကအိုးပေါ်ကိုအင်းနေဆွဲထားတဲ့ပိတ်ဆက်တစ်ခုနဲ့အုပ်လိုက်ပြီးတော့ကျိုးနေအောင်လေးတစ်ခုနဲ့ပတ်ချီလိုက်တယ်ဗျတနည်းပြောရင်တော့အိုးဖုံးကိုပိတ်ဆက်နဲ့ပိတ်လိုက်တာပေါ့ဗျရွာတော်ရှင်ဖိုးကတော့မျက်နှာမကောင်းဘူးဗျမင်းဒီလိုမလုပ်ပါနဲ့ကွာငါဒီရွာလူတွေပေါ်မှာမှီကိုပြီးတော့နေရတာပါကွာငါ့ကိုလည်းနည်းနည်းတနာပါအောင်ကွာကျုပ်ကမတနာတယ်ဘူးဗျဦးအောင်ပြောကခုနကတစ်တာကြီးကိုလမ်းနဲ့ပုတ်ပြီးတော့ဟောဒီရွာတွေကရွှေငွေရင်သာတွင်းထွက်မှန်တယ်ဗျတန်မိုးရှိတာမှန်တယ်ဗျငါအမိနဲ့ပုံနေရနေထွက်လာခဲ့ပြီးတော့ဟောဒီတစ်တာတွေကိုဝင်ကြစမ်းဟိအဲ့လိုပြောပြီးတော့သူ့လက်မှာဝှက်ထားတဲ့လက်စွပ်တစ်ခုကိုတစ်တာတွေကိုပြစ်ထည့်လိုက်တယ်ဗျအကျဉ်းလုံးကြီးနဲ့တစ်တာကိုလည်းတရောင်းနဲ့ခေါက်နေသေးတယ်ထူးဆန်းတာတစ်ခုကမြေကြီးပေါ်ကိုဒွတ်နဲ့ဒွတ်တိုက်ဆွဲလာတဲ့အတန်တွေကိုကြားရတယ်ဗျဘာမှတော့မမြင်ရဘူးဗျနောက်တော့တစ်တာကြီးတစ်ခုတည်းကိုတစ်ခုပြစ်ထည့်နေတယ်လို့မျိုးချွေငနဲ့အတန်တွေကိုကြားရတယ်ကျုပ်ကလည်းစက်ကြည့်မနေတော့ဘူးဗျအားနဲ့ပဲခြံခွဲကနေပြစ်ထွက်လိုက်တယ်ဗျဟေးရဲလိုက်စမ်းကျုပ်ထွက်လာတော့ဦးအောင်ပြောလန့်သွားတယ်ဗျခင်ဗျားတို့ကြံနေတာတွေကိုကျုပ်အကုန်သိထားပြီးပြီခင်ဗျားလိုရက်တွေကိုရဲတန်းကနေရဲလိုက်ပါဦးအောင်ပြောဩမင်းကသိနေတာဟုတ်ကွာမဟုတ်မှလို့ရောဟိုချောင်းမမင်းကိုပြောလိုက်တာမဟုတ်လားကွာသူပြောကျုပ်ကတီးပြီးသားပါဗျာကျုပ်ကပြောရင်းဆိုရင်လည်းသူ့စီကိုပြင်းဝင်လိုက်ပြီးတော့သူ့စီကကြော်ပွဲကြီးကိုခြေထောက်နဲ့ကန်ချထည့်လိုက်တယ်ဗျတစ်တာတွေကိုကြည့်လိုက်တော့တစ်တာထဲမှာရွှေတဲ့ပစ္စည်းတွေတော်တော်များများရောက်နေကြပြီဗျဦးအောင်ပြောလည်းရုပ်တည်းဆိုတော့လန့်သွားပုံရတယ်နောက်မှကျုပ်ကိုကြည့်လိုက်ပြီးတော့ဩမင်းကသေခြင်းလုံးဝင်ချုပ်တယ်ပေါ့ဟုတ်လားငါလည်းကသွေးမစိုးနေမိမယ်အခုတော့ဆုံးရတော့မယ်ကွာဒီလူကြီးကကျုပ်ကိုကျိန်လုံးနဲ့ရိုက်ထည့်လိုက်တယ်ဗျကျိန်လုံးသေးသေးလေးဆိုပေမဲ့ကျုပ်ကလွင့်ထွက်သွားတယ်နောက်တော့ကျုပ်ရဲ့ရင်ဝါကိုကျိန်လုံးနဲ့ထောက်ထားတယ်ဗျအဲ့ကျိန်လုံးကိုတဖြည်းဖြည်းနဲ့ဆွဲတင်ထည့်လိုက်တာကျုပ်ကလေးဘောကိုတဖြည်းဖြည်းနဲ့မြောက်တက်သွားပါတော့ဗျဒီကောင်ကိုခြေလဲလေးပဲပြုတ်ထွက်သွားအောင်ဆွဲလိုက်ကြဟိသူမိန်မေးတော့ကျုပ်ခြေလေးလက်ထိတ်တွေကိုလာဆွဲတာကိုခံရတယ်ဗျဘာတွေလဲတော့မသိဘူးဗျမြင်တော့မမြင်အောင်သူမွေးထားတဲ့တပည့်တွေဖြစ်လိမ့်မယ်ဗျကျုပ်လက်တွေကိုတင်းဆွဲလို့ကျုပ်လက်အဆက်တွေကနာကျင်းလာတယ်ဗျကျုပ်အားကနေအတန်ကုန်ဟိတ်ပြီးတော့អော်လိုက်မိတယ်ဗျအဲ့ချိန်မှာဥပဒါကြီးကလှစ်ခနဲ့ရောက်လာတာဗျဥအောင်ပြည့်ရဲ့ကြောကုန်းကိုသူ့လက်ဝါးနဲ့ရိုက်ထည့်လိုက်တာဥအောင်ပြည့်တော့ကမြေပေါ်ကိုဂျုံးပြစ်ကျသွားတယ်သူလဲသွားတော့ကျုပ်ကလည်းလေပေါ်နေပြန်ပြုတ်ကြတယ်ဗျဥအောင်ပြည့်ကကုန်းယုံထိုင်နေဘယ်ကောင်လာရှုပ်တာလဲကွာလာရှုပ်တဲ့ကောင်သေပြီတော့ဥအောင်ပြည့်ကဥပဒါကြီးကိုကျိန်လုံးနဲ့လှည့်ရိုက်ထည့်တာဗျဥပဒါလည်းအနောက်ကိုခုံဆုပ်ပြီးတော့ရှောင်လိုက်ရတယ်မင်းကပညာသေးပါလားကွာငါမင်းတို့လိုပညာသေးတွေကိုကြီးနှိပ်ကိုလာခဲ့တာချာပြီကွာငါရဲ့ရမထားချိန်အစွမ်းကိုမြည်ကြည့်စမ်းဟိ
ဦးအောင်ပြောဥပဒါစီကိုပြည့်ဝင်ပြီးတော့ကျင်းလုံးနဲ့စောင့်ထိုးတာဗျဥပဒါလည်းအနောက်ကိုခုံးဆုပ်ပြီးတော့ရှောင်လိုက်တယ်ပညာနဲ့ရှောင်လိုက်တာမို့လို့လေထဲမှာတစ်ချက်ဝဲထွက်သွားပြီးတော့9ပေလောက်အကွာကိုသွားကြတယ်ဗျအထူးသန်းတာကတော့ဦးအောင်ပြောရဲ့ကျင်းလုံးကသူ့လိုရှည်ထွက်လာပြီးတော့ဥပဒါကြီးရဲ့ရင်ဘက်ကိုတန်းတိုင်းထိုးမိသွားတယ်ဗျဥပဒါအင်္ဂနဲ့တစ်ချက်អော်ပြီးတော့ဒူးတစ်ဖက်ထောက်ပြီးတော့ထိုင်ကြသွားတယ်ဗျဦးအောင်ပြောကတဟားဟားနဲ့ရီးတယ်ဗျဘယ်လိုလဲကွာပညာသေးကြီးကမင်းရဲ့ပညာကိုငါကျင်းလုံးနဲ့ဖိထားလိုက်ပြီလေကွာမင်းဆက်ပြီးတော့ကြိုးစားမယ်ဆိုရင်မင်းရဲ့ပညာကိုအစစ်စိတ်မှကွက်ထွက်တော့ငါလှုပ်ထည့်လိုက်မယ်ကွာဥပဒါကြီးကမျက်စောင်းကြီးခဲလို့ကြည့်တယ်ဗျဒီလိုဖြစ်မဲ့လို့လည်းထင်ထားဖို့မရဘူးဗျအခုတော့ဟိုလူကဥပဒါရဲ့ဂျက်ကောင်းကိုထောက်ထားလိုက်ပြီမဟုတ်လားအော်မဲမင်းကဘယ်လိုမျိုးလုံးနဲ့ကြည့်နေပြန်ပြန်လဲဆက်ရအောင်မင်းရဲ့အကြည့်တွေကိုငါမကြိုက်ဘူးနော်ဥပဒါတော့စက်ကြည့်နေတော့မဲ့ဗျမပြောနေတာတော့မဟုတ်ဘူးကဲကွာနည်းနည်းခံစားလိုက်စမ်းဦးအောင်ပြောအကျဉ်လုံးကိုတွန်းထည့်လိုက်တယ်ဗျအကျဉ်လုံးရဲ့အားနဲ့ဥပဒါရဲ့ရင်ဘတ်တော်မှနည်းနည်းချိုက်ဝင်သွားတယ်ဗျဥပဒါရဲ့ပသက်ထဲကနေသွေးတွေရောက်ပွက်ခနေကြလာတယ်ဗျအကျုပ်တစ်ခုလုံးမှဖြစ်တော့မယ်ဗျနောက်ဆုံးကြံရမရတာနဲ့ဦးအောင်ပြောရဲ့ကျဉ်လုံးကြီးစီကိုပြည့်ဝင်လိုက်တယ်လက်တန်းလုံးလောက်ရှိတဲ့ကျဉ်လုံးကြီးကဥပဒါရဲ့အထိရောက်နေတယ်ဆိုတော့အလဲမှာအရှိကြီးပေါ့ဗျကျုပ်ကအဲ့ဒီလေကိုပြည့်ဝင်ပြီးတော့ကျဉ်လုံးကိုလက်တစ်ဖက်နဲ့စုပ်ကိုင်းထည့်လိုက်တာဗျလူတစ်ကိုယ်လုံးဓာတ်လိုက်တယ်လို့ခံစားလိုက်ရပြီးတော့ကျင်တက်သွားတာပဲဗျကျုပ်ရင်ကဘက်ထရီအိုးကိုကိုင်းနဲ့ဓာတ်လိုက်ခံရဘူးတယ်ဗျအခုလည်းအဲ့လိုပဲခံလိုက်ရတာကျုပ်ခြေထောက်တွေကပျောက်ခွေကျသွားတယ်ဗျဥပဒါကျုပ်ကိုလှမ်းអော်တယ်ဗျဟာလက်ကောင်မလုံးနဲ့ကွကျုပ်ကမရတော့ဘူးဗျအသေးချင်းသေးပစေဆိုပြီးတော့ကျင်လုံးကိုလက်အားနဲ့ညှစ်ပြီးတော့ချိုးထည့်လိုက်တာဗျဦးအောင်ပြောကလည်းကျုပ်ဒီလိုလုံးမယ်လို့မထင်ဘူးကိုကျုပ်ကအားကုန်သုံးပြီးတော့ချိုးထည့်လိုက်တာကျင်လုံးကကျုပ်ခနဲ့အတန်မြင်ပြီးတော့ဖွာထက်သွားတယ်ဗျကျင်းဆိုတော့ချက်ချင်းတော့မကြိုးဘူးပေါ့အဲ့လိုအမြင်တွေထွက်ပြီးတော့ရောင်လေးကျိုးသွားတဲ့အချိန်မှာကျင်းလုံးကျိုးသွားတဲ့နေရာနဲ့အဖြူအောင်လေးနေရာထွက်လာတယ်ဗျဦးအောင်ပြောကတော့မလုံးနဲ့ကွာဆိုပြီးတော့တစ်ချက်អော်ထဲလိုက်သေးတယ်ကျုပ်ကြည့်နေတော့မှပဲမမြင်နိုင်တဲ့အာရုကတွန်းလိုက်သလိုဖြစ်ပြီးတော့အုံးငနဲ့ပေါက်ကွဲထွက်သွားပါတော့တယ်ဗျပေါက်ကွဲတဲ့အချိန်ကြောင့်ကျုပ်ဆိုရင်တော်တော်ဝေးကိုလွင့်ထွက်သွားတာဗျအလူလဲထားပြီးတော့တေချာပြန်ကြည့်လိုက်တော့ဦးအောင်ပြူလက်ထဲကကျင်းလုံးကဖွာလန်ထွက်နေပြီဦးအောင်ပြူကလည်းပြူးထွက်နေတဲ့သူ့ရဲ့မျက်လုံးကြီးနဲ့ကျင်းလုံးကိုကြည့်နေတယ်ဗျဟောသွားပါပြီကွာငါ့ရဲ့မော်ပြက်ပါပြီကွာဥပဒါလှစ်ခနဲ့ပြေးလာပြီးတော့ဦးအောင်ပြူရဲ့လေကုတ်ကိုလက်နဲ့ဖမ်းဆုပ်ထဲလိုက်တဲ့ဗျဦးအောင်ပြူကဒဇက်သက်တုံပြီးတော့မြေပေါ်ဒူးနှစ်ဖက်ထောက်ပြီးတော့ထိုင်ကျသွားတယ်ကျုပ်ကိုချမ်းသာပေးပါဗျကျုပ်ထားတဲ့ရွှေတွေကိုပြန်ပေးပါမယ်ကျုပ်ကဘာမှမလုပ်ပါနဲ့ဗျအောင်မမင်းကနိုင်တော့နိုင်ထားပြီးတော့အခုမှချမ်းသာပေးပါတဲ့လားကွာဟဲ့ဥပဒါပြောဆိုနေဦးအောင်ပြူရဲ့လေကုတ်ကိုလက်ဝါးနဲ့ရိုက်ထည့်လိုက်တာဦးအောင်ပြူတော့ကမြေကြီးပေါ်ကိုမှောက်ခုံကြီးလဲကြပါလေရောဗျမျက်နှာနဲ့မြေကြီးနဲ့ရိုက်မိပြီးတော့ဘုတ်ကနေအတန်ကြီးထွက်လာတာဗျအနာတာကတော့တော်တော်နာမှာဗျဦးအောင်ပြူကလက်နှစ်ဖက်ထောက်ပြီးတော့လေးဘက်ကုန်းထားတယ်ဥပဒါဦးအောင်ပြူရဲ့ကြောကုန်းကြီးကိုခြေဖျောင်းနဲ့ပေါက်ထည့်လိုက်တာဦးအောင်ပြူတော့ကအုတ်ကနေအတန်မြည်ပြီးတော့မြေပေါ်မှာကာယာကြီးဖြစ်သွားတော့တယ်ဗျဥပဒါသေချာငုံကြည့်တယ်ဗျအော်ဒီကောင်ဥရုနဲ့မှော်အောင်ထားတာကွာမှော်ကျင်လို့ရထားတဲ့သဘောပဲဒါကြောင့်သူ့ကျင်လုံးကတော်တော်ဆွမ်းနေတာပေါ့ဗျဥပဒါတေတာကြီးကိုကြည့်လိုက်တယ်ဗျတေတာတွေကနေလက်စုပ်ကလေးတစ်ခွင်းကိုယူလိုက်တယ်လက်စုပ်ကတော့ရွှေနဲ့လှုပ်ထားတဲ့လက်စုပ်ပဲဗျအပေါ်မှာကျတော့ကြောက်ခဲမုံပဲနဲ့ဓာတ်လုံးလိုဟာလေးကိုကုတ်ထားတာဗျဒါဘာလက်စုပ်လဲဥပဒါငါလည်းအကိရဆရာမဟုတ်တော့အသေးသေးတော့မသိဘူးလည်းကောင်ကဒါပေမဲ့ငါအထင်ဒီတက်လုံးကရွှေလိုက်ဆိုတာပဲဖြစ်ရမယ်ရွှေလိုက်ဆိုတာဘာလဲဗျတန်လိုက်ကတန်တက်တွေကိုဆွဲဆောင်နေကွာရွှေလိုက်ဆိုတဲ့ဓာတ်ကလည်းရွှေတွေကိုဆွဲဆောင်နိုင်တဲ့သဘောရှိတယ်အရင်ကငါသတင်းစာထဲမှာဖတ်ဘူးတာတခုရှိတယ်ကွာဖောက်ထွင်းဝိသတယောက်ကရွှေလိုက်ကိုအသုံးပြုပြီးတော့အင်ချန်တွေရဲ့အပြင်ဘက်ကနေရွှေတွေကိုဆွဲထုတ်တယ်ဆိုပဲကွာအခုမှပဲဒါမျိုးကိုကိုယ်တိုင်ကြုံမှုတော့တယ်ကွာဖြစ်သမျှအစမ်းနေကြီးပါပဲလားဗျာရွာတော်ချင်းအဖိုးကလည်းဥပဒါနဲ့တွေ့မှလွတ်သွားတယ်ဗျဥပဒါကညောင်ရင်အိုးလေးကိုကောက်ယူလိုက်ပြီးတော့မြေပေါ်မှာပောက်ခွဲထည့်လိုက်တယ်ဗျအိုးကွဲသွားတဲ့အခါမှာအိုးထဲမှာဖမ်းထည့်ထားတဲ့ဝိုင်းဆောင်ခြံသောတွေအကုန်လုံးကပြေးထွက်ကုန်ကြပြီးတော့သူ့နေရာသူပြန်သွားကြတော့တယ်အဲ့ချိန်မှာဂျီကာတတိရဲ့အနောက်ကကုန်တင်ကားအသေးလေးတွေကမောင်းချလာပြီးတော့ရွာထဲကိုရောက်လာကြတယ်ဗျကားပေါ်ကနေဆင်းလာတာတော့မြိုင်တန်ရဲစခန်းရဲအုပ်ကိုတန်းဦးနဲ့အဖွဲ့တွေပဲဗျအနောက်ကကားပေါ်မှာတော့တနက်တွေကင်ထားကြတဲ့ရဲတပ်သားတွေကိုတွေ့လိုက်ရတယ်ဟိုလူတွေကဘယ်ရောက်ကုန်ပြီလဲဗျဘယ်သူတွေလဲဗျခင်ဗျားတို့ရောက်နေတဲ့ရုပ်ရှင်လိုက်တဲ့အဖွဲ့တွေလေအတန်နေကြနေရသေးတယ်ဗျအခုချိန်လောက်ဆိုရင်တောထဲမှာပဲချီအောင်မယ်ထင်တယ်ကိုတန်းဦးကသူနဲ့တူတူပါလာတဲ့ရဲတက်ချက်ကိုပုံနဲ့အဖွဲ့တွေကိုတောအုပ်စီကိုလှုပ်ပြီးတော့ဖမ်းခိုင်းလိုက်တယ်ဗျခင်ဗျားတို့ကဘယ်ကနေဘလို့သတင်းရလာတာလဲရဲဦးရမနေ့ကပဲခင်ဗျားတို့ရွာသားတယောက်ကမြိုင်တောင်ရောက်လာတာနဲ့ခင်ဗျားတို့ရွာမှာရုပ်ရှင်ရိုက်နေတဲ့အဖွဲ့တွေကရောက်နေတယ်ဆိုတော့သိလိုက်ရတယ်ဗျတကယ်တော့ရုပ်ရှင်ရိုက်မယ်ဆိုရင်မြို့နယ်ကသိရမှာဗျကျုပ်စုံစမ်းကြည့်တော့မြို့နယ်ကအာဏာပိုင်တွေကလည်းရုပ်ရှင်ရိုက်တဲ့အဖွဲ့လာတော့မသိဘူးတဲ့အဲ့ဒါနဲ့ကျုပ်ကလည်းနည်းနည်းစုံစမ်းလိုက်တော့အခြားဒေသတွေမှာလည်းရုပ်ရှင်ရိုက်တဲ့အဖွဲ့ရဲ့ဆိုပြီးတော့တရားလုံးကိုလိန်သွားမှုတဲ့ရဲမှုကင်းတွေကိုတွေ့လိုက်ရတယ်
ဒါနဲ့ခမရတို့လည်းအလင်ခံရပြီထင်ပြီးတော့အားချင်းလူစုပြီးတော့ထွက်လာခဲ့လိုက်တာပဲဗျာတော်သေးတာပေါ့ရဲဦးရဒီမှာဟိုလူကြီးကဥအောင်ပြူတဲ့ဗျသူကဒီလူလင်အဖွဲ့ကိုကျိုးဆွဲတဲ့လူပဲဗျဒီရွှေတွေကတော့ရွာတွေကနေသူခိုးထုတ်ထားတဲ့ရွှေတွေပဲမကြခင်မှာသူတို့ကြောင့်တီးရတော့မှာပါဗျာဝိုင်းပြောပြောကျုပ်တို့ရွာကိုကဲတင်လိုက်နိုင်ပြီဆိုတော့ကျုပ်တို့ကခေါ်ယူနေမိတယ်ဗျဥပဒါကြီးကလည်းပြုံးလို့ပြောဥပဒါကြီးမျက်နှာကိုကျင်းနဲ့ကျုပ်စိတ်ထဲမှာတခုဖြစ်လာတယ်ဗျဟိုအလက်ကောင်မင်းမျက်နှာဘာဖြစ်တာလဲကွာမသိဘူးဥပဒါရဲ့ဥပဒါကိုမြင်တော့တခုပြောဖို့သတိရသွားတယ်လို့ပဲဘာပြောမလို့လဲကွာဘာပြောမလဲဆိုတာတော့သတိမရတော့ဘူးဗျမင်းကလည်းခြာပါအလက်ကောင်ရမကြမ်းဖြစ်နေတဲ့လူသားဆိုရင်မင်းအုံအောင်နဲ့အသက်မိမှာမဟုတ်ဘူးကွာဟိုမကြမ်းဖြစ်နေတဲ့လူအသက်မမီတော့ဘူးမမီဟုတ်ပြီမာမီဗျဟိုဥပဒါလိုက်ခဲ့ဗျမာမီကိုဥပဒါကုပေးမှရမယ်ဗျမာမီဆိုတာမိတ်ကပြင်းတဲ့အချောင်းမှမဟုတ်တာကွာအလားတမ်းမှဥပဒါရမေးတယ်ရှိတာနောက်မှမေးသမ်းပါကျုပ်ကဥပဒါလက်ကိုဆွဲပြီးတော့အိမ်ကိုအတကုံပြေးထွက်လာခဲ့တယ်ဗျအိမ်ရောက်တော့မာမီကအခန်းထဲမှာကွေးလေးဖြစ်နေတယ်ဗျကျုပ်ကမာမီကိုပြေးလှန်လိုက်တယ်ဟိုမာမီတတိထားပါဦးဗျမာမီကိုကယ်ဖို့ရောက်လာပြီဗျမာမီကမလှုပ်တော့ဘူးဗျဥပဒါကြီးမာမီကိုကယ်ပေးပါဦးဗျကယ်ပေးပါဦးဗျဥပဒါလည်းတပင်းချက်ကိုချပြီးတော့အနားကိုကတ်လာတယ်ဗျမာမီရဲ့လေပင်ကိုလက်နဲ့ထောက်ပြီးတော့ဆန်းကြည့်တယ်ဟိုသူ့ကိုဥအောင်ပြူကအပင်းထက်ပြီးတော့လှုပ်ထားတာတဲ့ဥပဒါကယ်ပါဦးဗျကယ်လို့ရနိုင်ပါသေးတယ်နော်ဥပဒါခေါင်းဖြည်းဖြည်းချင်းခါတယ်ဗျမရတော့ဘူးလက်ကောင်မင်းရဲ့မာမီကသေတာကြာပြီကွာဗျာဟုတ်လို့လားဗျာသူပြောတာတန်တိုင်းလုံးနဲ့မသေးပါဘူးတဲ့ဗျငါကယ်ဖို့မိတဲ့လူကိုဘယ်နှခါမကယ်ခဲ့တာရှိလို့လဲအလက်ကောင်ရအခုကကယ်လို့မရတော့ဘူးကွာသူသေးတာကြာပြီရုပ်ကလည်းမာမီကိုဖတ်လိုက်တယ်ဗျမလေးမာမီပြောတော့တန်တိုင်းလည်းမသေးပါဘူးဆိုဗျာအခုတော့လွန်သုံးကြလာနိုင်ဝဲပေါ့ဗျာမာမီရဲ့သူကသူ့အခြေအနေကိုသူတီးပြီးသားကွာတန်တိုင်းလောက်ခံမယ်ဆိုတာမင်းကိုတမင်လိန်ပြောလိုက်တာဖြစ်လိမ့်မယ်မာမီယာကိုကျိုးကိုစွန့်ပြီးတော့သွေးမတော်သားမသက်တဲ့ကျုပ်တို့ရွာသားတွေကိုကယ်တင်ပေးသွားခဲ့တာပါဗျာတကယ်တော့မာမီယာမိမရှာတယောက်ဖြစ်နေပေမဲ့ကျုပ်တို့ယောက်ျားသားကြီးတွေလုံးနိုင်ခဲ့တဲ့ပေးဆက်မှုမျိုးနဲ့ပေးဆက်ခဲ့တဲ့လူပါမာမီယာကျုပ်တို့တက်ကိုယောက်ျားပို့ပြီးသားပါတယ်ဗျာကျုပ်ဖြင့်ဘဝမှာအချောင်းမကြီးတေလို့ဖတ်ငိုရတယ်ဆိုတာဒီတစ်ခါပဲရှိခဲ့မှုမှထင်တယ်ဗျအသိမကြပါဘူးရွာသားတွေကပြန်အောင်လာကြတယ်ရဲတပ်ဖွဲ့ဝင်တွေကလည်းဒရိုက်တာကြီးတို့မင်းသားတို့ဖမ်းခေါ်လာခဲ့တာပေါ့ဗျာဒါတော့မှအချို့ရွာသားတွေကမယုံသေးဘူးဗျလူစိုးတွေကိုရဲကဝင်ဖမ်းတဲ့အခိုင်မျိုးရိုက်နေတဲ့ထင်တာဆိုပဲရဲဦးကအဖေတို့ရှင်းပါတယ်ဒရိုက်တာကြီးတို့ကိုစင်ပေးနေတာပေါ့ဗျာဒရိုက်တာကြီးကလည်းမိနေပြီဆိုမှတော့အကုန်လုံးကိုဝင်ခန်းရှာတယ်ဗျဒီတော့မှရွာသားတွေအကုန်လုံးကလည်းဟာကနေဟင်ကနေဖြစ်ကုန်ကြတယ်ဗျမင်းသားကျော်စိုးကမျက်နှာတာရဲ့ယောက်ျားလေဗျအရင်တော့ကမင်းသားမဟုတ်ဘူးမင်းသားနေရာကိုမရခဲ့ဘူးတဲ့အခုဒရိုက်တာကြီးတို့နဲ့ပေါင်းပြီးတော့တိုက်ကိုက်ရိုင်နဲ့လိန်စားတော့မှမင်းသားဖြစ်လာတဲ့လူဆိုပဲဗျဒရိုက်တာကြီးကလည်းငုံမဲမျက်နှာနဲ့ကျုပ်တို့သိပြီးတော့အပြစ်မမြင်ကြပါနဲ့ဗျာတကယ်တော့ကျုပ်တို့အားလုံးကတရုပ်ဆောင်နေပါဘာတရုပ်ဆောင်နေလဲဗျရုပ်ရှင်ရုပ်တန်းတရုပ်ဆောင်နေကြတာပါဗျာကျုပ်ဒေါသထွက်ပြီးတော့လူ့ကြတွေကိုခုံဝင်သွားမိတယ်ဗျဘာဗျဟေးလူအခုမှခမရတရုပ်ဆောင်ပါတယ်တဲ့လားနေဦးခမရတို့တရုပ်ဆောင်တဲ့ဇလန်းမှာကျုပ်ကဇက်လိုက်ဗျကျုပ်ကလည်းကြော်စိုးကိုပြေးပြီးတော့ထိုးတော့တာပဲဗျကျော်စိုးတယောက်ကကျုပ်ထိုးလိုက်လို့လွင့်ထွက်သွားတယ်ဗျကျုပ်ကကျော်စိုးကိုပေါ်တက်ခွာပြီးတော့ပြောင်းထိုးလေကွာမင်းငါ့ကိုပြန်ထိုးလေတရုပ်ဆောင်ဆိုတာဒရန်လို့တရုပ်တူရတယ်ဆိုကွာမင်းလည်းငါ့ကိုတကယ်ထိုးလေတကယ်တော့ကျော်စိုးရဲတွေကကျိုးနဲ့တုတ်ထားလို့ဟိုကောင်ကလှုပ်မရတော့ဘူးဗျမင်းငါ့ကိုထိုးလို့မရပါဘူးကွာဘာဖြစ်လို့လဲဆိုတော့ဒီဇယ်လမ်းမှာငါဇက်လိုက်မင်းသားကွာငါလိုဇက်လိုက်မင်းသားကိုမင်းလိုမင်းသားအတူကထိုးလို့ရမှာတဲ့လားကွာကျုပ်ခံခဲ့ရသမျှအတိုးနဲ့ချပြီးတော့ဒီကောင်အတကုံထိုးကြိတ်ပါတော့တယ်ဗျဘေးကဝိုင်းကျင်နေတဲ့ရွာသားတွေကလည်းလက်ကိုလက်ဝါးတီးပြီးတော့အလက်ကောင်ကွခင်မောင်လက်ကွာဆိုပြီးတော့အားပေးနေကြပါသေးတယ်မာမီကတော့သူသိပ်ပြော်တဲ့ကျုပ်တို့ရွာလေးမှာပဲတစ်သက်လုံးခေါင်းချသွားခဲ့ပါတယ်ဗျဟိုလူစိုးတစ်တိုက်ကတော့အရင်အမှုတွေနဲ့ပါပေါင်းပြီးတော့ထောင်တော်ဝါကြီးကျသွားကြတယ်ဆိုပဲဗျကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကဆိုရေးသားထားတဲ့စုံထီဥပဒါနဲ့ဇက်လိုက်မင်းသားဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာနောက်အမြမှာလည်းဒီတက်စိတ်ဝင်စားတဲ့ကောင်းတဲ့ဇာတ်လမ်းကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနေဆင်ကြပါအောင်ခင်ဗျာနောက်ဆက်အားပေးကြတဲ့ပရိသတ်တယောက်ချင်းတူလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ